ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရီဒီနေ့မှာပရိသတ်များအတွက်တင်ဆက်ပေးသောရွေးချယ်ထားတာကအောက်လန်းဘိုးထင်နဲ့သွေးဆုပ်ရွာဆွဲဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်စီစဉ်လေးကိုစလိုက်ပါမယ်ခင်ဗျမောင်ဘိုးထင်တို့ကသူတို့လာစင်ကနားခဲ့တဲ့လေကွင်းများဘေးမှာရှိတဲ့ဇရက်ကိုရောက်လာပြန်ပြီဖြစ်တော်တယ်မွန်းတဲပြီးချိန်မလို့လာစင်ကအတိုင်းပေတူးနဲ့မောင်ဘိုးတွေတို့ငရှင်းမြားလိုက်ကြတယ်အဲ့တော့သူတို့နှစ်ယောက်ကငရှင်းများကိုနှီးကြောပြဘိုက်ခွဲပြီးတော့သွေးများကိုပကံတစ်လုံးနဲ့ထည့်ထားလိုက်လေတဲ့မောင်ဘိုးတွေလောက်ခိုင်းသည့်တိုင်းပေတူးကငရှင်းကိုနှီးကြောနဲ့ဘိုက်ခွဲနေမှဘိုးထင်ဒီသွေးတွေဘာလို့ဖို့လဲမင်းမကြခင်သိလာပါလိမ့်မယ်ငရှင်းကသွေးတော့တော်တော်ထွက်တာဗျာနော်ခုမှမသိသူလုံနေပြန်ပေတူးကငါသိပြီဒီသွေးတွေဟိုတဲကလူကြီးကိုတိုက်မုံမလားမင်းကအရေးပြအကောင်မြင်သားပဲအဲ့တဲကိုတို့ထမင်းစားပြီးတော့မှအကုန်လုံးသွားကြတာပေါ့သူတို့ညောင်စကားပြောနေစင်မှာထမင်းချက်နေတဲ့ဖိုးတွေကဇက်ပေါ်မှာနေ၍ပေတူးနဲ့ဘိုးထင်ငရှင်းကင်တော့မပြီးသေးဘူးလားပြီးပြီကိုဘိုးတွေကလာမမြန်လာခဲ့ကွာငရှင်းကိုခုတကတဝက်ကျော်တဝက်ချက်လုံးရအောင်လို့ဝညာကလေးတစ်ခုလုပ်ပြီးတော့တဝက်ကိုกินကွာกินပြီးမှကြော်မယ်ကြားလားဟုတ်ကဲ့ပါဆရာကြီးရွာလူကြီးသားဆိုတော့ဇက်ပေါ်တတ်ထိုင်ဘာမှလည်းမလုပ်ဘဲနဲ့မိန်ပေးနေတာဟိုမှာကိုသားရကိုကြည့်ပါဦးမျက်နှာမှာတော့အိုးမဲတွေပေးနေပြီထမင်းချက်နေရတာပေတူးကဖိုးတွေကိုကြည့်ပြီးတော့တာယာနေရှင်ပြောလိုက်လေအဲ့ကတာယာကထမင်းကိုချွေးထုတ်နေရမှာအဖုံးကိုခက်ဆက်ဆက်ပိတ်ပြလိုက်ပြီးအောက်သက်ကြီးလည်းမကြေဘူးဆိုတာဒီညမှာကွာသွားတယ်လေကွာငါအကြီးဆိုပြီးတော့ကောင်းဆောင်တဲ့ကောင်မျိုးမဟုတ်ဘူးကွာအရာအလုံးရှေ့ကနေမရက်ပြီးတော့ကိုယ်တိုင်ဖြေရှင်းတတ်တဲ့ကောင်မျိုးတချို့ကောင်တွေတော့ကွာတာပေါ့ကွာဟိအောင်တာယာဘယ်သူ့ကိုဆောင်းပြောလဲဘယ်သူမှပြောပါဘူးကွာငါစိတ်တည်းရှိရတိုင်းငါပြောတာဖိုးရင်းနဲ့သားတို့ရန်ဆောင်နေပြီဖြစ်တော်တယ်ဒီလိုဖြစ်အောင်လုပ်သည့်အဓိကတရားခံမှာပေတူးဖြစ်လေတယ်အဲ့တော့မမိုးရငါရှင်များကိုညှက်ထားတဲ့ဝညာအာကိုင်းမှာဟေးလူတွေစကားများမနေနဲ့တေတူးရှင်မကွာတူနေခဲ့ပြီးတော့မှဟိုကောင်ပေတူးရဲ့ပေါက်ခဲ့ရစကားနားထောင်မလို့အုံနောက်မဲ့မနေနဲ့ရောက်ကိုတွေခမငါရှင်းกินလိုက်အေးပါကွာမင်းကကြားတဲ့ဆရာလာလုံနေတယ်ပေးငါกินလိုက်ဖိုးတွေကမကျင်မနဲ့ငါရှင်များကိုယူကာမီးဘိုစီကိုထွက်ခွာသွားလေတော့တယ်အဲ့နောက်မဘိုးထင်ကပေတူးတုံးတက်ထားတဲ့ငါရှင်အဆိုများကိုတာယာကိုချက်ခိုင်းလိုက်တယ်သူတို့တေချာထည့်ထားတဲ့ငါရှင်သွေးပကံကိုဇဲအတောင်တနေရာမှာတင်ထားလိုက်တော့လေတယ်ဖိုးတွေကသူ့ဟာပေတူးနဲ့သားမထီတတိပြောထားပြီထင်တယ်ငါရှင်ကိုကိုယ်တိုင်ကြော်ပြီးတော့ထမင်းမှာခုခတ်ပေးနေပြီတာယာမှာကြံတဲ့သူများကိုဖိုးတွေနဲ့မြတ်စာပြစ်ပြလိုက်နေလေစားနေမုံလွဲမှစားလိုက်ကြပြီးတော့တာကြီးကစားနေတဲ့ဟေးများကိုကြည်ရင်ကိုတာယာငါရှင်အဆိုချက်ကလည်းကောင်းကိုဖိုးတွေရဲ့ငါရှင်ကြော်လေးကလည်းကောင်းတယ်တကယ့်ကိုတော်တဲ့သူတွေဗျာဟုတ်တယ်တာကြီးကတကယ့်ကိုစားလို့ကောင်းတာကိုဖိုးတွေနဲ့ကိုတာယာဟင်းချက်ပါနေပါလာတယ်ကွာသိလားမောင်ဘိုးတင်တာရင်နဲ့ပေတူးတို့စကားများကြောင့်ဘိုးတွေနဲ့သားကပြုံးနေပြီးတော့ဟင်းများကိုခတ်ထည့်ပေးနေတော့တယ်သူတို့ထမင်းစားပြီးတဲ့အခါဇက်ပေါ်မှာခိတာများထမင်းလုံးစီလိုက်ကြရင်ဘိုးတင်ငါရှင်သွေးလိုက်တဲ့လူကြီးကိုဘယ်သူသွားတွေ့မှာမင်းနဲ့ပေတူးတို့သွားတွေ့မှာမလားဟာအကုန်လုံးသွားမှရမှာပေါ့သူတယောက်တည်းမဟုတ်တရားလုံးဆိုကျုပ်တို့ကုန်တစ်ခါတည်းသွားမှာအေးဟုတ်တယ်တခုဆိုမင်းနဲ့ငါ့ကိုပဲလွတ်ချင်နေတာဒီလိုနဲ့ဇက်လေးပေါ်တုံးလုံးလှဲနေနဲ့တယောက်တစ်ပေါက်စကားပြောဆိုကြရင်မကြမီမှာအိပ်ပျော်သွားကြပါလိမ့်တော့တယ်မောင်ဘိုးရဲ့နားထဲမှာအတန်တဲ့ကိုကြားပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်ဇက်ထောင်းမှာရှိတဲ့ငရှင်သွေးပကံနားမှာလူကြီးတယောက်စောင်းကြောင်ထိုင်ပြီးငရှင်သွေးပကံတွေကိုသူ့လက်ညှိုးကိုနှစ်လိုက်ကလက်မှတစ်စင်သွေးများကိုသူ့ပါဇက်ထဲထည့်ကရတာခံပြီးလက်အားစုပ်နေတာကိုတွေးလိုက်ရတော့တယ်မောင်ဘိုးတွေကအိတ်နေရာမှာသူ့ဘေးမှာရှိတဲ့ဖိုးတွေကိုတရောင်နဲ့တို့ပြီးတော့နှိုးလိုက်ကအတန်မထွက်ရအချက်ပြလိုက်ပြီးအဲဒီနောက်တခြားသောသူများကပါတိုးတိတ်နှိုးလိုက်လေတော့တယ်အဲလူကြီးကမပြေးနိုင်တာအေးနဲ့ตาရမှာဇက်ပေါ်မှာခုံဆေးပြီးတော့လမ်းပိတ်ထားလိုက်တော့တယ်မောင်ဘိုးတွေကပစိုးနဲ့ပတ်ထားတဲ့မိုးကြိုးဆက်တောင်မွေးကိုကင်ကဟေးလူကြီးခမရမသူလေဘာလို့သွေးစိမ့်ကိုလာတောင်းနေတာပြောတယ်ငါမင်းတို့ဟိုနေ့ကကမွန်းညွယ်လာခုတဲ့တဲ့ကပိုင်ရှင်ပါငါရှင်သွေးနဲ့လေးရလို့မနေနိုင်လို့လာတောက်တာပါကွာနေပါဦးခမရတာမန်လူပဲလေဘာလို့သွေးတွေကိုအငမ်းမြအစိမ့်တောက်နေရတာလဲဟိုအဲ့ဒါဟိုခမရတို့ကဘယ်ရွာလဲကျုပ်သတင်းကြတော့ခမရနေတဲ့ရွာလူအကုန်လုံးကသွေးဆုပ်တယ်ဆိုအဲ့ဒါဟုတ်လားမင်းတို့ဘယ်သူပြောရလဲဘယ်သူပြောပါဟုတ်လားမဟုတ်လားပဲပြောဟုတ်တယ်ကွာကဲအဲ့ဒါဆိုခမရရွာကိုကျုပ်တို့လမ်းပြပြီးတော့ဟာမဖြစ်ဘူးတယ်နော်ငါတို့ရွာလူစိမ်းတွေကိုဝင်မခံဘူးအဝင်မခံလဲကျုပ်တို့ကဝင်ရမှာပဲနော်ခမရတို့ရွာသားတွေကျုပ်တို့အကူကြီးလိုနေပြီဒါနဲ့ခမရနာမည်ကဟိုဖူးပိန်ကဲဦးဖိုးပိန်ခမရငရှင်သွေးတားတောက်ချင်နေတောက်တော့ပြီးရင်ခမရတို့ရွာကြောင်းပြောပြအောင်ဦးဖိုးပိန်ကခေါင်းကိုညှိလိုက်ပြီးတော့ငရှင်သွေးများကိုကုံအောင်တောက်နေပါတော့တယ်မောင်ဝဲတင်တို့ကဦးဖိုးပိန်ငရှင်သွေးများကုံတီတီတောက်နေတာကိုဝိုင်းပြီးတော့ကြည့်နေကြနောက်ဆုံးဦးဖိုးပိန်ဟာသွေးများကတ်နေတဲ့ပကံကိုရက်နေသေးတာကြောင့်ပေတူးမှခမရအဲ့လောက်ကြီးတော့ရက်မနေစမ်းပါနဲ့ဗျာဒါတော့အများကြီးတောက်ထားလဲမဝသေးဘူးလားငါတို့ကသွေးနှမ်းရရင်မနေနိုင်ဘူးကောင်လေးကဟာအဲ့လောက်တောင်မဲလားဗျာဒါတော့မှငါတတော်ထိန်သိမ်းရှိတဲ့သူလူတော်ပြောရမယ်ဗျာခမရတတော်ထိန်သိမ်းရှိတာဟုတ်လားအေးမဟုတ်သေးပါဘူးခမရအတော်ဆုံးဆိုရွာတွေကလူတွေဘယ်လောက်တော့စိုးနေပြီလဲမင်းတို့လိုက်ခဲ့မှာမဟုတ်လားရောင်းရင်သိရမှာပေါ့အေးပြီးတာပဲဗျာ
ပေတူကဥဖိုးပိန်ကိုစကားဆိုနေတဲ့မောင်ဘိုးတင်ကိုငယ်ဆောင်ကြည့်ကဘိုးတင်ဟုတ်ပါမလားသူကရွာထဲမှာတော်သုံးဆိုပဲအစိုးဆုံးတွေကဒိုးတွေကိုကြိုက်စားမလားမသိဘူးနော်မင်းကလည်းတွေးပူနေပြန်ငါတို့ငါ့အောင်ပေါင်းဘယ်အောင်မှကြောက်စရာမလိုဘူးကွာကြောက်တော့မကြောက်ပါဘူးကွာတော်တာငါသွေးတွေကိုကြိုက်ပြီးတော့စုပ်နေမှာဆိုလို့ပြောတာဘာဖြစ်ပါ့ကွာမင်းကလည်းတောင်လေးမြောက်တွေတွေးမနေလားမောင်ဘိုးတင်ကပေတူကိုအတွေးမလို့မို့ပြောလိုက်ရတော့လေသူကိုယ်တိုင်မှလည်းဥဖိုးပိန်စကားကြောင့်အနေငယ်များကြောချမ်းမိလေတဲ့သွေးပကံကိုရှာနေပါရက်တဲ့သူကသူ့ရွာမှာသူ့အတော်ဆုံးဆိုနေသေးတယ်အဲ့စကားရကြံတဲ့သူများဟာသူ့တက်ဆိုးသောသူများဖြစ်ဟန်ရှိတော့တယ်ဒီအတွက်စိတ်တော့ပူနေမိပြီတဲ့တို့ပေမဲ့လည်းမသွားလို့ကလည်းမဖြစ်ဆိုတော့ဥဖိုးပိန်အားခင်ဗျားနာမည်ဥဖိုးပိန်တော့ဟုတ်တယ်ကောင်လေးကဲဥဖိုးပိန်ကျုပ်တို့ခင်ဗျားရောက်လမ်းပြပြီတော့အေးမင်းတို့ကလိုက်ချင်နေဆိုလဲငါမငင်းပါဘူးကွာဟိုရောက်ရင်မင်းတို့မထင်မှန်ထားတာတွေတွေ့ရမှာနော်ရတယ်ကိစ္စမရှိဘူးဒါနဲ့ရွာဘလောက်ဝေးသေးလဲ2 နာရီလောက်ရှောက်ရင်ရောက်ပါတယ်ဟိုကျုပ်တခုပြောရမယ်နော်ကျုံကြီးတွေကိုထိရင်ထိကြီးခင်ဗျားတို့တူအောင်မီးရှိုးပြင်မယ်ဖိုးထွေးတယ်ဘာမှနေလေဘိုးတွေကဥဖိုးပိန်ကအမြင်မကြည့်သလိုယုံကြည်ပုံလည်းမပေါ်ပြီဒါတော့မောင်ဘိုးတွေတို့ဟာစိတ်ပူကအဲ့ဒီလိုစကားကိုပြောလိုက်ခြင်းဖြစ်ပြီးဘိုးတွေလိုစကားမပြောပေမဲ့သားကလည်းဓာတ်တစ်ချောင်းကိုယူကာစီရဲ့တိုင်နဲ့တနောက်ကိုထုပြပြီးဟမ်မန်မူယာဖြစ်အောင်ချင်းချောက်လိုက်သေးတယ်အဲနောက်မောင်ဘိုးတွေတို့ဟာတတိဝရိယတွေနေရန်ตายရနဲ့ဘိုးတွေကဒိုးတိတ်တွေတတိပေးပြီးတဲ့နောက်ပစ္စည်းများကိုတဲနဲ့ဥဖိုးပိန်ဥဆောင်ရနောက်ကိုလိုက်သွားကြလေတော့တယ်ဥဖိုးပိန်ကမောင်ဘိုးတွေတို့ကိုခေါ်ဆောင်ကသူဤတဲနောက်ကျောလန်းတိုင်းသွားလေတယ်လူသားလန်းလေးတိုင်းဝင်သွားပြီးမကြမီမှာလှဲလန်းအားတွေ့လိုက်ရတဲ့အခါဘိုးတွေကဥဖိုးပိန်ဒီနာလူတယောက်လျှောက်စာလမ်းကနေဒီဘက်ကဘလို့လုပ်ပြီးတော့လှဲလန်းဖြစ်သွားတယ်ငါတို့ရွာသားတွေကအပြင်းနဲ့တိတ်ပြီးတော့ဆက်မလုပ်ကြဘူးကွာဒီထဲမှာတခြားရွာတွေနဲ့ဆက်သွယ်ပြီးတော့ဝယ်စားရှိတာတွေဝယ်ပေးဖို့3 လတယောက်တာဝန်နဲ့နေရတာတာဝန်ကြတဲ့သူကရွာကမှားတာတွေဝယ်ပေးရတယ်ရွာသားတွေကဒီနာတွေပဲလဲမောင်းလို့ဒီဘက်ကလဲလန်းဟိုဘက်ကလူသွားလန်းဖြစ်နေတာဟောကျုပ်သဘောပေါက်တဲမှာဝယ်စားရှိတာတွေဥပိုးပိန်ကဝယ်ပေးရွာသားတွေကလဲကိုဒီဘက်မှာရက်ပြီးလူကိုယ်တိုင်လာတဲ့အဲ့လိုမျိုးလားရွာသားတွေကဒီတဲတွေလာခွင့်မရှိဘူးတာဝန်ကြတဲ့တယောက်ကပဲသူတို့ရထားတဲ့နေရာတွေပို့ပေးရတာဟောစမ်းပါလားဥပိုးပိန်အဲ့ဒါရွာလူကြီးကလှုပ်ခိုင်းတာဟေးတခြားရွာတွေကလူတွေနဲ့တွေ့ရင်စိတ်မထိန်နိုင်မှာစိုးလို့ဖြစ်မယ်ရွာလူကြီးကခိုင်းတာဟုတ်လားမင်းတို့ဟိုရောက်တော့သိပါလိမ့်မယ်ကွာကြောက်တဲ့မူရတော့မပြနဲ့တော့ငါးကောင်လေးစိုးတဲ့ကောင်တွေကတရိတ်ဆန်လိုပဲကြောက်ရင်ပို့ပြီးတော့ခြောက်တယ်ငါပြောတာနားလေလားနားလေပါတယ်ဗျာကျုပ်တို့ကလည်းသွေးဆိုးတဲ့လူတွေလောက်တော့ဂူးမဆိုင်ပါဘူးမန်နန်ဝိဇ္ဇာအောင်ချုပ်လာတဲ့ကောင်တွေပါတာကြီးကဥပုပ်ပိန်ရဲ့စကားကိုနောက်မှနေပြီးတော့ခြေပလိုက်ရာဥပုပ်ပိန်မှာမျက်လုံးဝင်ပြူးသွားပြီးဟာမင်းတို့ကအဲ့လောက်တော့စွမ်းတာငါလည်းထင်တော့ထင်တာမင်းတို့ကောင်တွေဘာအစွမ်းစားမှမရှိပဲရွာတော့လိုက်မပို့ခိုင်းဘူးလို့ဒါနဲ့မင်းတို့ကငါရွာမှာဘာလို့ကြမလို့မန်နန်ဝိဇ္ဇာဥပုပ်ပိန်တို့ရွာမှာတဘာဝမဟုတ်တာတွေဖြစ်နေတယ်ဆိုလို့ကျုပ်တို့အကူအညီပေးဖို့ဆိုပြီးအကူအညီတောင်းလိုက်တာဥပုပ်ပိန်ရဲ့အမေစကားကိုသူကြီးဘေးမှာရှိနေမောင်ဘိုးတင်မှာမိုးကြိုးစားတောင်မွေးကိုပစိုးပြင်းပတ်ပြီးတော့ထမ်းထားရင်အမေကိုဖြေးလိုက်လေတော့တယ်။အိုးအဲ့လိုလားအေးအဲ့ဒါဆိုရင်တော့မင်းတို့ရွာလူချင်းပို့ရမယ်ဟိကဲလာတော့ဆက်လျှောက်ကြဥပုပ်ပိန်လမ်းပြမှုဖြင့်အတော်တန်ကြာလမ်းလျှောက်ပြီးတော့ညနေချိန်မှာရွာကိုရောက်လာကြလေတယ်။ရွာကြီးကနွားများနဲ့စိန်များကိုအဓိကမွေးရန်ရှိရွာတိုင်းစကြမှာနွားနဲ့စိန်များအတော်များလာပြီလေ။ရွာထဲရောက်တဲ့အခါရွာထဲမှာကလေးလူကြီးလူငယ်တို့ကမောင်ဘိုးတင်တို့၏နောက်ကိုခက်လန်းလန်းမှလိုက်လာကြတဲ့အတွက်ဥပုပ်ပိန်မှာအတန်ခတ်မှာနဲ့ဒါရွာလူကြီးရဲ့ဧည့်သည်လေးကွာမင်းတို့ကောင်လေးရွာလူကြီးကိုအာခံရဲ့တော့ဒီကောင်လေးအနောက်ကတ်ကြပေါ့ဥပုပ်ပိန်ရဲ့စကားကိုကြားလိုက်တဲ့အခါမောင်ဘိုးတင်တို့ရဲ့နောက်မလန်းမကန်းမှလိုက်လာသူတွေဟာရက်လျက်ကြံနေခဲ့တော်တယ်အဲနောက်ဥပုပ်ပိန်ဟာပြင်အောင်ပြင်ကင်းဆောက်ထားတဲ့အိမ်ဝိုင်းတစ်ခုရှိမှရက်ကရွာလူကြီးဦးထွန်းဝေးဘယ်သူလဲကျုပ်ဖိုးပိန်မှာဟဲ့ကောင်ဖိုးပိန်မင်းရဲ့တဲဆောင်မဟုတ်ဘူးလားပါလာလို့တာဟိုဒီမှာကောင်လေးတွေရွာလူကြီးနဲ့တွေ့ကျင်တယ်ဆိုလို့လိုက်ပို့တာဗျဟာဒီကောင်ကတော့ပြဿနာပဲရွာเจ้าလည်းတည်ရတဲ့တခြားရွာသားတွေခေါ်ခဲ့ရတယ်လို့ကွာကဲဝင်လာခဲ့ကြရွာလူကြီးရဲ့အတန်းဆိုးထိတ်နေရတဲ့အိမ်ဝိုင်းတွေကိုဝင်ခွင့်ပြုလိုက်လေအိမ်ဝိုင်းတွေကိုရောက်တဲ့အခါရွာလူကြီးဦးထုံးဟာအိမ်အောက်ညစာပွဲတန်းရမှာထိုင်နေပြီးတော့မောင်ဘိုးတင်တို့ကိုထိုင်ဖို့တော့အချက်ပြလိုက်လေရွာလူကြီးမျက်နှာမှာဆိုးထိတ်နေသည်ကအတိုင်းသာပေါ်နေတယ်သူတို့အားလုံးတန်းရပေါ်မှာထိုင်လိုက်တာနဲ့ရွာလူကြီးကဥပုပ်ပိန်ကိုထပ်မှန်ပြီးတော့အပြစ်ဖို့ပြန်နေမင်းကွာရွာချင်းတွေကိုတည်ရတာဘောတို့ကလေးတွေခေါ်ခဲ့တာလေဟာကျုပ်ခေါ်ခဲ့တာမဟုတ်ဘူးဗျဒီကောင်လေးတွေကကျုပ်ကိုအတင်းကျပ်လိုက်ဖို့ခိုင်းသူတို့ကမန်နန်ဝိဇ္ဇာဒီရွာကိုကူညီဖို့လွတ်လိုက်တယ်လို့ပြောတယ်ဟေးဟုတ်ရဲ့လားကွာရွာလူကြီးကမောင်ဘိုးတင်တို့ကငယ်ဆောင်ကြီးကမယုံကြည်သည့်လေတန်းနဲ့စကားဆိုလေတယ်အဲဒီကဖိုးတွေကဦးကြီးတို့ရွာကလူတွေကသွေးစာနေသူတွေမဟုတ်လားအီဟုတ်တယ်အဲ့ဒါကြောင့်မလို့ငါတို့တခြားရွာနဲ့အဆက်ဆံမလုပ်တာအရင်ကဦးကြီးတို့ရွာတာမန်ရွာပဲမလားရွာလူကြီးကခေါင်းငိမ့်ပြလေတယ်အဲဒီကဖိုးတွေကဆက်ပြီးတော့စကားဆိုလေတယ်ဦးကြီးအနာရှိရင်ရှိရှိတယ်ဗျတကယ်တော့ဦးကြီးတို့ရွာလူတွေကဘာကြောင့်သွေးတောင်းနေရတယ်ဆိုတာကျုပ်တို့ပြောပြနိုင်မလားရွာလူကြီးကဖိုးရဲရဲ့စကားကိုချက်ချင်းမဖြေပဲခဏတွေးဝေနေသေးတယ်နောက်မှတပင်းတစ်ချက်ကိုလေးဖင်သာချလိုက်ပြီးတော့မ
ငါတို့လည်းမတောက်ချင်ပါဘူးကွာဒါပေမဲ့သွေးမတောက်ရရင်ငါတို့ကမျက်လုံးတွေပြလာပြီလေချောင်းတွေရားလာတာပြီးတော့ဘိုက်တွေကလည်းမခံမရနိုင်အောင်စားလာတယ်ယောဂတစ်ခုလိုပါပဲလားကျုပ်တို့ပြောင်းကူညီပါမယ်တကယ်သာပြောင်းမယ်ဆိုရင်ငါတို့လည်းပြောင်းချင်နေပြီတခြားရွာတွေနဲ့အဆက်ဆံမလို့က2နှစ်လောက်ရှိနေနောက်ပြီးတော့ရွာလူကြီးကစကားကိုတဝက်တစ်ပြားနဲ့ရက်လိုက်ရမောင်ဘိုးနေမှာရွာလူကြီးဟာရွာလူကြီးနောက်ပြီးတော့ဘာဖြစ်လို့ဆက်ပြောတယ်ကောင်းလေးတို့ငါမပြောပြတော့ဘူးကွာမင်းတို့ဘာသာလိုက်ကြည့်တော့ရွာလူကြီးကအဲ့လောက်သာပြောပြီးတော့ထသွားရမောင်ဘိုးနေတို့ကလည်းထိုင်နေရမှထပြီးရွာလူကြီးရဲ့နောက်ကိုလိုက်သွားကြပါလေတော့ဒီရွာလူကြီးဦးထွန်းကသူ့အိမ်နောက်ဘက်မှာရှိတဲ့အိမ်တလုံးစီကိုသွားနေလေတယ်အဲ့ဒီသွားလမ်းမှာဦးထွန်းကြီးနောက်မှာကတ်လျက်ပါလာတဲ့ตาရမှာရွာကြီးမိကိုမေးလေတယ်ရွာလူကြီးကျုပ်တို့ရွာနာမည်ပြောပြပါဦးဥပဝေကိုမမေးလိုက်ရလို့ရွာနာမည်ကအင်းတော်ရွာလို့ခေါ်တယ်ကွာအင်းတော်ရွာလူကြီးကသူ့ရွာနာမည်ကိုပြောရင်းနဲ့ရှေ့မှာဆက်သွားရမကြမီတေလုံးများကိုတေချာကာထားတဲ့ထောင်ပုံတရံအိမ်ရှေ့မှာရက်လိုက်လေရွာလူကြီးရက်လိုက်တာနဲ့အဲ့ဒီအိမ်လေးရဲ့ရှေ့မှာရက်နေတဲ့လူရယ်2ယောက်ကရွာလူကြီးဟာရွာလူကြီးဒီကောင်လေးရေရှည်ထိမ့်မလွယ်တော့ဘူးဘလို့ဖြစ်တာလဲကိုဘူးဒီတည်းကကောင်လေးကကျုပ်တို့တိုက်တဲ့သွေးမတောက်တော့ဘူးဗျာတေလုံးတွေကိုဖယ်ပြီးတော့အပြင်ထွက်ဖို့လုပ်နေလို့ကျုပ်တို့ရွာတွေကကောင်လေးကူညီနေကြိုးချီထားတယ်ဒီကောင်လေးတော့တောင်းညံ့နေပြီဒီနေ့ညနဲ့မနက်မှာပဲနောက်ထပ်2ယောက်ရွာတွေကဖမ်းလာသေးတယ်ရွာတွေကကောင်လေးလည်းရေရှည်ဆိုအခြေအနေမကောင်းဘူးအေးကွာတို့ရွာလည်းတဖြည်းဖြည်းနဲ့မကောင်းဆိုးရွာဖြစ်တော့မယ်ထင်တယ်ကွာရွာလူကြီးကညီးတွားကတေလုံးအိမ်ထဲမှာလက်နောက်ပြန်ကြိုးချီထားတဲ့လူ10ယောက်ကိုမောင်ဘိုးထင်တို့ကိုပြလိုက်လေတယ်အဲဒီလူတွေကမောင်ဘိုးထင်တို့ကရဲရဲနီနေတဲ့မျက်လုံးများနဲ့ကြည့်ကကုန်းယုံထားလာပြီးလူစိမ့်တွေကျုပ်တို့ပေးရွာလူကြီးလူစိမ့်တွေကိုကျုပ်တို့ပေးပါဟုတ်တယ်တရိษံသွေးမတောက်ချင်လူသွေးပဲတောက်ချင်တာကျုပ်တို့ပေးဟေးလူမိုက်တွေတော်တယ်ငါတို့လူသွေးတောက်လို့မရဘူးဆိုမင်းတို့မသိဘူးလားမသိဘူးဗျာမသိဘူးနွားသွေးတွေစိတ်သွေးတွေမတောက်ချင်ဘူးလူစိမ့်မပေးဘူးဆိုဒီကလွှဲတခြားရွာလူတွေသွေးတော့တောက်မယ်ဟာမင်းတို့မကောင်းဆိုးပါတွေဖြစ်ကုန်ပြီကိုဘူးဒီကောင်လေးသေးတာဆောက်မင်းတို့မှဒူးလေးရှိတယ်မဟုတ်လားဒီတည်းကထွက်လာတဲ့ကောင်မှန်တယ်ပြည့်ကွာဟုတ်ကဲ့ရွာလူကြီးကအဆောင်ရွာသား2ယောက်ကိုပြောလိုက်ရကိုဘူးနဲ့တခြားတယောက်ကသူတို့ဤဇပွဲခုံမှာတင်ထားတဲ့ဒူးလေးနဲ့မြားကိုအစင်သစ်ကင်ထားလိုက်ကြလိမ့်တယ်အချိန်မကောင်းတော့တဲ့နေထားကိုမောင်ဘိုးတွေတို့မျက်မြင်တွေ့တာကြောင့်တယောက်ကိုတယောက်ကြည့်ပြီးတော့သတိထားဖို့အတွက်အချက်ပြလိုက်ကြတယ်အဲနောက်မောင်ဘိုးတွေကရွာလူကြီးကိုဥထုံကျုပ်တို့ရွာနဲ့တနေ့လောက်သွားတဲ့ခီးမှာဒီလိုတွေဖြစ်ပြနေဆိုတာမယုံနိုင်ဖြစ်ရတယ်ဗျာကဲရွာရဲ့အခြေအနေကိုလိုက်ပြပါဦးခင်ဗျားတို့ဘယ်လိုတွေနေနေလဲဆိုတာပြောပြပါကျုပ်တို့ဒီကိစ္စကိုရအောင်ကူညီပေးမယ်မောင်ဘိုးတွေမှာပါဇက်မအဲ့ဒီလိုပြောလိုက်တော့လဲလက်တွေ့မြည်တို့ဖြေရှင်းရမည်ကိုမသိသေးပေသို့ပေမဲ့ဟန်ကိုဖို့ဆိုသည့်အတိုင်းပဲသူတို့အားလုံးမြည်ဒီကိုမှဂယုမဆိုင်သည့်ဟန်နဲ့နေကြခြင်းဖြစ်ပေတယ်ဒီလိုနဲ့ရွာလူကြီးကရှေ့မှာဥဆောင်ပြီးရွာထဲကိုထွက်သွားကြပါလိမ့်တော့တယ်နွားသုံးကောင်ညက်ထဲသွင်းဖို့အတွက်အင်းတော်ရွာသားများစူးစမ်းနေကြတယ်နွားများကိုညက်ထဲသွင်းပြီးတဲ့အခါမှာဘေးမှာဝိုင်းကြည့်နေတဲ့ကလေးလူကြီးလူငယ်ရွယ်စုံလာတဲ့လူတွေဟာပကံများနဲ့ကင်ပြီးတော့တိုးဝင်နေကြလေလေနွားညက်ထဲသွင်းပြီးတဲ့အခါမှာတန်ကြုံတစ်ချောင်းကိုကင်ထားတဲ့လူကြီးကဘေးမှာတိုးဝင်နေတဲ့သူများကိုဟေးမတိုးကြနဲ့လေနင်တို့တိုးရင်ငါသွေးမဖောက်တော့ဘူးနော်လူဘယ်လောက်မှများတာမဟုတ်ဘူးဒီနွားတွေသွေးရနေသွားရင်နောက်ထပ်နွားတွေစိတ်တွေရှိသေးတယ်အကုန်ရစေရမယ်နေတိုင်းတောက်နေရတာတဖေးနဲ့နေတို့တွေအကျင့်ပြတ်နေကြပြီဟဲ့လားတန်ကြုံကင်ထားတဲ့လူကြီးကရွာသားများဘက်ကိုကြည့်ကအော်ရေးလိုက်ခြင်းဖြစ်တော့တယ်အဲချိန်ရွာသားများနဲ့မလန့်မကန့်မှာရွာလူကြီးဥဆောင်တဲ့မောင်ဘိုးထင်တို့အဖွဲ့ကရောက်နေပြီဖြစ်တော့တယ်ရွာလူကြီးကရှေ့ဆုံးမှာရွာသားများနားသွားတဲ့အခါတချို့သူများကလည်းရွာလူကြီးနောက်မှာမောင်ဘိုးထင်တို့ကိုမခိုးမခန့်ရီးပြီးသူတို့ရဲ့အစားအသောက်ကိုတွေ့ပြီဆိုတဲ့ဟန်ပန်နဲ့ရီနေကြသေးတယ်အဲ့ဒီຢာကိုသိတဲ့ရွာလူကြီးကမောင်ဘိုးထင်တို့ကိုရှေ့မှာသွားစီပြီးနွားများကိုညှက်သွင်းနေတဲ့လူကြီးများနားကိုသွားနေစီတယ်အဲ့လူကြီးများရွာလူကြီးကိုမြင်တဲ့အခါရွာလူကြီးကျိုးတို့ရွာလူတွေကတော့တနေ့တစ်နေ့အချိန်နေဆိုးလာပြီအခုတချို့ကောင်တွေကနွားသွေးစိတ်သွေးမတောက်ချင်လူသွေးတောက်ချင်တယ်ပဲပြောနေကြတာအဲ့လိုပြောတဲ့ကောင်တွေတွေ့အကုန်ဖမ်းလူလာရကျုပ်လည်းဒီအသီးစိတ်လွတ်နေတဲ့ကောင်တွေဖမ်းကျင်နေတာပါတန်းနေဒီကောင်လေးတွေပါလာလို့တာလေလူစိမ့်နေမဟုတ်လားလူလာကိုမြင်ရတဲ့လူကြီးကမောင်ဘိုးတင်တို့ကိုမင်းငေါ်ပြပြီးမေးလိုက်ရရွာလူကြီးမှလူလာအနာကိုတိုးကပ်လိုက်ပြီးဒီကောင်လေးတွေကတို့ရွာမှာဖြစ်ပြန်တဲ့ကိစ္စကိုရှင်းမိမယ်ပြောတာပဲကွာဖိုးပင်ခေါ်လာခဲ့တာဟုတ်ရောဟုတ်ပါမလားလူကြီးဟာတော်ကြဒီကောင်လေးလည်းတခုဖြစ်နေပါဦးမယ်အေးမဖြစ်အောင်တော့ကူးစားရမှာပဲငါလည်းဒီဘွားကြီးနဲ့မနေချင်တော့ဘူးကွာအရင်လိုတခြားရွာတွေနဲ့ကူလူဆက်ဆန်တဲ့ဘွားကိုပြန်လို့ချင်းပြီဘာဖြစ်ကောက်ဦးတမြင်နေနဲ့ငါလက်ခံလိုက်တာရွာလူကြီးနဲ့နွားများကိုညှက်သွင်းနေတဲ့လူကြီးဟာစကားများပြောနေကြစဉ်ပကံများကိုကင်ထားတဲ့ရွာသားများကတလုံးတွဲရွာဖြစ်လာကြပြီးတွေးပေးပါတော့ဗျို့ဟုတ်တယ်ပေးပါတော့ဒီမှာတောင်းချင်လာပြီအဲလိုစူညံညံဖြစ်လာတဲ့အခါတန်ကြိုကင်ထားတဲ့လူကြီးကတခြားသောလူများရဲ့အကူအညီဖြင့်ညှက်သွင်းထားတဲ့နွားတကောင်လေပင်ကိုထိုးဖောက်လိုက်ပြီးသွေးများပန်းထွက်လာတဲ့အခါပကံလုံးနဲ့ခံကရွာသားများကိုစတင်ဝေပေးနေပါတော့တယ်ထူးဆန်းတဲ့အဲ့ဒီမြင်ကွင်းကိုမြင်နေရတဲ့မောင်ဘိုးတင်တို့ကသွေးစာတဲ့ရွာသားများမှသွေးအားလူရယူဆောင်နေတာကိုကြည့်ရင်ကြောချမ်းနေမိကြပါလိမ့်တော့တယ်နေလုံးကြီးကနောက်ဘက်တောင်ဆွဲကိုဝင်ရောက်သွားတာနဲ့အမှောင်တို့မှတဖြည်းဖြည်းပိုးပြီးတော့ကြီးစိုးလာတော့တယ်
အဲ့ဒီချိန်အင်းတော်ရွာလူကြီးဦးထွန်း၏အိမ်ပေါ်မှာမောင်ဘိုးတင်တို့ရှိနေကြပြီ။ရေနံစီမီးကွက်ထုံးထားတာကြောင့်အိမ်လေးပေါ်မှာအလင်းအောင်ကောင်းစွာရနေတယ်။ဦးထွန်းကတပ်ပြင်းရှည်တစ်ချက်ကိုချကမောင်ဘိုးတင်တို့ကိုကြည့်ပြီးတော့စကားဆိုလေတယ်။ကောင်းလေးတို့မင်းတို့မြင်တဲ့အတိုင်းငါရွာသားတွေကအခြေအနေဆိုးနေပြီ။တော်တော်ထိမ်းများတဲ့ကောင်တွေကိုဖမ်းထားတယ်ဆိုရင်အဲ့ဒီလိုဖြစ်လာမဲ့ကောင်တွေကလည်းအပြင်မှာများတာမင်းတို့တို့ကစိုးရင်နဲ့ကွာအဲ့တော့ငါတို့ရွာကနေအမြန်ဆုံးသာပြန်တော့ငါတို့ကတော့ဒီကောင်လေးနဲ့တိုက်ခိုက်ရအောင်မထင်နဲ့တို့ရွာသားတွေကြောင့်တခြားရွာလူတွေကိုမထိခိုက်စေချင်ဘူးကွာအားမလျှော့ပါနဲ့ရွာလူကြီးဦးထွန်းရင်ကျုပ်တို့လည်းတတ်နိုင်တော့ကူညီမှာပေါ့ဘလို့ဖြစ်ပြီးတော့ဒီလိုကိစ္စဖြစ်တယ်ဆိုတာကိုပြောပြလို့ရနိုင်မလားတားကရွာလူကြီးကိုမေးမြန်းလိုက်ပြီးတယ်အဲ့ဒီကရွာလူကြီးကတပ်ပြင်းတစ်ချက်ကိုလေးပင်စွာချပြီးရွာအကြောင်းကိုပြောပြမိပြုစဉ်အိမ်မော်ကိုဖိုးပိန်နေလူလာတို့တုတ်သီးတုတ်ပြရောက်လာပြီးတော့မော်တကောလေးတန်နဲ့ရွာလူကြီးဖမ်းထားတဲ့ကောင်တွေကိုအပြင်ကထိမ်းများတဲ့ကောင်တွေအဆောင်တွေကိုရိုက်ပြီးလွတ်သွားပြီဗျအခုတို့ဒီကောင်လေးတွေကိုတွေးတော့ဖို့လာနေကြပြီဟာငါထင်တယ်ဒီကောင်လေးထိမ်းများတော့ဆိုတာကဲကောင်လေးတွေပြေးကြကွာငါတို့လည်းတတ်နိုင်တော့တားပေးမယ်ရွာလူကြီးမှအဲ့လိုပြောလိုက်တဲ့အခါမောင်ဘိုးတင်ကသူ့၏မိုးကြိုးစားတောင်မွေးရပတ်ထားတဲ့ပစိုးကိုကင်လိုက်လေတယ်အဲ့ဒီကဘေးမှာရှိနေဖိုးထွေးကဘိုးတင်ဒီလူတွေကမကောင်းဆိုးမဟုတ်တော့ဘူးနော်တာမန်လူတွေအကြောင်းထူးအောင်ဒီလိုဖြစ်နေတာဖြစ်မယ်ငါတို့သူတို့ကိုထိကန်လို့ဖြစ်ပါမလားဟုတ်တယ်ဘိုးတင်ကတော်တော်လူတွေတင်နေငါတို့အမှုပတ်နေအောင်မယ်နော်ပေတူကမှဝင်ပြောလိုက်တာကြောင့်အချိန်ရောနီးလိုက်မှမရှိသေးတဲ့အတွက်လွတ်ရာကိုချောင်းနေတီကသာအသင့်တော်ဆုံးဆုံးဖြတ်လိုက်ကကဲဒါဆိုလည်းပြေးကြတော့ဗျာဥထုံကျုပ်တို့ပြေးပြီဗျာတတ်တာဖြတ်တာတော့အချင်းချင်းမလုပ်ကြပါနဲ့စိတ်ချပါကဲကောင်းလေးတို့သွားကြတော့မောင်ဘိုးတင်တို့ကရွာလူကြီးရဲ့အိမ်မှာပင်သူတို့ပစ္စည်းပစ္စယများကိုထားခဲ့ပြီးပြေးဆင်းလိုက်ကြတော့တယ်သူတို့ရွာလူကြီးအိမ်ဝိုင်းထဲမှာပြေးထွက်ပြီးမကြာမီချိန်မှာပင်သွေးစာနဲ့လူအုပ်ကြီးကမောင်ဘိုးတင်တို့ပြေးထွက်သွားတာကိုမြင်တွေ့သွားပြီးဟိုမှာလူစိမ့်တွေပြေးကြလိုက်ကြမင်းဝေလူများတို့သွေးတောက်ကြမယ်ဟိလိုက်ကြကွာမလွတ်စေနဲ့ဒီကောင်လေးသွေးတောက်ပြီးတခြားရွာလူတွေရဲ့သွေးတွေတောက်ကြမယ်ဟိဟုတ်တယ်လိုက်ကြရွာလူကြီးနဲ့တခြားရွာသားများသည်လည်းစိတ်ရိုင်းဝင်နေဖြစ်တဲ့ရွာသားများကိုမထိန်နိုင်တော့ပဲလွတ်ထားလိုက်ရလေတော့တယ်သွေးစာနေတဲ့အင်းတော်ရွာသားများဟာမောင်ဘိုးတင်တို့ပြေးသွားရနောက်ကိုဝယုံသုံးကပြေးလိုက်သွားကြပါလိမ့်တော့တယ်မောင်ဘိုးတင်တို့ရွာထိပ်ကိုပြေးလွှားနေကြတယ်အဲ့ဒီချိန်ရွာထိပ်မောင်ထဲမှာအရိတ်သာမြင်ရတဲ့လူ10ယောက်ခန့်ဟာသူတို့သွားပြီးလမ်းကိုပိတ်ထားကြတယ်အဲ့တော့အဲ့ဒီလူ10ယောက်ခန့်ကဝမ်းပန်းတတာဖြစ်နေကြကငါတို့ထင်ထားတာကော့တီပဲဒီကောင်လေးတွေပဲပြေးလာမယ်ဆိုတာဟုတ်တယ်နောက်ကကောင်လေးလေရောက်တော့မယ်ဒီကောင်လေးတွေပြေးမလို့ဘူးပြောထားအောင်မနော်ဒီကောင်လေးတွေမသေးစေနဲ့ရွာနွားတွေကိုသွေးထုတ်သူတို့သေချာမွေးသွေးဖောက်ထုတ်ပြီးတောက်ရမယ်ရွာသားတွေကအချင်းချင်းတိုင်ပင်ကစကားဆိုနေချင်းမောင်ဘိုးတင်တို့နောက်မှလိုက်လာတယ်လူအုပ်ကြီးကလည်းသူတို့နောက်ကိုရောက်လာပြီဖြစ်ပြီအဲ့ဒီလူထဲမှာလူတချို့ကမောင်ဘိုးတင်တို့ကိုကြည့်ကမင်းတို့ကောင်လေးအမောင်လေးရှောက်ပြေးနေသည်ငါတို့ကမင်းတို့မတတ်ပါဘူးကွာလေချောင်းသွေးလေးပဲဖောက်ပြီးတောက်ပါမင်းတို့ငါတို့ရွာနွားတွေလိုပဲကောင်းကောင်းမွေးမှာပါဖိုးထွေးနဲ့သားတို့ကညှက်ပိတ်ခံထားသဖြင့်ပြေးစရာလမ်းမရှိချိန်မှာသူ့ဘေးမှာပေတူးနဲ့တာကြီးပခုံးကိုင်လိုက်ပြီးပေတူးတာကြီးမင်းတို့မကြောက်နဲ့နော်ငါတို့ရှိတယ်မကြောက်ပါဘူးဗျာလေချောင်းနေဟိုနွားတွေဖောက်သူတို့ဖောက်မှာတော့နည်းနည်းလန့်နေဗျာအဲ့ဒီချိန်မှာဘိုးရဲ့လက်ထဲမှာရှိတဲ့မိုးကြိုးစားတောင်ဝင်းမှာတဖြည်းဖြည်းလင်းလက်လာလေတယ်အဲ့ဒီလင်းအောင်ကအတော့ကိုလင်းထိန်လာတာကြောင့်သူတို့အရန်ပြုတ်ကိုလိုက်လာတဲ့သွေးစာနေတဲ့အင်းတော်ရွာသားများမကြည့်နိုင်ဖြစ်ကလက်ဖြင့်ကာပြီးသူတို့အနာရောက်ရင်ကြိုးစားနေတယ်အဲ့ဒီချိန်မှာဘိုးတွေနားထဲမှာမန်တန်ဝိတ်စာအတန်ကိုကြားလာရတော့တယ်ကောင်းလေးမင်းကိုထက်ကဆရာကြီးကူညီနေတာငါလည်းကူညီမယ်မင်းရှိမြေပြင်မှာမန်တန်တစ်ပုတ်ပေါ်လာလိမ့်မယ်အဲ့ဒီမန်တန်အတန်ကျဲကျဲနဲ့ကျွတ်လိုက်ကောင်းလေးပြီးရင်မင်းကိုလမ်းပြလိမ့်မယ်အဲ့ဒီတိုင်းလိုက်သွားဒီရွာကိုတိုက်ထားတဲ့အစီအုံတွေ့လိမ့်မယ်မင်းတို့ဖျက်ဆီးပစ်လိုက်ပါမောင်မိုးနေကမန်တန်ဝိတ်စာစကားတိုင်းသူရှိမှရှိတဲ့မြေပြင်ကိုကြည့်လိုက်လေတယ်အဲ့ဒီကမိုးကြိုးစားတောင်ဝဲအလင်းအောင်အောက်မှာမန်တန်တစ်ပုတ်ကတဖြည်းဖြည်းပေါ်လာလေတယ်မောင်မိုးနေကလည်းချိန်မဆွဲတော့ပဲပေါ်လာတဲ့မန်တန်ကိုတန်နေတန်ထားနဲ့ခက်ကြဲကြဲကျွတ်လိုက်ရမြေပြင်မှာရွှေရောင်လင်းနှန်းတစ်ခုပေါ်လာပြီးအင်းတော်ရွာသားများကြားထဲမှာဖြတ်သွားလေတော့တယ်မောင်ဘိုးနေလည်းအဲ့ဒီရွှေရောင်လင်းနှန်းတိုင်းလိုက်သွားရာအင်းတော်ရွာသားများကမိုးကြိုးစားတောင်ဝဲအလင်းအောင်တန်းကိုမခံနိုင်ကြပဲဘေးလွန်ရာကိုရှောင်ချကြလေတယ်ရွှေရောင်လင်းနှန်းရွာထိပ်မှာရှိတဲ့မကြီးပင်ကြီးဘက်စီကိုသွားပြီးမကြီးပင်ပင်စီမှာရပ်တန့်နေလေတယ်အဲ့ဒီချိန်အင်းတော်ရွာလူကြီးကလည်းသူတို့အနားကိုရောက်လာပြီမို့လို့မောင်ဘိုးထင်မှဥထုံပေါတို့မြန်ယူပါအရေးကြီးတယ်အေးကောင်လေးလူလားပေါတို့ဒီလားအင်းစီကချက်ချင်းသွားယူစမ်းကွာဟုတ်ကဲ့ပါလူကြီးဟိုကောင်လေးဒီဘက်ကိုဘာလို့မလာရဲတာလဲမသိဘူးနော်ကဲအဲ့ဒါနောက်မှပြောဖိုးဝင်မင်းလည်းသွားယူသွားလူလားနဲ့ဖိုးပင်ဟာနီးစပ်ရအိမ်မှာပေါတူးကိုယူပြီးတော့မောင်ဘိုးတင်တူးခိုင်းတဲ့နေရာကိုတူးကြလေတယ်နှစ်တောင်များတူးပြီးတဲ့အချိန်မှာတော့သပင်များပေါ်လာပြီးထပ်တူးတဲ့ကလူသေးရုပ်လောင်းတစ်ခုကိုတွေ့ရလေတော့တယ်အဲ့တော့မောင်ဘိုးတင်ကအချိန်မဆွဲပဲရွာလူကြီးကိုထင်းချောက်များကိုရှာစီပြီးစုပုံကအယိုးကျနေဖြစ်တဲ့လူသေးလောင်းကိုမီးရှို့လိုက်ပါလေတော့တယ်အလောင်းကိုမီးရှို့ပြီးသွားတဲ့အခါသွေးစားနေတဲ့အင်းတော်သားတွေဟာသူတို့မဟုတ်သည့်လားရွာလူကြီးနဲ့မောင်ဘိုးတင်တို့နားကိုရောက်လာကြပြီးရွာလူကြီးဘလို့ဖြစ်တာလဲကျုပ်တို့ဘာဖြစ်တာလဲ
ငါတို့နွားသွေးတွေကိုတောက်နေခဲ့တာကွာသွေးစိမ့်တွေကိုတောက်နေခဲ့တာရွာလူကြီးရဲ့စကားကြောင့်တချို့သောသူတွေကအော်အန်ကုန်ကြတယ်သူတို့၏စိတ်ထဲမှာတော့သွေးတောက်ခြင်းစိတ်လုံးဝမဖြစ်ပေါ်တော့ဘူးရွာလူကြီးကလည်းတာမန်ဖြစ်သွားပြီးတော့သူ့ကိုယ်သူလက်နဲ့ပြန်ဆန်းကဝမ်းသာနေပြီးမောင်ဘိုးတင်တို့ကကျေးဇူးတင်စကားဆိုပြီးတော့တယ်ကောင်းလေးငါတို့သွေးမတောက်ချင်တော့ဘူးကွာငါတို့လူကောင်းတွေပြန်ဖြစ်ပြီမင်းတို့ကျေးဇူးတင်ပါတယ်ကွာရပါတယ်ဗျာဦးထုံးတို့တယောက်ကဒီလိုဖြစ်အောင်လှုပ်ထားတာဗျာကျုပ်တို့ဒီလိုတားမှဖြစ်မယ်ဦးထုံးဒီလိုဖြစ်အောင်လှုပ်တာဘယ်သူလဲဆိုတာသိကြလားယင်ငါထင်တော့ငါတို့တရွာလုံးနဲ့ရန်ဖြစ်တဲ့စဘာပွဲသားလှုပ်တာထင်တယ်ကဲအခုတော့အိမ်ပြန်ကြဆိုဗျာကျုပ်တို့စဘာပွဲသားကြောင်းလည်းပြောပြပါဦးစိတ်ချပြောပြပါမယ်ဒီကောင်ပြန်ပြီးမှငါတို့ရွာဒီလိုဖြစ်တာကဲအားလုံးပဲအိမ်ပြန်ကြတော့ဟိရွာလူကြီးကသူ၏ရွာသားများကိုအိမ်ပြန်ခိုင်းလိုက်ပြီးသူဒီလဲမောင်ဘိုးတင်တို့ကိုခေါ်ကာအိမ်ကိုပြန်လာခဲ့လိုက်ပါလေတော့တယ်အောင်လန်းဘိုးတင်နဲ့သွေးဆုပ်ရွာသည်ကဤမြတာမကြမီအောင်လန်းဘိုးတင်နဲ့စဘာပွဲသားကဝေအမိရဇလန်းလေးကိုတင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာဆိုတော့ဒီနေ့မှာပြည်သက်များအတွက်တင်ဆက်ပေးသွားရွေးချယ်ထားတဲ့ဇလန်းကတော့အောင်လန်းဘိုးတင်နဲ့စဘာပွဲသားကဝေဆွဲဇလန်းလေးဖြစ်ပါလေအားလုံးပဲစေနေပြီဆိုရင်ဒီနေ့စီစဉ်လေးကိုကျွန်တော်စားလိုက်ပါမယ်ခင်ဗျာအင်းတို့ရွာသူရွာသားတွေဟာအခုချိန်မှာဒရိတ်ဆန်သွေးများတောက်ခဲ့တဲ့သူတို့အကြောင်းကိုတွေးမိတိုင်းပြုတ်အံ့မိကြလိမ့်တယ်။မောင်ဘိုးတင်တို့ကရွာလူကြီးဦးထွန်းရဲ့အိမ်၌ပင်ဆက်လက်ပြီးတော့တဲခိုကြလိမ့်တယ်။ဦးထွန်းကမောင်ဘိုးတင်တို့ကိုကျေးဇူးတင်လွန်းတာကြောင့်ခဏခဏလက်အုပ်ချီကကျေးဇူးတင်စကားပြောနေပြီးအသက်ရွယ်နဲ့မမျှအောင်ရိုသေလေးစားမှုပေးနေ၍အာနာလာကတားယူရသည်ထိပင်ဖြစ်တော်တယ်။ရပါတယ်ဦးထွန်းရဲ့လက်အုပ်ချီတဲ့ထီတော့ကျုပ်တို့မလုပ်ပါနဲ့မနေတတ်ဘူးဗျ။ဟုတ်တယ်ဦးထွန်းရဲ့ကျုပ်တို့ကရွာဦးကြောင်ဖုန်းကြီးတွေမဟုတ်လေဗျာ။ပေတူရဲ့စကားကြောင့်ဦးထွန်းပြုံးလိုက်မိပေတယ်။ဒီလိုနဲ့ဦးထွန်းရဲ့အိမ်ပေါ်မှာထိုင်နေကြရင်းနဲ့ဖိုးထွင်းမှာစကားဆိုလိုက်တယ်။ဦးထွန်းကျုပ်တို့စဘာပွဲသားကြောင့်ပြောပြမယ်ဆိုပြောပြမှာပေါ့ကွာတကယ်တော့လေဒီကိစ္စမှာသူ့အမှားကြီးပဲတော့မဟုတ်ပါဘူးကျုပ်တို့ရွာသားတချို့ရဲ့အမှားတွေလည်းပါပါတယ်မှားတယ်ဆိုတိုင်းတရွာလုံးကလေးပါမကြမ်းအခုလိုလောက်တာတော့တော့အောက်တန်းကြပါတယ်ဗျဦးထွန်းဟာအဲ့ဒါလည်းဟုတ်တယ်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကပေါ့ကောင်းလေးတို့ရာတို့ရွာစဘာပွဲသားတယောက်ရောက်လာတယ်ကွာဦးထွန်းကရင်သွေးချမ်းတစ်ခွက်ကိုငှဲ့တောက်ရင်လွန်ခဲ့တဲ့နှစ်ကအဖြစ်အပျက်ကိုပြန်ပြောင်းပြောပြပါလိမ့်တော့တယ်အင်းတို့ရွာလေးကဆယ်တောက်လည်းများမရှိတော့လေမိုးအင်းတင်းနဲ့ဒေသဖြစ်တာမလို့မိုးစဘာကောင်းကောင်းထွက်တဲ့ရွာဖြစ်ပြီတယ်။ရှုံမြောင်စိန်ဆန်းပေါ်တဲ့ဒီရွာလေးကစဘာပါဝင်တခြားသောလေယာထွက်ကုန်နဲ့တောတောင်ထွက်ကုန်များပေါ်များစွာထွက်ရှိတဲ့ရွာလေးဖြစ်တော့တယ်။ဒါရင်းနေတဲ့နေ့မှာရွာလေးလမ်းမပေါ်မှာသပင်ချေကိုနောက်ကိုစူးစီးထားပြီးအဝတ်စားတောက်တောက်ပြောင်ပြောင်ဝစ်ဆင်ထားတဲ့လူရည်တန့်တူကရွာလေးလမ်းတိုင်းလွယ်ကြီးတစ်လုံးဘေးကိုဘေးဆောင်လွယ်ပြီးတော့လမ်းလျှောက်လာနေတယ်။အဲလူကလမ်းမှာဆုံတဲ့အင်းတော်ရွာသားတယောက်ကိုခိတ္တရက်စီပြီးတော့နောင်ကြီးခဏလောက်ပြကြုံမေးစရာရှိလို့မေးပါဗျာဘာမေးမလို့လဲကျုပ်ကစဘာပွဲသားတယောက်ပါဒီရွာမှာစဘာရောက်မဲ့သူများရှိမလားလို့ဟိုတလုံးကရွာလူကြီးဦးထုံးစဘာရောက်မယ်လို့ပြောတန်ကြတယ်ဗျာတခြားသူတွေလည်းရောက်အောင်မယ်ထင်တယ်ရွာလူကြီးရင်သွားလိဗျာကျုပ်လမ်းပြပေးမယ်တခါကျုံနောက်ကလိုက်ခဲ့ပြီးတော့ကျေးဇူးပါဗျာအင်းတော်ရွာသားကလူစိမ်းစဘာပွဲသားကိုရွာလူကြီးရဲ့အိမ်ကိုလိုက်ဖို့ပေးနေလေတယ်ရွာလူကြီးအိမ်ဝိုင်းဝါကိုရောက်တဲ့အခါမှာရွာသားကဒီကရွာလူကြီးဦးထုံးရဲ့အိမ်ပဲဗျာကျုပ်မှသွားစရာရှိလို့သွားလိုက်အောင်မယ်ဟုတ်ကဲ့ဗျာကျေးဇူးပါနောင်ကြီးကျေးဇူးပါရပါတယ်ဗျာကျုံနာမည်လူလားလို့ခေါ်တယ်ကူညီလိုရင်လူလားလို့မေးပြီးအိမ်ဝင်သာလာခဲ့လိုက်ဗျာလူလားကိုမြည်ရတဲ့ရွာသားကစဘာပွဲသားကိုနှုတ်ဆက်ခါသူသွားမယ်နေရာကိုဆက်ပြီးတော့သွားလေတယ်စဘာပွဲသားကလည်းရွာလူကြီးဦးထွန်းရဲ့အိမ်ဝိုင်းထဲကိုဝင်လာခဲ့လိုက်တယ်အေးရှင်တို့ဘယ်သူလဲအိမ်ရောက်ကတိုင်းရမှာခဏထိုင်အောင်ကွာရင်သွေးခတ်လိုက်အောင်မယ်အိမ်မမအတန်းရင်းသာစကားဆိုလိုက်ရစဘာပွဲသားသည်လည်းအိမ်ရောက်မှရှိတဲ့ဇပွဲတိုင်းရမှာဝင်ထိုင်လိုက်လေတယ်မကြတော့ချိန်မှာရင်သွေးကိုလက်ကဆွဲပြီးတော့ရွာလူကြီးဦးထွန်းရောက်လာခဲ့လေဦးထုံးကလွတ်နေတဲ့တိုင်းရမှာဝင်ထိုင်လိုက်ပြီးတော့ရင်သွေးအိုးထဲမှာရင်သွေးချမ်းကိုရင်သွေးပကံလုံးနဲ့ငှဲ့ထည့်ပေးရင်ကဲရင်သွေးလေးတောင်းဗျာလိုင်းကိစ္စလေးပြောပါဦးကျုပ်ကစဘာပွဲသားပါရွာလူကြီးအိမ်မှာစဘာရောင်းစရာများရှိမလားလို့ရောင်းစရာတော့ရှိတယ်စဘာဈေးကဘယ်လောက်လဲဗျာကျုပ်ကောက်တဲ့ဈေးကတော့20ပါအဲ့ဒါဆို100 2000ဈေးပေါ့ဟုတ်တယ်ဗျာဈေးတက်တယ်လို့ပြောရမယ်ပြီးခဲ့လားတော့1800ဈေးပဲရှိတာဒါဆိုတော့100လောက်ရောင်းကျင်တယ်ဗျာရပါတယ်ရွာလူကြီးရဲ့အိမ်ရောက်ကျုပ်တို့ဘာသာတိုက်မှာပါကျုပ်စဘာတွေကမျိုးကောင်းတယ်မျိုးအဟောင်းတွေဗျတန့်မှတန့်မယ်ရွာလူကြီးကစဘာပွဲသားဖြစ်သူကိုသူဤစပယ်ကြီးကိုခေါ်သွားပြီးတော့စဘာများကိုပြလိုက်လေအဲဒီကစဘာပွဲသားကစဘာများကိုလက်နဲ့အနေငယ်ယူကြည့်ပြီးစဘာတော်တန့်တာပဲဗျတန့်ဆိုကျုပ်တို့ကထုံချင်းနဲ့တီချာဆွဲပြီးနေလန်းထားတာကိုဗျခမရလာနောက်ကျသွားတယ်ဟိုတော်မှစဘာတွေတော့ရောင်းပြလိုက်တာဂျုံလုံးလေးပြောအောင်မယ်ရွာတွေကစဘာရောင်းနေဆွဲသူတွေစီကဝင်သေးချာကြည့်ဝင်တော့အမှန်ကန်သမားတွေကရောင်းပြီးပြီကျုပ်ကမရောင်းတော့ဘူးဆိုပြီးတော့နေတာအခုမှအသုံးလို့ရောင်းရမှာစဘာပွဲသားကရွာလူကြီးရဲ့သတင်းပေးစကားကိုသိပြီးတော့ဂယုမဆိုင်ပြီစဘာကောင်းများရတာကြောင့်ဝမ်းသာနေလေတယ်အဲနောက်ဆရာချခဲ့ပြီးတော့ရွာလူကြီးကိုနှုတ်ဆက်ကအိမ်ဝိုင်းထဲမှာထွက်လာခဲ့လိုက်တယ်နောက်ထပ်စဘာရောက်မိသူများကိုရှာဖို့ရွာလေလန်းတိုင်းပြန်၍လမ်းလျှောက်နေပါလေတော့တယ်အင်းတော်ရွာမှာလူလေပွဲသားများစွာရှိလေတယ်သူတို့ကစဘာကောင်းများကိုတခြားပွဲသားများထံပြပြီးတော့ဆရန်ကိုတော်များများယူထားလိုက်ကြတယ်
တကယ်တမ်းချိန်တွေတဲ့ခါမှာတော့စဘာတင်များနဲ့လှိထားတဲ့မပြောင်တဲ့စဘာများနဲ့စားထိုးကပေးလေတယ်စဘာဝဲသူမှညင်ဖန်းပြီးတော့မဝဲတော့တဲ့ခါဆီယန်အဆုံးခံခိုင်းခြင်းနဲ့လူလေကြနေသူများဖြစ်ကြတယ်ရွာလူကြီးဦးထွန်းကအဲ့လူများကိုသတိပေးတော်လဲမကောင်းသူများကအချင်းချင်းစည်းလုံးနေကြတာကြောင့်ရွာလူကြီးလည်းဘာမှမတတ်နိုင်ပဲသူကြီးရွာကိုစဘာလာဝဲတဲ့သူများကိုသာသတိပေးနေရခြင်းဖြစ်တော်တယ်စဘာပွဲသားကရွာလေလမ်းတိုင်းလမ်းလျှောက်လာနေခြင်းညစ်သောရွာကန်စဘာပွဲသားတယောက်နဲ့စုံနေတယ်နောက်ကြီးဒီရွာကမဟုတ်ဘူးထင်တယ်ဟုတ်တယ်ဗျကျုပ်ကစဘာလာဝဲတာစဘာရောက်မဲ့သူလိုက်ရှာနေတာဟာအဲ့ဒါဆိုမပူနဲ့တော့ဗျာကျုပ်ပေါင်းသိနေတယ်ဆိုစဘာထောင်ချီတောင်ဝယ်လို့ရတယ်ငွေလုံးလောက်ပါဖို့ပဲလို့တယ်ငွေရတော့စိတ်ချဗျာရောင်းတော့ကိုဝဲမယ်ကဲဒါဆိုလေကျုပ်အိမ်ကိုရင်လိုက်ခဲ့လိုက်ဗျာကျုပ်စဘာတွေကိုလိုက်ကြည့်ပေါ့အကုန်ရောင်းပါနော်စဘာပွဲစားကလည်းရိုးသားသားအောင်မိတာကြောင့်အဲ့ဒီလူခေါ်တဲ့နောက်ကိုလိုက်သွားလိုက်လေတယ်ပုံနှလုံးသားကိုစဘာပွဲသားကိုခေါ်သွားခဲ့လေတယ်အဲ့ဒီပုံနှလုံးနဲ့တစ်လုံးမှစဘာများကိုပြလိုက်လေတယ်စဘာများကကောင်းတာမလို့စဘာပွဲစားမှာခြေနဲ့ဝယ်ယူလိုက်လေတယ်ဈေးတကားမှပြောပြီးတဲ့အခါမှာဆီယန်ချလိုက်တယ်အဲ့ဒီကအကျန်သမားရွာကန်ပွဲစားကဆီယန်နဲတယ်ဗျာကျုပ်လည်းဒီနေ့ငွေ3လို့နေရမလို့နည်းနည်းပို့ပေးလို့မရဘူးလားဟိုရတော့ရပါတယ်ဗျာရရင်20ဘူး400လောက်တော့ဆန်ချခဲ့ဗျာကျုပ်လည်းငွေ3လို့နေလို့ပါအင်းမကျုပ်လည်းငွေပါလားဆိုတော့ပေးခဲ့ပါမယ်နောက်တရက်နေ့ဆိုကျုပ်လာခဲ့မယ်နော်ဒီနေ့ချိန်ပြီးယူသွားလေကြိုက်လေပါပဲဗျာကျုပ်ကတော့ဟုတ်ပါပြီဗျာကဲကျုပ်ပေါင်းသိလဲစဘာရောက်မှုရှိတယ်သူတို့လည်းဆန်များတော့ပေးရလိမ့်မယ်နော်ဟုတ်ကဲ့ပါဗျာစဘာသာကောင်းရင်ကျုပ်ကပေးပြီးသားပါပဲစဘာပွဲသားကလည်းရွာကန်လူလယ်များကိုယုံကြည်ကနောက်ထပ်ညစ်မိသူများထံကိုစဘာသွားဝယ်ဖို့ထွက်သွားပါလိမ့်တော့ဒီအချိန်ရက်ခန့်ကြာတဲ့ခါမှာစဘာပွဲသားကစဘာတိုက်ဖို့အတွက်လဲလေးစီးနဲ့ရောက်လာလေတော့တယ်ရွာလူကြီးရဲ့အိမ်ကိုအရင်ဝင်မဲနောက်ဆုံးဝယ်ခဲ့တဲ့ရွာကန်စဘာပွဲသားလူညစ်ရဲ့အိမ်ကိုအရင်ဝင်လိုက်လေတယ်အဲလူများကအကြံသမားများဖြစ်တာမလို့စဘာပွဲသားရောက်နေတဲ့အိမ်မှာစုဝေးပြီးတော့ခတ်တီတီနဲ့ကြည်နေကြတယ်တချို့သောသူများလက်ထဲမှာဝင်းရင်တော့ပါကင်ထားသေးပြီတယ်စဘာပွဲသားကလည်းတာမန်ရိုးသားထင်နေပြီးတော့လဲသမားများကိုအိမ်ထဲဝင်စေကအိမ်ရှင်ကစဘာချိန်ဖို့အတွက်ပြောလိုက်လေတယ်ကျုပ်စဘာချိန်ပြီးတပါးလေးတိုက်မလို့ဒီမှာငွေတစ်ခါတည်းရှင်းမိမယ်နေပေါင်းစဘာရင်ချိန်ပါဟဲ့ဟောင်းလေဟိုပုတ်တွေကစဘာတွေချိန်ပြီးလဲပေါ်တင်ကြပါစဘာပွဲသားရဲ့လူများဟာတင်းတောင်းများကိုကင်ကာသူကြီးစဘာပွဲသားညွန်ပြတဲ့ပုံနာကိုသွားလိုက်ကြလေတယ်အဲဒီကစဘာရောင်းတဲ့သူကမျက်နှာထားတင်းတင်းနဲ့ဟဲ့ဟောင်းလေအဲ့ဘက်စဘာကိုချိန်ရမဟုတ်ဟိုဘက်ပုတ်တွေကချိန်နောက်ညီမဟုတ်ဘူးလေဗျာကျုပ်လာဝယ်တော့ဒီဘက်ပုတ်ထဲရပါကျုပ်ပြောတယ်အဲ့ဒီဘက်မဟုတ်ဘူးဒီဘက်ပုတ်လို့စဘာပွဲသားကလည်းစဘာရောင်းသူညွန်ပြနေတော့ပုတ်ထဲမှာစဘာများကိုကြည့်လိုက်တဲ့အခါနေသေးချာမလန်းရသေးပဲအပြင်းများပရပွားနဲ့အတော်ကိုဆိုးသောစဘာများဖြစ်နေပြီလေကောက်သေးဖြစ်တယ်လို့စံပြော့ဖြစ်တာကြောင့်ပေါက်စည်းတဲ့အတော်ကိုနှိမ့်နေစဘာတွေဖြစ်တော့အဲဒီကစဘာပွဲသားကနောင်ကြီးမဟုတ်သေးဘူးလေဗျာကျုပ်ကိုရောင်းတော့တမျိုးပေးတော့တမျိုးမလုပ်ပါနဲ့ဟာမင်းမဝဲချင်းနေလေဒီစဘာဆိုတော့မဝဲချင်းဘူးဗျာမဝဲနဲ့ပေါ့ကျန်စဘာရောင်းထားတဲ့လူညစ်များကလည်းစဘာပွဲသားကိုကြည့်ကဟေးငါတို့စဘာတွေအကုန်လုံးအဲ့လိုပဲကွာမင်းဝဲမှာဆိုသွားချိန်ဟဲ့လူတွေခင်ဗျားတို့မတရားမလုပ်ကြနဲ့ဗျာကျုပ်ကိုပြတော့စဘာတစ်မျိုးခုကြတော့တစ်မျိုးနဲ့ဟဲ့အောင်မင်းမွေးချင်းနေစကားမများနဲ့နော်ဒီစဘာတော့ကျုပ်မွေးနိုင်ဘူးဗျာကျုပ်စီယံပြန်ပေးဟဲ့အောင်ငါတို့ကရောင်းနေမင်းကမွေးတာဘာစီယံမှပြန်ပေးဦးတော့တာမရှိဘူးဟဲ့လူတွေခင်ဗျားတို့မတရားမလုပ်ကြနဲ့ကျုပ်ပေးတာစီယံပြန်ပေးဗျာဟဲ့အောင်မင်းကငါတို့ရွာလေးလာပြီးတော့အိုကြီးကျယ်လာလုံနေပါဟမ်ငါတို့ရွာသားတွေသွေးဘလောက်စီးတယ်ဆိုတော့မင်းကိုပြပေးရမလားဟေးမင်းတို့တရွာလုံးရုံမာကြတာလားသူတို့ရဲ့အော်ကြီးကျယ်စကားတန်များကြောင့်ထင်ဘေးအိမ်မှာလူများကလေးများပါမကြံစဘာပွဲသားနဲ့အဖွဲကိုကြည့်ပြီးတော့ရန်လိုနေလေရာစဘာပွဲသားကတရွာလုံးဒီပုံတွေကဒီပဲကိုထင်မှသွားပြီးတော့မကြေမနက်နဲ့တောက်ခောက်လိုက်ကရုံမာသောရွာကန်စဘာပွဲသားများအိမ်မှလှဲများမောင်းထွက်သွားလေတော့တယ်စင်စစ်စဘာပွဲသားတွေးလိုက်တဲ့လူများလူညစ်မိသားစုတစုသာဖြစ်ပြီးတခြားသောရွာသားများမပါပြီရွာလူကြီးနဲ့တခြားရွာသားများရောက်လာချိန်မှာတော့စဘာပွဲသားမှရှိနေတော့ပဲရွာပြင်ကိုထွက်သွားပြီဖြစ်လေတော့တယ်ရွာလူကြီးကသူ့ရွာသားတချို့ရဲ့လောက်ရကြောင်အကြီးကျယ်ဒေါသထွက်ကအဲ့ဒီရွာသားများကိုထိတ်တုံးခတ်လိုက်လေစဘာပွဲသားရဲ့ဆရာများကိုလည်းပြန်တောင်းလိုက်ပြီးတော့ပြဿနာများကိုဖြေရှင်းရာမိုးချုံကဖြေရှင်းပြီးသွားပြီဖြစ်တာကြောင့်နောက်နေ့မနက်မိုးလင်းမှစဘာပွဲသားစုံစမ်းပြီးဆရာငွေပြန်ပေးမိဆုံးဖြတ်လိုက်ပြီးတော့တယ်အင်းတော့ရွာလေးကမှောင်မိုက်နေပြီတဲ့တို့လူရွာသားများကလည်းအိမ်မောကြနေကြတယ်အဲ့လိုအိမ်မောကြအောင်လူတစုကပြုတ်လုံထားခြင်းဖြစ်ပေတယ်အဲ့လူများမှာစဘာပွဲသားနဲ့လဲသမားများဖြစ်ပေတော့တယ်သူတို့ကအင်းတော်ရွာသားများကိုအိမ်မောကြအောင်အစီအများဖြင့်ပြုတ်လုံထားနေတယ်သူတို့ကဒေါသထွက်နေရကြောင်းအင်းတော်ရွာသားများကိုတစ်သက်လုံးလူရမွေအောင်နှင့်ပြဿနာအကြီးကျယ်တက်အောင်လုပ်မိဖြစ်တော်တယ်အမှန်စင်စစ်စဘာပွဲသားမှာကိုဝေပညာရှင်ဖြစ်ပြီးကျန်သောသူများမှာသူ၏တပည့်များဖြစ်ကြတဲ့အောက်လန်းနေဆုံးကိုဝေများသာဖြစ်တော်တယ်သူတို့ကရွာထိပ်မှာရှိတဲ့မကြီးပင်အောက်မှာကျွင်းကျွင်းကိုတူးနေပြီးတော့ပြီးလေလူနှစ်ယောက်တဲလာတဲ့အလောင်းတစ်လောင်းကိုကျွင်းထဲကိုထည့်လိုက်ကြတယ်အဲ့ဒီအလောင်းကအတော်ကိုရုပ်ဆိုးကြီးတန်တဲ့အလောင်းကောင်ဖြစ်ပြီးသပင်တို့ကရှုပ်ပွားပြီးအကြီးရဆိုးနေတယ်စဘာပွဲသားကဝေကအလောင်းကိုကျွင်းထဲထည့်ပြီးတဲ့နောက်
သူ၏လက်ဖွားဓာတ်နဲ့လှီးပြီးတော့ထွက်လာတဲ့သူ၏နှဲငယ်ကိုအလောင်းကောင်ပေါ်ကိုလောင်းလိုက်လေတော့တယ်သူနီးလူကြံတဲ့တပည့်များကလည်းသူတို့၏လက်ဖွားများကိုဓာတ်နဲ့လှီးကသူ၏နှဲငယ်ကိုအလောင်းကောင်ပေါ်ကိုအဆက်ချလိုက်လေတော့တယ်အားလုံးပြီးစီးသွားတဲ့အခါစပားပွဲသားကဝေဟာကဲဒီရွာထိတ်ကနေရွာဆုံးရှိများလူတွေအကုန်လုံးတွေးတောက်စီနေပေါ်စမ်းဒီစီရင်ကိုမဖော်မချင်းဒီရွာတွေးဆုံးမှနေတာထိုင်တာရှိလို့ရဖြစ်စေရမယ်ကွာစပားပွဲသားကဝေကသူစကားသူသဘောကျကတဟားနဲ့ရီမောလိုက်လေအဲနောက်အလောင်းကိုမြေဖို့လိုက်ချိန်မှာအင်းတော်ရွာကလေးဟာရိမ်မဲများအိမ်တိုင်းမှာဝင်ရောက်၍တွားကြပါလိမ့်တော့တယ်မောင်မိုးနေတော့ရွာလူကြီးပြောပြတဲ့စပားပွဲသားအကြောင်းကိုနားထောင်ရင်းစပားလိန်ရောင်းကြတဲ့သူများကိုဒေါသထွက်မိသွားလိမ့်မယ်သူတို့ဆိုတဲ့လူတွေဗျာဘာလို့များလိန်ရလဲအဲ့လူအခုရှိသေးလားရှိတော့ရှိတယ်ဒါပေမဲ့ဘွားပြတ်နေပါပြီကွာဒါနဲ့စပားပွဲသားငွေတွေပြန်မပေးရသေးဘူးဘယ်ပေးအောင်လဲကောင်လေးတို့ရေနောက်နေ့ကျတော့ငါတို့သွားရှာပါသေးတယ်ဒါပေမဲ့သူတို့ရဲ့အစအနတော့မတွေ့ရတော့ပါဘူးဒီစပားပွဲသားတရွာလုံးမကောင်းလို့ထင်သွားတဲ့ပုံပဲဗျာဒါပေမဲ့သူ့လောက်ရက်ကတော့အတော်ဆိုးတယ်ဟုတ်တယ်ဘိုးတယ်အခမ်းမသိဘေးရွာတွေပါဒုက္ခများမှာကဲဦးထင်ကျုပ်တို့စပားပွဲသားတွေကိုရှာမရတော့မယ်တွေ့ရင်သူနဲ့တိုက်ခိုက်နေအောင်ပါတကယ်လို့ကောင်းမွန်ဖြည့်ရှင်းလို့ရရင်တော့ကောင်းတာပေါ့ဗျာသူ့ပေးရမယ့်ငွေတွေကျုပ်တို့ယုံရင်တော့ပေးလိုက်နိုင်ပါလေမောင်ဘိုးတွေမှာဦးထုံးထံကိုကြည့်လိုက်ပြီးတော့လေးလက်နဲ့ပြောလိုက်ရာဦးထုံးမမယုံကြည်စရာမရှိပါဘူးကွာမင်းတို့ကယ်လို့သာငါတို့တာမန်လူတွေလိုပြန်ဖြစ်တာတို့ပေးလိုက်ပါမယ်ဒီလုံးနဲ့မောင်ဘိုးတွေကမနှက်ပြန်ရွာကိုမပြန်ပြီးစပားပွဲသားကိုရှာကြမိဖြစ်ရာရွာလူကြီးအားစပားပွဲသား၏ပုံမှန်တရံကိုတေချာမေးမြန်းခဲ့လိုက်ပါလေတော့ဒီနနက်အလင်းအောင်ကောင်းစွာရတာနဲ့ရွာလူကြီးဦးထုံး၏နေအိမ်ဝိုင်းထဲမှာကလေးလူကြီးလူငယ်လူရွယ်များစုယုံပြီးတော့သူတို့၏ကျေးဇူးရှင်များဖြစ်ကြတယ်မောင်ဘိုးထင်တို့အိမ်ပေါ်မှာဆင်းလာကိုစောင့်နေကြပြီမောင်ဘိုးထင်တို့မှာတော့အိမ်ကောင်းနဲ့အိမ်နေကြသေးဖြစ်တော့တယ်မကြမီကလေးငိုတန်ကြတာကြောင့်မောင်ဘိုးထင်စတင်နိုးလာခဲ့လေတယ်သူ့နေလူချားသောသူများကလည်းနိုးလာကြတယ်အဲဒီကရွာလူကြီးဦးထုံးကမောင်ဘိုးထင်တို့ကိုပြောပြီးတော့ကြည့်နေကဆရာလေးကျုပ်ကဆရာလေးတို့ကိုစောင့်နေတာဟောဘာဆရာလေးလဲဗျာခေါ်နေကြတိုင်းကောင်းလေးလိုပဲခေါ်ပါဦးထွန်းရဲ့ကျုံညာအသေးချာစဉ်းစားကြည့်တယ်ဆရာလေးတို့ကကျုပ်တို့မကင်ကျုပ်တို့အခုလောက်ဆိုမကောင်းဆိုးရတယ်ဖြစ်နေမှာကဲဆရာလေးတို့မျက်နှာသိလိုက်အောင်ကျုံမနဲ့စာပြင်ဆင်ထားလိုက်မယ်ဦးထုံးကမောင်ဘိုးထင်တို့သွားတိုက်ဖို့အတွက်မိသွေးကဲနဲ့စားကိုကမ်းပေးမှစကားဆိုနေခြင်းဖြစ်ပြီးမောင်ဘိုးထင်တို့ကအိမ်ပေါ်မှာအိမ်ရောက်ကိုဆင်းလိုက်တဲ့ခါမှာတော့သူတို့အားပြုံးကြည့်နေတဲ့အင်းတော်ရွာသားများကိုမြင်ရတာကြောင့်အံ့ဩ၍နေလေတော့တယ်အဲ့ဒီရာကိုသိတဲ့အင်းတော်ရွာသားများဟာဆရာလေးတို့ကိုကျေးဇူးတင်လို့ကျုပ်တို့ကမနဲ့စာလာဖို့ရင်နှုတ်ဆက်တာဗျရွာသားများကဦးထွန်း၏အိမ်ရောက်မှာစပွဲကုံလေးကုံဆက်ထားတဲ့အဲ့ဒီစပွဲရှိပေါ်မှာစားစရာများကိုလက်ညှိုးညွှန်ပြနေတဲ့စကားဆိုလေတယ်စားစရာတွေကလည်းများလိုက်တာဗျာဒါတော့နောက်ထပ်လာဖို့ခြင်းတည်တဲ့သူတွေရှိသေးတာတားထားလို့အေးဗျာကျုပ်တို့လည်းပြန်တော့မှာဆိုတော့အားလုံးနှုတ်ဆက်ပါတယ်ဗျာနော်မမိုးတွေနီးတူကြံသောသူများကလည်းမျက်နှာအသစ်ဖို့သွားရင်းနဲ့နှုတ်ဆက်လိုက်လေတယ်အဲနောက်မျက်နှာအသစ်သွားတိုက်ကြပြီးတော့မနက်စာပြင်ပေးထားတဲ့စပွဲရှိစီကိုသွားလိုက်လေတယ်ထူးခြားသည်မှာထမင်းများနဲ့ကောင်းချင်းအကျော်ဆုံးဟင်းအကုန်လုံးကတတ်တက်လူကြီးဖြစ်နေကြတယ်အသားကြိုက်တဲ့ပေတူးနဲ့တာအေးကအသားရင်လိုက်ရှာနေလျာရွာလူကြီးဦးထွန်းမဆရာလေးတို့ခုချိန်ကစားပြီးကျုပ်တို့ရွာသားတွေကတတ်တက်လို့စားမလို့တယ်ဆရာလေးဦးထွန်း၏စကားကြောင့်အသားဟင်းရှာနဲ့ပေတူးနဲ့တာအေးတို့လက်လျှော့လိုက်ကြပြီးကောင်းချင်းပေါင်းနဲ့ကြော်ကိုသာလွေးနေလိုက်ကြတော့တယ်မနက်စာစားပြီးတဲ့အခါထုတ်ပိုးများကိုခွဲတဲ့ပြီးတော့အင်းတော်ရွာလူကြီးနဲ့ရွာသားများကိုနှုတ်ဆက်ကအင်းတော်ရွာမှာထွက်လာခဲ့လေတော့တယ်သူတို့သွားပြီးနေရာမှာစပားပွဲစားကဝေစီတို့ဖြစ်ပါလေတော့တယ်စပားပွဲသားကဝေကိုရှာဖို့အတွက်မောင်မိုးထင်တို့လမ်းတစ်လျှောက်စဉ်းစားနေကြတယ်အဲဒီကသူတို့ရှေ့ထဲမှာလရငှက်ကြီးတကောင်ပြန်သွားရမောင်မိုးထင်မှအဘကူညီပြီးထင်တယ်ဘာလို့လုံးမိုးထင်ဟိုမလေးလရပြန်သွားမတွေ့ဘူးလားလရတကောင်နဲ့ဒီလိုနေရာမှာမပြန်ဘူးလေအဲ့ဒါကျုပ်တို့လမ်းပြတာဖြစ်မှာပေါ့ဟိုမလေးလုံးပါကွာမင်းဘာဆိုရင်သိမယုံရဲဘူးလရတွေဆိုပိုတော့မယုံရဲဘူးဟိုတခါမင်းမိုးကျိုးစားတောင်မွေးကြီးကိုတုတ်သွားလဲအဲ့လရတွေနော်ဘိုးထင်းမအဲ့လိုပြောလိုက်တဲ့ကကြံသူများကလည်းမျက်နှာများညှိုးငယ်သွားကြလိမ့်တယ်သူဤစကားကြောင့်မျက်နှာပြတ်သွားတဲ့အတွက်ဖိုးထွေးကကြောင်ဝမ်းဖြစ်ကဘာဖြစ်တာတော့ဟာကျုပ်တို့လေးမကြီးကိုသတိရလို့ပါဗျာမိုးကျိုးဆက်တောင်မွေးကိုသူတို့ခိုးခိုင်းပြီးရောင်းတော့အမှတ်ရလို့ပါခုချိန်လေးမကြီးသာရှိနေကျုပ်မိုးကျိုးဆက်တောင်မွေးပေးလိုက်ပါလာမမယူနိုင်တာမင်းအဲ့လိုပြောမှာပေါ့ပိုတင်ဟာငါတကယ်ဝမ်းနေနေမနှောက်နဲ့သားကြီးဟာသူတို့စကားများတပြောနဲ့လရာကြီးပြန်သားအနောက်ကိုလိုက်လာကြလိမ့်တယ်လရာကြီးကလမ်းတိုင်းမပြန်ပါပဲတောကြိုခြုံချမ်းမှပြန်လာကြောင်းမောင်မိုးတင်တို့တောင်ကိုတက်ရလမ်းလျှောက်နေတော်လေးကိုဒုက္ခများနေကြလိမ့်တယ်အထုပ်သေးကြတဲ့ကျန်တဲ့သူများကမောင်မိုးတင်ကိုမယုံမကြည်ဖြစ်နေကြတယ်ဘုတင်ဟုံးမလေးလုံတော့မင်းလက်ထကြီးကလမ်းတိုင်းပြန်မယ်တောကြိုတောင်ကြားကြီးပတ်ပြန်နေတာခုဆိုကွာတောင်အောင်မှာလမ်းရှိပါရဲ့သူကဒီတောင်ကြီးကို꿰ပြန်ပြီတောင်ကြီးကလမ်းကိုပြန်ရောက်နေဟုတ်တော့မဟုတ်သေးဘူးဟုတ်တယ်ကိုပရိပြောတာမှန်တယ်ဘာကြောင့်တောင်ပေါ်တက်ခိုင်းမှဒီလမ်းကိုပြန်လာလဲကွာမောင်မိုးတင်တို့ပြောစကားများကိုခုံးထုံးပြန်ခြင်းမရှိပါသူတို့ပြောစီမှလည်းဟုတ်ပြီလေ
လမ်းပြသူထင်ထားတဲ့လမ်းပြလရာကြီးကတောင်ပေါ်ပြန်လိုက်တောထဲပြန်လိုက်ခြုံထဲတိုးလိုက်နဲ့နောက်မှလိုက်နေရပြီမောင်ဘိုးနေတို့ဒုက္ခခံကလိုက်ပြီးတော့မှအဲ့လရာကြီးကသူတို့သွားနေတဲ့လမ်းစီကိုပြန်ခေါ်လာတဲ့အခါကျန်သူများလည်းစိတ်မကြည်ကြသည်မှာမဆန်းပြီသူတို့နဲ့မောင်ဘိုးတွေကသူတို့ရှိကောင်းကင်မှာပြန်တဲ့လရာကြီးမှာလမ်းပြလရာကြီးကယုံကြည်ထားလိုက်ပါလေတော့ဒီမောင်ဘိုးနေတို့ကလရာကြီးပြန်တန်းရနောက်ကိုလက်မလျှော့ပါပဲဆက်ပြီးတော့လိုက်နေကြလေဒီတစ်ခါမှတော့လရာကြီးကတောင်တောင်ပေါ်ပြန်တန်းသွားပြန်နေထို့အတွက်မောင်ဘိုးတွေမှာရှိမှဥဆောင်ပြီးတော့အဲ့တောင်ပေါ်တက်လိုက်လာတယ်အဲ့ဒီကနောက်မှလေးကန်တဲ့ခြေလမ်းများနဲ့တလန်းချင်းလမ်းဆောင်တဲ့ပေတူးဟာညောင်ဘိုးတွေမင်းရှေ့ကနေမိုးကျိုးသက်တောင်မလေးကင်ပြီးတောင်ပေါ်အေးသေးတက်နေငါတို့လည်းကြည့်အောင်အင်းတော့ရွာနဲ့မနှက်စောကြီးထွက်လာတာကွာအခုညနေတောင်ရောက်နေရွာပြန်ရွာတော့ပြန်အောင်နေလောက်အခုကဘယ်ပေါက်လို့ဘယ်အောင်နေမှလည်းမသိတော့ဘူးငါ့ရုံစမ်းမှာပေတူးရာဒီလရာကြီးကအင်းတော့ရွာပြူစားခဲ့တဲ့စဘာပွဲသားရှိတဲ့ညောင်တွားနေတိကြတယ်ကွာအေးပေါ့ကွာရုံရမှာပေါ့တို့ထဲမှာပညာတက်တာဆိုမေးမရှိတော့တွားမောင်ဘိုးနေတော့တောင်ထိပ်ပေါ်ရောက်သည့်တိုင်လရာကြီးကရက်ရွယ်မသွားသေးပဲတောင်ဟိုဘက်ချမ်းကိုဆက်ပြီးတော့ပြန်သွားလေတယ်မောင်ဘိုးနေတော့ကလည်းလိုက်ရပြန်လေတယ်ဒီလိုနဲ့တောင်ချေကိုရောက်ချိန်မှာတော့နွားခလောက်တန်ပြားကိုစတင်ကြားလာရပြီတယ်အဲ့ချိန်လရာကြီးကလည်းပျောက်ချင်းမလားပျောက်ွယ်သွားပါဒီလိုတယ်မောင်ဘိုးနေတော့လည်းလဲလန်းလေးကို꿰ပြီးတော့လဲလန်းလေးဘေးမှာရှိတဲ့တစ်ပင်အောက်မှာရက်ဆောင်နေကြတယ်မကြလာတဲ့ချိန်မှာနွားလေးလေးမှာချူတန်းတွင်တွင်နဲ့သူတို့နားကိုရောက်လာကြလေတယ်မောင်ဘိုးတွေကလဲသမားများကိုဒေတာကြည့်လိုက်ရာရှေ့ဆုံးလဲပေါ်မှာလဲသမားမဟုတ်တဲ့သပင်ရှည်နဲ့လူတယောက်ကိုတွေ့ရမှာမောင်ဘိုးထင်မှဟာဟိုလူကစဘာပွဲသားမဟုတ်လားဟေးလူတွေလဲခဏလောက်ရပါဦးဟေးကောင်းလေးမင်းကငါ့ကိုစဘာပွဲသားမှဘယ်လိုလုပ်သိတာလဲသိတာပေါ့ဗျာဒါနဲ့ခင်ဗျာအင်းတော့ရောက်ပြန်မသွားတော့ဘူးလားဘိုးတို့ရဲ့စကားကြောင့်စဘာပွဲသားမောင်ဘိုးတင်တို့ကိုစူးစိုက်ကြည့်လိုက်ပြီးမင်းတို့ကဘယ်သူတွေလဲအင်းတော့ရကြောင်မင်းတို့ဘယ်လိုသိတာလဲခင်ဗျားလည်းအင်းတော့ရောက်မမေ့သေးဘူးကိုစိတ်ထင်ရတွေတွေးပြီးတော့ဘာလို့တရားလုံးဒုက္ခပေးတာလဲဩမင်းတို့ကငါအကြောင်းတော့သိနေမှကိုအင်းတော့ရွာထွက်လာတယ်ဆိုတော့နဲတဲ့စင်းတော့မဟုတ်ဘူးစဘာပွဲသားမမလေးမခန့်နဲ့မောင်ဘိုးတင်တို့ကိုစကားဆိုလျာပေတူးမှဟိုလွတ်အောင်နေဘယ်ဟောမှလဲဗျခမ ्या မြုပ်ထားလူတွေလောင်းကြအောင်ကျုပ်တို့မီးရှိုးပြစ်လိုက်တာဘာပြောတယ်မင်းတို့ကငါအစီအနေကိုတော့ရှာနိုင်နေဟုတ်လားမင်းတို့ဘာကောင်းနေလဲကျုပ်လဲခမ ्या တို့တို့ပညာသေးပဲဒါပေမဲ့အကျိုးကြောင့်သိထားမသိပဲလူတွေကိုဒုက္ခမပေးဘူးဗျဘာအကျိုးကြောင့်မသိတာလဲကွာအဲ့ရွာခလေးစားခွေးဆုံးအတူတူကြီးပဲရွာလူကြီးကစားလူညစ်ပတ်တယ်ရော့ဓမ္မကြီးအဲ့ဒါခမ ्या ပေးခဲ့တဲ့ဆရာငွေတွေမလားခမ ्या ပေးခဲ့ငွေပဲနော်တခြားစိုက်ပေးတာငွေမဟုတ်ဘူးမောင်ဘိုးတွေကတာယာကြီးလက်ထဲမှာလွယ်ကြီးနဲ့ထည့်ထားတဲ့ငွေအိတ်အားစဘာပွဲသားစီကိုပြစ်ပေးလိုက်လေတဲ့အဲ့ဒီကစဘာပွဲသားကလွယ်ကြီးကိုဖမ်းလိုက်ပြီးတော့ငွေများကိုကြည့်ကဟုတ်တယ်ဒီငွေမေ့ပဲရလားခမ ्या ရွာလူကြီးကိုမိစ္ဆာပြောင်းလုပ်ခဲ့မယ်ရွာလူကြီးကသူ့စိတ်ကိုထိန်းပြီးတော့ရွာကိုထိန်းထားတာဗျာပြီးတော့ခမ ्या ကိုညစ်ထားတဲ့သူတွေစီကခမ ्या ငွေတွေကိုတောင်းပြီးတော့သူ့ကိုခမ ्या ပေးခဲ့တဲ့ငွေတွေကိုပါနောက်နေ့မနေ့ပေးဖို့ကြိုးစားတာခမ ्या မသိဘူးမလားခမ ्या ကိုညစ်တဲ့သူတွေလည်းထိတ်တုံးခတ်ပြီးတော့တရွာလုံးအဖက်မလုပ်တော့တာခမ ्या မသိဘူးခမ ्या သာသူတို့ဒုက္ခပေးတာသူတို့ကခမ ्या ငွေပြန်ပေးဖို့ကြိုးစားနေကြတာမင်းပြောတာတကယ်လားအဲ့ညကလေးတွေရောတခြားလူတွေရောအများကြီးပဲနော်အားလိုက်တာဗျာအိမ်လူတယောက်တည်းရှိရမယ်လို့ထင်နေတာလားခမ ्या ကိုညစ်တဲ့သူတွေကသူတို့မိသားစုပါခေါ်ပြီးတော့ချင်းကြောက်တာတရွာလုံးဆိုခမ ्या တို့ပြေးလို့တော့လွတ်မှာမဟုတ်ဘူးဟာငါတို့တီတီလေးလွတ်တာကွာရွာလူကြီးကလူတွေခေါ်ပြီးတို့စီလာနေတာခက်ပြီဗျာခမ ्या စီလာတာမဟုတ်ဘူးခမ ्या ကိုညစ်ပတ်သွားသူတွေစုံမဖို့လာသူသာညစ်ပတ်ချင်သေးချင်းခမ ्या ပေးငွေခုချိန်ကြီးရှိအောင်မလားမောင်ဘိုးနေစကားကိုကြားတဲ့အခါစဘာပွဲသားကိုရခေါင်းကိုညှိတ်ကဟာအေးကွာငါမှားပါပြီကောင်လေးတို့ရငါတကယ်ကိုအဲ့ဒါတွေမစင်စားခင်မိဘူးငါတောင်းမှန်ပါတယ်ကွာတောင်းမှန်မနေနဲ့ခမ ्या ထပ်ပြီးတော့အင်းတော့ရွာကိုဒုက္ခမပေးရင်ရပြီစိတ်ချပါကွာငါဒုက္ခမပေးပါဘူးအခုကသူများကိုဒုက္ခပေးဖို့နေသားငါတို့တော့ရှောင်နေရတာအခုမင်းသတင်းမကြောက်ဘူးလားအထက်လန်းဆရာကြီးတယောက်ငါတို့လိုအမှောင်ပညာသည်တွေမှန်သမျှကိုရန်လိုက်ပြုတ်နေရလေငါသတင်းကြတာတော့ပေပင်ရွာဘက်ကိုသွားနေဆိုလားပဲဗျာပေပင်ရွာဟုတ်လားပေပင်ရွာဆိုကျုပ်တို့ရွာဗျအေးငါတို့လည်းရှောင်နေရတာအခုတော့ဂျိုးမတော်တဲ့ပညာသည်တွေရဲ့ရွာကိုပဲသွားနေမလို့ဆုံးဖြတ်ထားတာဟိုအဲ့ဒီအထက်လန်းဆရာဘာဖြစ်လို့လိုက်ဒုက္ခပေးနေရလဲသူမီးလေးကိုတေအောင်ပြူစားလိုက်လို့ဆိုလားပဲကွာငါနာမည်တော်သိသေးတယ်အထက်လန်းဆရာကြီးဆရာအိုးတယ်ကွာကဲပြဿနာလည်းရှင်းပြီဆိုတော့ကျုပ်တို့လည်းပေးပြီးအောင်ပြန်နိုင်အောင်မယ်ဗျာကျုပ်တို့လမ်းပြပေးပါဦးကဲဒါဆိုလာလဲပေါ်တက်ကြပေးပင်ရွာပဲသွားတဲ့လမ်းကိုရောက်ရင်မင်းတို့စင်းကြပေါ့မောင်မိုးတင်တို့ကလည်းစဘာပွဲသားကဝေပြောတဲ့အတိုင်းပဲလဲပေါ်ကိုတက်လိုက်ကြလေတယ်အဲနောက်လဲလေးကချူတန်းချွင်နဲ့စတင်ထွက်ခွာလို့သွားနေပါလိတော့တယ်အောင်လန်းဘိုးတင်နဲ့စဘာပွဲသားကဝေဒီကဤမြတာမကြမီအောင်လန်းဘိုးတင်နဲ့အထက်လန်းဆရာအောဆိုတဲ့ဇလန်းလေးကိုဆက်လက်တင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာဆိုတော့ဒီနေ့မှာဆက်ပေးသွားမယ့်ဇလန်းကတော့အောက်လန်းဘိုးထင်နဲ့အထက်လန်းဆရာအောဆိုတဲ့ဇလန်းလေးဖြစ်ပါတယ်ခင်ဗျာအားလုံးပဲစင်းနေဖြင့်ကျွန်တော်ဒီနေ့အစီအစဉ်လေးကိုစလိုက်ပါမယ်ခင်ဗျာညနေချိန်ကရောက်ရှိလာပြီးတော့နေလုံးကြီးရမှန်းဆွဲကျိုးပြီးအနောက်ဘက်ကိုငုံရှိုးပြောက်ွယ်လူပြီးဖြစ်တော့တယ်အဲ့ချိန်အဲ့ဒီခါတောတောင်တနေရာမှာ
လဲလန်းကလေးမှာလူငယ်9ယောက်လမ်းလျှောက်လို့နေကြတယ်သူတို့ကမောင်ဘိုးထင်တို့လူငယ်တစုဖြစ်ပြီးတော့အထုပ်ထမ်းထားတဲ့တာရမှာသူ့ဘေးမှာရှိတဲ့ဖိုးထွေးကိုအထုပ်အားပေးလိုက်ရင်နောက်မှလမ်းလျှောက်နေမောင်ဘိုးထင်တို့ကိုကြည့်ကဘိုးထင်မြက်ဘယ်ုံသွားမှလဲအိမ်သစ်ကိုပဲလားဘာစီကိုအရင်ဝင်မယ်ကွာပြီးတော့စဘာပွဲသားကိုကြီးပြောတဲ့ထလန်းဆရာဆွဲသူလေသတိထားအောင်မယ်အေးကွာထလန်းဆရာဆွဲသူတွေကလည်းလူကောင်းလူဆိုးတော့မခွဲတတ်ဘူးလားမသိဘူးခက်တော့ခက်တယ်ကိုသားရိုက်ကျုပ်ဘအောင်လန်းဆရာဒါမဲ့မကောင်းတာတော့မလုပ်ပါဘူးဗျာငါတို့သိပါတယ်ကွာဦးအောင်ကငါတို့ရွာသားတွေမကောက်ဘသူ့မှဒုက္ခမပေးပါဘူးဒါမဲ့သူ့ကိုထင်တော့မရဘူးကွာအဲ့ဒါတော့ဘယ်ရမလဲဗျကျုပ်တို့ချစ်ခင်တဲ့သူတွေကိုထိခိုက်အောင်လုပ်လည်းမခံဘူးခင်ဗျားတို့ထိခိုက်အောင်လုပ်ကြည့်ပါလားကျုပ်ငိမ့်နေမှထင်လားသိပါတယ်ကွာမင်းတို့လည်းထီရတဲ့သူရှိရင်ထိကြည့်ပါလားငါတို့လည်းပဲခံမလဲမောင်ဘိုးတင်သဘောကျသွားပြုံးလိုက်မိတယ်ဘေဘင်ရွာသားတွေကရိုးသားပြီးတော့သဘောမနှောကောင်းသူများဖြစ်ကြတယ်အဲ့ဒီမှာထူးကြကြရက်ကူသူနဲ့အတူတူရှိနေတဲ့သူများဟာပို၍တန်အောင်စင်ဖြစ်နေပြီးတော့တယ်ရွာနာကိုလည်းနီးလာပြီမို့လို့မောင်ဘိုးတင်တို့ကပျော်တပြုံးပြုံးစကားဆိုရင်ရွာစီကိုမြန်သွားလိုက်ကြပါတော့တယ်ဦးဝဲအိမ်မှာလူစုံတက်ဆုံရှိနေကြတယ်အိမ်ရှိကိုပြင်းနေဇဝဲတန်းရမှာမောင်ဘိုးတင်တို့ထိုင်နေတာကြောင့်စကားအသံများညံစီနေကြတယ်ဦးအောင်ကဟင်းကွက်ပြေးတယ်လိုက်ထမင်းပကံလေးပြေးတယ်လိုက်နေပြီတယောက်တည်းအလုံးများနေပြီတော့တယ်ကျန်သူများကလည်းကိုပြင်းနေတန်းရမှာအခန်းသားထိုင်နေကြရင်ပေတူးနဲ့တားအိမ်မှာဘိုင်းအိုးမြန်ကြပါဗျိုးဘိုက်စာလာပြီဗျဟုတ်တယ်ဗျာထမင်းလေးဟင်းလေးချက်ပြီးဒါလေးကူးကတော့နှေးလိုက်တာမေးမေကြီးတော့မင်းတို့ဘာမှကူမလို့ပဲနဲ့ငါ့ကိုပြေပြောနေဟာလားမန္တန်ကဝင်းတော့ဘိုင်းအိုးမန္တန်ကဝေးနိုင်ခွက်သိတဲ့ပေတူးကမန္တန်ကဝေးဆိုလိုက်တာနဲ့ဦးအောင်ကြီးမျက်နှာမှာအယောင်ပြောင်းသွားပြီးအေးပါကွာမင်းတို့ကငါကျေးဇူးရှင်နေဆိုတော့လှုပ်ပေးရမှာပေါ့လက်ဆေးဖို့ရေးပါခတ်ပေးဦးမယ်ကွာဟုတ်ပြီလားဘိုင်းအိုးကျတို့ကကူမလို့တာမဟုတ်ဘူးနော်ဘိုင်းအိုးမဲမကူနဲ့ဆိုလို့လေဟေးပါကွာငါလည်းတကယ်စိတ်ရင်းနဲ့ပြောတာပါဟာမင်းတို့ဘိုက်တော်စာနေရောပေါ့ငါမြန်မြန်လှုပ်ပေးမယ်နော်ငါကောင်နေခဏတော့သီးခံကြကွာရပါတယ်ဗျာအဲ့လိုအကျိုးသိအကြောင်းသိလေးပြောရင်တော့ကျုပ်တို့ကမရိုင်းပါဘူးကဲဘိုင်းယုံလှုပ်ရှားရှိတာလှုပ်တော့သွားဦးကုန်းကမောင်မိုးတင်တို့ကိုကြည့်နေစေမာသာမျက်နှာကိုပြုံးထားပြီးသူတို့၏မျက်ကွယ်ရာမှတော့ခတ်တိုးတိုးပင်ဆဲရေးတိုင်းထွာနေတော့တယ်ဦးကုန်းကလည်းသူ့အဖြစ်နေသူမလို့ငြိမ်နေရချင်းဖြစ်တော့တယ်ဘာကြောင့်လဲဆိုတော့ဦးကုန်းမှာသူ၏ချိန်စာပယ်ဖြစ်အောင်လှုပ်ပေးသည့်မောင်ဘိုးတင်တို့အဖွဲအားကျေးဇူးတင်လို့ရင်ချက်ပြုတ်ကြွေးမွေးနေခြင်းပင်ဖြစ်တော့တယ်စာပိုင်းမှာဦးအောင်ကဘလိုမျိုးကူရမည်နည်းကိုမေးလာပြီးစေနာတရာထက်တန်နေတဲ့ဦးအောင်ကမြည်သည့်လောက်ကိုမှမကူသေးပဲအေးအေးဆေးဆေးသာနားနေကြရနဲ့ပင်မလာတဲ့သူတို့အာပြုစုပေးပါမျိုးစကားကြုံထားမိလေတယ်အဲ့ဒီစကားကြားပြီးတဲ့အခါမှာမောင်ဘိုးထင်တို့ဟာကူလက်ဆများကိုပြစ်ထားခဲ့ပြီးတော့စေနာနဲ့ငယ်ပြတ်သွားခြင်းဖြစ်ပေတော့တယ်သို့ပါတော့လည်းပေတူးမှာမန္တန်ဝိဇ္ဇာကိုမြဲသတိပေးနေသောကြောင့်သာတော်ပေသေးသည်မကြခင်မှာပင်မောင်ဘိုးထင်တို့ဦးအောင်တဲခင်းဧခံတဲ့ကြက်သားအမဲသားဝတ်သားစတဲ့အမဲဆုံလာတဲ့ဟင်းများကိုလက်ကြံမရှိတော့တဲ့ခေါင်းမဖော်တန်းအားပေးလိုက်ကြပါလေတော့လေဦးကမောင်မိုးတင်တို့စားတော့ပြီးတာကြောင့်ပကံများကိုသိမ့်မဟန်ပြနေစဉ်ပေတူးနဲ့တာကြီးကဦးအောင်ကဘိုင်းယုံကျုပ်တို့ကူသိမ့်မိမယ်လေဟေးရဦးအောင်ကြီးစကားပင်မဆုံးသေးမောင်မိုးတင်မှအသေးကျဲလောက်သွားဖြင့်အဖအားတာသူတို့ကူလုံးမယ်ဆိုတော့ရပါတယ်ပြောမလို့လားအဖရပါတယ်လို့ပြောလိုက်ဟိုကောင်နဲ့လုံးမမုံတော့အဲ့ကောင်တွေတစ်ခါပဲမေးတာပါအေးအဲ့ဒါတော့ဟုတ်တယ်ကွာမရဘူးမင်းတို့ပဲသိမ်းလိုက်ကြတော့အဲ့လိုလူရီလဲစမ်းမှာဖရချက်ပြုတ်ပြီးလဲကျွေးရသေးတယ်ပကံအထိဆေးပေးရမယ်ဆိုတော့မဟုတ်တော့ဘူးမောင်ဘိုးတင်ကသူဤဖဖြစ်သူပင်ပန်းနေတာကိုမကြည့်ရတာကြောင့်ပြောလိုက်ခြင်းဖြစ်တော့တယ်အဲ့လိုမောင်ဘိုးတင်ပြောတဲ့အခါပေတူးကမကြည်မနှက်နဲ့ဟေ့အောင်အတူတူချင်းကွာမင်းကခုမှဘာလာပြီးတော့တိတက်မနေမင်းပါဇက်ကပဲပြောမင်းအောင်ကူလို့လားဟုတ်တယ်ပေတူးဒီကောင်ကြီးကျယ်တွေပြောနေတာသူကြတော့လက်တော်ရေးထားမစီပဲနဲ့ဘာယုံခတ်ပြီးတော့စောင့်နေပြီးတော့ဟိုငါရင်ရဆိုအမြဲတမ်းအဖကိုကူလို့ပေးနေကြကွာမင်းကတော့ပြောတတ်တယ်နော်ပြင်းလာခြင်းတူတူအောင်နာမည်ကောင်းဝင်ယူနေသေးရဲ့ပေတူးနဲ့တာကြီးကမောင်ဘိုးတွေကိုမကြေမနက်စကားဆိုကစားပြီးတဲ့ပကံများကိုတင်းဆဲလိုက်ကြတယ်အဲ့ဒီချင်းရာကိုကြည့်နေတဲ့ပြုံးနေသူနှစ်ယောက်မှဖိုးထွင်းနေတာဖြစ်တော့တယ်ပေတူးကပကံသိမ်းနေရမှာဖိုးထွင်းနေတာကိုကြည့်ကဟဲ့လူတွေအငိမ့်ကြည့်နေမှထင်နေရလားစားပြီးတော့ကိုပကံလေးတော့ကိုဆေးကြအေးပါပေတူးရမင်းကလည်းငါတို့လာပြီးတော့စိတ်တူနေစိတ်တူလို့မဟုတ်ပါဘူးဗျာပြောပြတာဒီထဲမှာအစားဆုံးခင်ဗျားတို့နှစ်ယောက်ပဲကြက်ကာလာသားချက်လေးကော်မလို့လက်ကလေးလန့်လိုက်ခင်ဗျားတို့နှစ်ယောက်လက်နေဦးမလွတ်ဘူးငါတို့ကကာလာသားချက်လေးကြိုက်လို့ပါကွာကာလာသားချက်လေးကြိုက်လို့ဟာလားဝတ်သားပကံလေးခတ်မလို့စိတ်ပဲရောက်သေးတယ်ဦးအောင်မွေးထားတဲ့သေးရဲတွေဝင်စားသားအောင်ထင်ရတယ်အသားတွေကော်သွားတာခင်ဗျားတို့နှစ်ယောက်ပဲမင်းတို့ကလည်းကွာတာကြီးရဲ့ထတ်တိုးစကားကြောင့်ဖိုးရင်းနဲ့သားရှက်သွားကဓမင်းပကံများကိုကင်ပြီးတော့ထားထွက်သွားလေတော့တယ်ဓမင်းစားပြီးတဲ့အခါကြံတကာကြံပွားပြီးအချိုတဲရင်မောင်ဘိုးတင်မှာဦးအောင်ကစကားဆိုလေတယ်အဖကျုပ်တို့ရွာဘက်ကိုထန်လန်းဆရာဩဆွဲလူကြီးလာနေတယ်တဲ့သူကကျုပ်တို့လိုပညာသေးလို့တိုက်ခိုက်နေတာတဲ့ဗျာငါလည်းသတင်းကြားပါတယ်ကွာငါစီတော့မလာသေးဘူးကွာလာရင်လည်းအတန်တိုင်းဆုံးနားလဲအောင်ရှင်းပြရမှာပေါ့ကျုပ်တို့ကကိုယ်လာမထင်ဘယ်သူမှဒုက္ခပေးတာမဟုတ်ဘူးနော်ဗျာတကယ်လို့ तू ကဒါအောင်နားမလဲတော့ပြန်ချအောင်မရှိတော့တယ်နေပေါင်းကောင်လေးဟာစိတ်လိုက်မှန်ပါလို့မရဘူးတကယ်လို့ तू လာမယ်ဆိုရင်ရောက်တော့ရောက်နေသေးငါအထင်တို့ကိုဒုက္ခမပေးဘူးထင်ပါတယ်ကွာဒုက္ခပေးကြလည်းမလို့လေဗျာကျုပ်တို့ကမဟုတ်တာလုံနေသူတွေမှမဟုတ်တာ
မောင်မိုးတင်ကအဲ့လိုပြောလိုက်တဲ့အခါဘေးမှာရှိတဲ့ဖိုးထွေးမဟုတ်တယ်ဦးအောင်ကဒီကိစ္စတော့စိတ်ပူမနေပါနဲ့ကျုပ်ဘာလဲဦးအောင်တို့ကြောင့်သိတာပဲအေးကွာငါလည်းတက်ကြီးလာပြီဆိုအေးချမ်းလေးပဲနေကျင်တော့တယ်စိတ်မဝင်တဲ့ဦးအောင်ရဲ့ဘာမှမဖြစ်ဘူးအဲ့တော့မောင်မိုးတင်တို့ကအထက်လန်းဆရာကြီးအကြောင်းမပြောတော့ပဲကျန်လမိုင်းကင်းထဲမှာပွေးပေါင်းပြီးအကြောင်းစကားရောက်သွားကြတယ်ဦးအောင်ကပွေးပေါင်းလေးကိုပြောပြနေတယ်မင်းတို့မှတ်ထားကွာပွေးပေါက်တယ်ဆိုတာနေဘူးချင်းပေါက်ရတာကြံပေါင်းတွေမှာပွေးဆုံနေရှိအဲ့ဒီပွေးဆုံတွေမှာမြေလေးဖွာတာဖြစ်နေမင်းတို့ပေါက်တူးနဲ့အားကုန်ပေါက်လိုက်တော့အဲ့ပွေးကောင်ပေါက်မိပြီကောင်ကြီးအဖလည်းဗျာပွေးပေါက်တာများကိုဘိုးတွေနဲ့ကိုသားတို့ပွေးပေါက်တာဆရာကြီးတွေဗျာဟာဟုတ်လားအဲ့ဆိုမနေ့ပြန်သွားပေါက်ကွာနေလေပွင့်လောက်တယ်ပွေးသားမစားတာကြာပြီဆိုတော့စိတ်ချဗျာမနေ့ပြန်ကျုပ်တို့ပွေးသွားပေါက်ဟိုကောင်လေးလိုက်အောင်မလားလိုက်မှာပေါ့ဗျာအေးလိုက်မဆိုအခုအိမ်ပြန်ကြတော့မင်းတို့မိဘလည်းမျောနေတော့ပြီကွာဖိုးတွေကတာရင်နေပေတူကိုအိမ်ပြန်ခိုင်းလိုက်လေတယ်သူတို့လည်းစောတကားမတက်တော့ပဲဦးအောင်နေဘိုးတွေတို့ကိုနှုတ်ဆက်ကပြန်သွားကြပြီတယ်အဲ့နောက်ဖိုးတွေတို့လည်းပြန်သွားပြီမလို့ဦးအောင်ကြီးအိမ်မှာမောင်ဘိုးတွေနဲ့ဦးအောင်သာကြံခဲ့ကြပါလိမ့်တော့ဒီပင်သေးကြံများခုတ်ပြီးလမိုင်းထားကြံခဲ့ရမီးရှို့ရတယ်အဲ့ခါမှာမီးလောင်သွားတဲ့ကြံကုန်းများမှာလမိုင်းခေါ်တဲ့ကြံပင်ကလေးများပြန်ထွက်လာတယ်အဲ့ဒီကြံတော်ထဲမှာကြံပင်များကိုကိုက်ဖြတ်စားတော့တဲ့ဘွေးယူခေါ်တဲ့အကောင်များရှိလေတယ်အဲ့ဒီဘွေးတွေကကြံပင်များကိုကိုက်ဖြတ်စားတော့တာကြောင့်ကြံကင်းပိုင်ရှင်များစွာချိန်ညင်ရတယ်အဲ့ဒီကပွေးပေါက်တဲ့သူတွေကိုတချို့ကြံကင်းပိုင်ရှင်များကကောင်းမွန်မွန်ကြိုးဆိုကြပြီးသူတို့တင်ရှိတဲ့စားတော့များကိုပင်ကျွေးမွေးတတ်ကြသေးတယ်ကြံတောင်သူများကလည်းအဲ့ဒီပွေးဆွဲတော်ဝါများကိုတော့မျက်မုံးကျိုးနေကြပြီးတော့ကမ္ဘာရံပတ်တဲ့ကဲ့သို့သဘောထားကြပြီတယ်ပွေးအားတချို့ကြံတောင်သူကြီးများကအလွန်တရာမုန်းတီးကသူကြီးကြံကင်းထဲမှာပွေးတကောင်ရလေငွေမောင်းတတ်မှတ်ပြီးတော့စူးချတဲ့အထီကိုရှိခဲ့ဘူးလေအခုလည်းဖိုးရင်းနဲ့သားဦးဆောင်ကပေါတူးတယောက်လက်ထမ်းပြီးတော့မောင်ဘိုးထင်တာရင်းနဲ့ပေတူးတို့ခြံလျက်မိရှို့ထားတဲ့ကြံကင်းစီကိုရောက်လာကြတော့လေပွေးပေါက်တာတော်တယ်ဦးမြောက်ထားတာကြောင့်ဖိုးရင်းနဲ့သားကရင်ကော့ရီလမ်းဆောင်နေရမြောက်ကြွဖြစ်နေသေးတယ်ဖိုးတွေကလည်းရှေးမှလမ်းဆောင်နဲ့မောင်ဘိုးထင်တို့ကိုလှည့်ကြည့်ကပွေးသားပဲကောင်ကြိုက်ကျုပ်တို့အကုန်လုံးကြိုက်ငါတက်နိုင်မင်းတို့ကောင်တွေပွေးကိုမပေါက်ပဲအရှင်ဖမ်းပြချင်တာဟာလက်ပြတ်သွားမှာဗောဗျာသူ့ရဲ့ရှည်သွားနှချောင်းမြနေတာကိုပွေးကတော့ရားသလောက်ပေါက်မယ်ငါကြံငင်းဆိုလဲဒီကောင်တွေဖြတ်စည်းတာများပြီဟုတ်တယ်ငါဖားဆိုလဲဒီကောင်တွေကြောင့်စိတ်ညစ်နေရဒီအကွက်ပြီးငါကွက်တွေသွားမယ်ကွာဘိုးရင်းနဲ့သားကပွေးများဖြတ်စည်းတဲ့ပုံကိုပြောပြကြတယ်နေလုံးကြီးကမုန်းတဲ့ချိန်မို့လို့အတော်ကိုပူပြင်းလှပြီတယ်နေအောင်အောက်မှာအဲ့ဒီကောင်လေးတစုကပွေးပေါက်ကိုဆိုင်ပြီးနေကြပြီတယ်ဘိုးရင်းနောက်မှာမောင်ဘိုးတင်လိုက်ပြီးတော့တာယာကြီးနောက်မှာတာယာကြီးနဲ့ပေတူးတို့လိုက်ကြတယ်ကြံပင်မပေါက်သေးတဲ့လမိုင်းကင်းများတဲ့ကိုဘိုးရင်းနဲ့မောင်ဘိုးတင်တို့လမ်းလျှောက်ပြီးပွေးဆုံအားလိုက်ကြည့်နေကြတယ်နေရဲ့ပူချိန်ကလည်းအတော်ကိုပူပြင်းလှတာကြောင့်မောင်ဘိုးတင်ကမျက်နှာမှာစီးကြလာတယ်ချွေးများကိုတုပ်လိုက်တယ်အဲ့ချိန်ဖိုးတွေကသူ့ရှိခက်လန်းလန်းတွင်ပွေးဆုံကမြေပေါ်ကိုဖွာတက်နေအောင်တွေ့ရတာကြောင့်တစ်ချက်ပြုံးလိုက်ကအဲ့နေရာကိုခြေပေါက်နင်းသွားပြီးပေါက်တူးအားကိုလွှဲပေါက်လိုက်ပြီးတော့လေအဲ့နောက်ပေါက်တူးကပြန်ဖော်လိုက်တဲ့အခါတေးရန်ဆဲဆဲပွေးတကောင်ကိုမြေသားများနဲ့တွေ့ရလေတော့လေဖိုးတွေကအောင်နိုင်သူပမာပြုံးလိုက်ပြီးတော့မောင်ဘိုးတင်ကိုကြည့်ကဟေ့အောင်တကောင်ရပြီဟိုငနာတွေကရပုံပေါ်သေးဘူးကွာဟုတ်တယ်ကိုတွေနေမောင်ကိုသားတို့ဘယ်သူနဲ့စကားပြောနေဘာဖြစ်လို့လဲဟာတိကျကြည်စမ်းမောင်ဟိုလူကြီးကကျုပ်တို့ရွာမဟုတ်ဘူးလားမဟုတ်ဘူးကွာငါလည်းမမြင်ဘူးပါဘိုးရင်းနဲ့မောင်ဘိုးတင်တို့သားတို့ဘက်ကိုကြည့်လိုက်ရအသက်ကြီးနေတဲ့လူကြီးတူကလွယ်ကြီးကိုလွယ်ပြီးတော့သားတို့နဲ့ရက်ကစကားပြောနေရကိုတွေ့ရလိမ့်တယ်ပေတူးကရွာဘက်ကိုလည်းညှိုးထိုးပြကစကားပြောနေကြပြီးတဲ့နောက်တစိမ့်လူကြီးမှသားတို့ကလက်ပြကရွာဘက်ကိုထွက်သွားလေတော့တယ်ဘိုးရင်းတို့ကလည်းအဲ့လူကြီးကိုမမြင်ရတော့တဲ့ခါကျတော့မှလမ်းအော်စကားဆိုလေတယ်ဟေးသားရဘယ်သူလဲကွာမင်းတို့စကားပြောနေရွာဘယ်လိုသွားမလဲမေးနေတာဟောအေးသူ့တခါမှလည်းမမြင်ဘူးနော်မြင်ဘူးမလားဟာတို့ရွာမှာမဟုတ်တာဒါနဲ့ဘိုးလေးစကားလမ်းပြောနေချိန်ပေတူးကမောင်ဘိုးတင်ဟာအတန်ခက်ကြဲကြဲဖြင့်ဘာမှမဟုတ်ကွာမင်းဖဧည့်သည်ဖြစ်မယ်ကွာမင်းတို့အိမ်ကိုမေးနေတာဘာပြောနေပေတူးဟုတ်တယ်လေမင်းတို့အိမ်မေးလို့ငါတော့တေချာလမ်းပြလိုက်သေးတယ်ဒါနဲ့မင်းတို့ပွေးပနကောင်ရပြီလေမင်းမေကြီးတော့ငါဖဧည့်သည်ရမှာအထက်လန်းဆရာဩဆိုလူပဲနေမှာဒီလူကြောင့်မင်းလည်းသိရတာအဲ့လူကအထက်လန်းဆရာဖြစ်နေဘယ်လိုလုပ်မလဲထက်လန်းဆရာဟုတ်လားဟာငါတို့မိသွားလို့ကွာမောင်ဘိုးတင်ကပေတူးကမိသည့်စကားမှပြန်မပြောဘဲသူ့ဤနားမှာရှိနေဖိုးတွေဟာကိုတွေပြန်ကြအောင်ဗျာကျုပ်ဖောက်စိတ်မချအောင်အေးအဲ့ဆိုပြန်မယ်ကွာလားဘိုးတွေကပေါတူးကိုထမ်းပြီးတော့ဘွေးတွေကိုယူကရွာစီကိုလင်းစလိုသွားလိုက်တော့တယ်မောင်ဘိုးတင်တို့သွားတာနဲ့တာရရုကလည်းနောက်မှလိုက်၍သွားကြပါလေတော့တယ်ဦးအောင်ကအိမ်ရှိမှရှိတဲ့အမိုက်တိုင်းများကိုတပြက်စီးပြင်လဲနေလေတယ်အိမ်မှာမွေးထားတဲ့အကောင်များမရှိတော့ပဲမောင်ဘိုးတင်အိမ်သစ်မှာခေါ်ထားတာကြောင့်ဦးအောင်ကြီးခြံထဲမှာတီးပင်စားပင်များကိုကလေးများမှမသိအောင်ခိုးခုတဲ့အခါဦးအောင်ကပြုံးရည်သာကြည့်နေတတ်ပြီးစုငေါချင်းအမှုတော့မပြုတ်ပေတို့မဲ့ကလေးများမှာဦးအောင်ကမြင်သည်နေပင်ကြောက်ရထွက်ပြေးသွားတတ်ကြတယ်ယခုလဲမာလကာသီးခိုးသည်ကမိသွားရင်ကတိုက်ရိုက်ထွက်ပြေးသွားသည့်ကလေးများကိုကြည့်ရင်တပည့်စည်းလဲနေဦးအောင်လည်းသဘောကျသွားရီမောမိတော့တယ်
အရင်ကတည်းကစီများမွေးထားတာကြောင့်သူဤ channel ကိုအခွင့်မရှိပဲခလေးလူကြီးဘယ်သူမှမဝင်ရဲကြပြီအခုလာကြတဲ့ကလေးများကလည်းဘိုးထင်လမ်းပြထားရရှိသည်ကိုတွေးမိလေတယ်အဲ့ဒီချိန်အိမ်ဝိုင်းဝမှာလွယ်ကြီးလုံးကိုလွယ်ထားတဲ့လူကြီးတယောက်ကဦးအောင်ကဟေးအောက်လန်းဆရာငါအုံးဆိုတာမင်းလားမင်းကဘာတူလဲငါနာမည်ဆရာအောနာမည်တစ်လုံးနဲ့နေတဲ့ဆရာအောဟေးငါနာမည်လည်းအုံးဆိုတစ်လုံးနဲ့ပါပဲမင်းကကောင်းမွန်လာလေတဲ့ဧည့်သည်တော့ဟုတ်ဝဲမတူအေးငါဒီနယ်မှာမင်းတို့လိုအောက်လန်းဆုံးကဝေတွေအမြင့်ဖြတ်နေတာငါဘသူ့မှာဒုက္ခမပေးဘူးမင်းတို့ကောင်တွေအလက်ကားကောင်တွေအခုဒုက္ခမပေးသေးတဲ့အချိန်တိုင်းပြီးမှာပဲအခုမင်းအသိပြင်ထားပါမင်းကငါတိုက်မင်းတို့သေအောင်တိုက်မယ်အေးမင်းကစိန်ခေါ်တော့လေငါလည်းတိမ်မော်ဒီတက်ရတာပေါ့ကွာဦးအောင်စားကတွေးထားဒီမှာကောင်းမွန်မွန်ပြောဆိုဆက်ဆံမိဖြစ်တော်တယ်တို့ပေမဲ့ထန်လန်းဆရာမစားတွေးချင်းမြရန်လုံနေတာကြောင့်ဖြစ်စရာဖြစ်ကိုစိတ်ပိုင်းဖြတ်ကစိန်ခေါ်စီကိုလက်ခံလိုက်ချင်းမြဖြစ်တော်တယ်အဲ့ဒီထန်လန်းဆရာဒီလည်းဦးအောင်ကြီးစကားကိုမကြေမနက်ဖြင့်တောက်ခောက်ကအိမ်ဝိုင်းဝါမှာလှည့်ထွက်သွားလေတယ်ထန်လန်းဆရာထွက်သွားပြီးမကြိုင်မှာဖိုးရင်းနဲ့သားပြေမောင်ဘိုးထင်တို့ပေါတူးကိုထမ်းပြီးတော့ရောက်လာကြလေတယ်ဦးအောင်ကတပြက်စီးဆက်လဲနေလိုက်တယ်မောင်ဘိုးထင်ကဦးအောင်နဲ့ထန်လန်းဆရာတို့စုံနေပြီဟုထင်ထားရာယခုထန်လန်းဆရာမရှိမှသာတပ်ပြင်းကိုချလိုက်ပြီးဟွန်းတော်သေးတာပေါ့ဗျာအဖရွာပြင်မှာလူစိမ်းကြောက်ပေတူးကိုအဖရင်မေးနေတာဒီကောင်ပြောလိုက်တယ်ကျုပ်ကအဲ့လူကိုထန်လန်းဆရာထင်နေတာဟုတ်တယ်လေမင်းတို့မလာခင်လေးပဲငါစီကထွက်သွားပြီဗျာလာပြီးရဟလားဟုတ်တယ်ကဲကောင်လေးငါရဲ့အသုံးမပြုတာကြာနေတဲ့အခန်းကိုသုံးရတော့မယ်ထင်တယ်ဟေ့အဖကျုပ်ဘာကူညီပေးအောင်မလဲရပါတယ်ကောင်လေးကမင်းအေးစီးပဲနေမောင်မိုးတွေကဦးအောင်မအေးစိနေဆိုတော့လဲသူအေးစိမနေနိုင်ပါသူတို့အဖေရင်းထက်ပိုရတဲ့ဦးအောင်ကိုမိသူသောထိခိုက်မှုမှမဖြစ်စေလိုပေထို့အတွက်တစ်ခုခုကြံရပေဦးမည်ဦးအောင်မျက်နာသည်လည်းအပူရုပ်ကိုဟန်လုံးနေသည်ဆိုဒီမှာတိတာလုံးနေရကြောင်းမောင်မိုးတွေကဦးအောင်ကအဖကဒီလောက်တော့အပြော့ပါဗျအဖကလွတ်တော်တယ်ဆိုကျုပ်သိပြီးသားမင်းကငါ့ကိုလာမြောက်နေရလားကွာဟေးမဟုတ်ပါဘူးဗျာအဖကြောင့်ကျုပ်သိတာပေါ့အဲ့ဒါကျုပ်တို့လည်းပွေးပြန်ပေါက်လိုက်အောင်အေးကဲသွားကြမောင်ဘိုးတွေကဖိုးရီတို့ကပွေးပေါက်အောင်ပြန်ခေါ်သွားတာကြောင့်ဖိုးရီတို့မှနားမလည်ဟန်ပြန်ပြန်လိုက်သွားလေတယ်ဦးအောင်ကြီးအိမ်ကိုကြော်ပြီးတော့ရွာလမ်းမပေါ်ကိုရောက်မှဖိုးရီကဘိုးတင်မင်းဘောင်စိတ်မချလို့ဆိုအခုတော့ဘာလို့ပွေးသွားပြန်ပေါက်မှာလဲဟာမဟုတ်ပါဘူးဗျာအဖကကျုပ်တို့သိစေချင်မှမပေါ်ဘူးအဲ့တော့ကျုပ်တို့ကတစ်ဖက်တစ်လမ်းနေအဖကိုကောက်ခွန်အောင်ကြိုးစားမယ်အဲ့တော့ရွာထဲအောင်တန်းနဲ့မောင်မြင့်တို့လိုမယ်ရွာထဲကောင်တွေအကုန်လုံးလိုက်ပြောမယ်ဗျာဟိုထက်လန်းဆရာကိုတွေ့ရင်ကျုပ်တို့ပြန်ပြောဖို့လေအေးမင်းကြံမစိုးဘူးကွာငါကိုမင်းအောင်သွားပြောလိုက်မယ်ကောင်းတယ်ကိုဘတွေငါဂျိုးသိန်းကိုသွားပြောမယ်ကွာဒီကောင်တော်တယ်မြဲသွားနေတာဆိုတော့ဘက်ဆိုဒီကောင်သိနိုင်တယ်အဲ့တော့ပေတူးနဲ့တာကြီးကရွာထဲမှာရွယ်လူပေါင်းသိန်းများထံကိုသွားပြီးအထက်လန်းဆရာရှိနိုင်မယ်နေရာကိုစုံစမ်းကြပြီလေမောင်ဘိုးတွေကဦးအောင်ကြီးအိမ်ကိုပြန်ပြီးတော့မသိသလိုဟန်ဆောင်၍နေလေတော့တယ်ညချိန်ကောင်ရောက်ရှိလာပြီးဖြစ်တော့တယ်ဦးအောင်ကအိမ်ပေါ်ကိုတက်သွားပြီးတော့သူ့ခန်းကြီးထဲဝင်ကကျိုးစင်တစ်ခုနားကိုသွားလိုက်ပြီးအုပ်ထားတဲ့ပိတ်စာကိုဆွဲယူလိုက်ပြီလေအဲဒီကကျိုးစီကြီးပေါ်မှာလူရိုးကောင်းပါဝင်မျိုးစုံလာတဲ့အစီရင်များကိုဦးအောင်ကင်ထားတဲ့လက်မှာမီးခွက်အလင်းအောင်အောက်မှာအထင်သာပုံနေပြီးတော့တယ်အဲနောက်ဦးအောင်ကစင်ပေါ်မှာမီးတိုင်များကိုမီးညှိလိုက်ပြီးထိုးစင်ရှိမှတမလင်ငွေထိုင်ပြီးတော့နေလိုက်တယ်မောင်ဘိုးတွေကဦးအောင်ရဲ့အနားကိုကတ်သွားချိန်မှာဦးအောင်မှအတန်မာမာဖြစ်ဟန်တားလာတော့တယ်ဘိုးတွေမိဒီတဲ့ဝင်မလာနဲ့ဘာလို့လဲဖာကျုပ်ကူညီရရှိရင်ကူညီဖို့လေမင်းပြန်နေကွာငါ့မော်တက်မလာနဲ့အဖသစိမ့်စာတဲ့စကားမပြောစမ်းပါနဲ့ဗျာကဲဒီထဲမဝင်စီချင်းလဲမဝင်တော့ကျုပ်ကိုဘိုးလေးတို့ဆိုရသွားတော့မယ်အေးကောင်းတယ်ဦးငါမောင်မိုးတင်ထားသွားတာနဲ့အခန်းတကားကိုပိတ်လိုက်လေတော့တယ်မောင်မိုးတင်အိမ်ရောက်တဲ့ခါမှာတော့ပေတူးတာရင်နဲ့ရွာထဲမှာအောင်တန်းစိုးပေအမြည်ရတယ်သူတို့နဲ့ရွယ်လူကောင်လေးတယောက်ကိုအိမ်ထဲကိုခေါ်လာတာကိုတွေ့လိုက်ရပေတူးမှဘိုးတင်ကိုမြင်ပြီးတော့စကားပြောမိကြမ်းလိုက်တဲ့အခါပေတူးမပြောသေးနဲ့ကွာငါ့ရင်သွားကြမယ်ဟိုလူတွေလည်းအမှရောက်လာပြီအေးဘိုးတင်သွားမယ်လေမောင်ဘိုးတင်တို့အုပ်စုဟာဦးဝုံကြီးအိမ်ဝိုင်းပြင်ကိုထွက်လာပြီးတော့မောင်နဲ့မဲထဲမှာလမ်းဖြစ်တော့ညာကျင်သားရနေဖြစ်တာကြောင့်ကောင်လေးတွေဟာရွာဆောင်မှာရှိတဲ့မောင်ဘိုးတင်အိမ်ကိုထွက်သွားကြလေတယ်အိမ်ကိုရောက်တဲ့အခါဖိုးရင်းနဲ့သားကရေနံစီမီးဝက်ကိုထွန်းကြည့်လိုက်ပြီးသူတို့လာကိုစောင့်နေရရှိဖိုးရင်းကမောင်မိုးတင်တို့နားကိုရောက်တဲ့အခါဟဲ့အောင်လေခြေလေးဘလို့လဲအောင်တန်းနဲ့ဇိုးပေပါလာလားဟုတ်တယ်ဒီကောင်တွေပြောပြလိုက်မယ်ဘေတူကြီးစကားဆုံးတဲ့အခါအောင်တန်းကသူ့အတန်လေးလေးကြီးပြင်စကားဆိုလာတယ်ငါတို့လူစိမ့်လူယူတွေ့တယ်ကွာ तू ကရွာရှေပန်းအထက်လန်းလို့ပါလို့ဥသာတော်ရဲ့အိမ်ပေါ်တက်သွားတယ်အကြိုက်စောင့်ကြည့်နေရပဲပြန်ဆင်းမလာဘူးအေးအဲ့ဆိုဒီလူကြီးကဥသာတော်ကြီးမှနေတာပေါ့ဥသာတော်ကလည်းအထက်လန်းဆရာဆိုအတော်သဘောကျတာဟုတ်တော့ဟုတ်တယ်ဟုတ်ပါတယ်ဆိုဗျာကျုံမျက်စိနဲ့မြင်တာပါဗျာမင်းကလည်းစကားပြောရင်တော်တော်လည်းပြောစမ်းပါကွာကျုပ်အစားလည်းဒီတိုင်းပဲလေဗျာအေးတီးပြီဘိုးနေမင်းဘယ်လိုလုပ်ချင်လဲစဘာပွဲသားကိုရီတောင်ထွက်ပြေးရတယ်ဆိုတော့ကျုပ်လည်းနိုင်မဲ့ပုံမပေါ်ဘူးဗျာငါလည်းအဲ့လိုပဲထင်နေတာကဲပီရူးနဲ့တာကြီးမင်းတို့ကငါ့ဘောက်စောင့်ကြည့်ကွာအောင်တန်းနဲ့ဆိုပြီးဘယ်လိုလုပ်မယ်ကိုဘိုးတွေပြန်ခိုင်းလိုက်တော့ကွာနောက်နေ့မှဒီကောင်လေးပွေးသားချက်ကြွေးမယ်အောင်တန်းနဲ့ဆိုပြီးကဖိုးရေးစကားကြားတဲ့ခါဝမ်းသာသွားပြီးကျ
ကျုပ်တို့ပြန်တော့မယ်ပွေးသားတကယ်ကြွေးမှာနော်အေးပါအောင်တန်းအင်ကိုတန်းပြန်ကြတော့ကြားလားအောင်တန်းခေါင်းကိုငိမ့်ပြလိုက်ပြီးတော့ဆိုပင်နေတူထွက်သွားလေတော့တယ်အဲ့တော့ဘေဒူးနဲ့တားကြီးကလည်းဦးအောင်ကြီးအိမ်ကိုထွက်သွားကြပြီးကျန်သူများကလည်းရွာရှိပိုင်းမှာရှိတဲ့ဦးသားတော်ကြီးအိမ်ကိုသွားနေကြပါလေတော့တယ်တိတ်ဆိတ်ငိမ်သက်နေတဲ့အခန်းထဲမှာဦးအောင်ကြီးမန်နိုင်ရွတ်တန်ကပေါ်ထွက်လာတယ်ဘေဒူးနဲ့တားကြီးကအဲ့ဒီအခန်းဘေးမှာငိမ်ပြီးတော့ဦးအောင်ကြီးအခြေအနေကိုအကဲခတ်နေကြတယ်မကြတော့ချိန်မှာဦးအောင်ကြီးအသက်ရှူတန်မှာအတိုင်းသားပေါ်ထွက်လာပြီးအသက်ကိုပင်ခဲရင်းသွားရှူနေရလေတယ်ပါဇက်မှလည်းအဆောင်တွေငါအိမ်ကိုနတ်ဘလူးတွေမလာစေနဲ့တာစမ်းဦးအောင်မအဲ့လိုပြောပြီးတော့မန်နိုင်ကိုသာဆက်ယုံနေလေတယ်အတန်ကြာတဲ့ခါမှာအတန်ခတ်တိုးတို့နဲ့ညှိညူနေလေတယ်ပေတူးနဲ့တားရီတို့ကလည်းဘာလို့ဘာကံမှမသိအောင်မဖြစ်နေကြတော့တယ်ရွာရှိပိုင်းမှာဦးသားတို့နေမှာတော့ထလန်းဆရာကြီးကအိမ်ဦးကမှာဇပွဲလုံးကိုချကအဲ့ဒီဇပွဲပေါ်မှာငါပြောပွဲအုံပွဲနတ်ယုံနေတခြားအမျိုးမျိုးမသိတော့အယုံများချထားကတမင်ငွေထိုင်နေတယ်အဲ့ချိန်ပြောင်းဝါမှာဖိုးရင်းနဲ့သားကတက်လာတာကိုအိမ်ရှင်ဦးသားတို့မြင်တဲ့အခါဖိုးရင်းနဲ့သားမင်းတို့ငါ့ကိုဘာလာလုပ်ကြလဲဟိုဧည့်သည်ရောက်နေကြလို့ဗျာကျုပ်တို့ဘာများခိုင်းတယ်ရှိမလဲသိကြလို့လာတာဧည့်သည်ဘယ်မှာတော့သူကထလန်းဆရာကွာငါအိမ်မှာတဲပြသည်ဆိုလို့တဲခိုင်းတာခုအိမ်ကမှာဘာတွေလုပ်နေမှမသိပါဘူးဘိုက်တာတော့ဝေးဘိုးတင်မင်းမပါလာလားဟုတ်တယ်ဗျာဘိုင်းနဲ့ကျုပ်ပါနဲ့ရန်ညိုးရှိလို့လားဟာကိုုံနဲ့ငါနဲ့အဆင်ပြေပါတယ်ကွာမင်းကလည်းစကားဆန်းနေလာပြောနေပဲကျုပ်ပါဘသူ့နင့်အောင်လုပ်ဖူးလို့လေဘသူမှမလုပ်ဘူးလေကျုပ်ပါအခုဘိုင်းအိမ်ရောက်နေလူရနှိမ့်ဆက်နေတယ်ဗျာဟာမဟုတ်တာသူကအိမ်ကမှာထိုင်နေတာပါဟာမယုံရင်သွားမိကြည့်ဗျာသူဘာလုပ်နေလဲဆိုတာဦးသားတော်ကသူကြီးအိမ်ပေါ်တက်လာတဲ့ဖိုးထွေးသားနဲ့မောင်ဘိုးထင်တို့ကတလဲစီကြည့်လိုက်ပြီးအိမ်ကမှာပွဲပေးပြီးတော့ထိုင်နေတဲ့ထလန်းဆရာကြီးရဲ့နားကိုတိုးကပ်သွားကဆရာအိုကျုပ်ဆရာကြီးကိုတခါမှမမြင်ဘူးပေမဲ့ထလန်းဆရာဆိုတာနဲ့ပဲကြည်ပြူလက်ခံပြီးတော့အဲ့ဝကြည်တယ်နော်ဟုတ်ပါပြီနောက်မှပြောပါဒီကောင်ကိုရှင်းလိုက်အောင်မယ်နေပါဦးဘယ်ကောင်ကိုရှင်းနေရလဲဒီကောင်စီကိုနတ်ဘလူးလွတ်ထားပြီဒီကောင်ခံနေရပြီနေပါဦးဘသူ့လုံနေရလဲဆရာဝဲဘသူရှိရမှာလဲဒီရွာအောင်လန်းဆရာကအုံးကိုပေါ့ဘာဦးသားတော်ကအဲ့လိုသာပြောနိုင်ပြီးတော့မောင်ဘိုးတင်ကိုလှည့်ကြည့်လိုက်လေတယ်မောင်ဘိုးတင်ကအချိန်စားခြင်းမရှိဘဲနဲ့ထလန်းဆရာကြီးရဲ့ရှေ့မှာစပွဲဝိုင်းကိုအားနဲ့လှမ်းပြီးတော့မှောက်လိုက်လေတယ်မထင်မှတ်ထားတဲ့အဖြစ်ကြောင့်ထလန်းဆရာကြီးကမောင်ဘိုးတင်ကိုကြည့်ကတောက်တစ်ချက်ခောက်လိုက်ပြီးသူ့၏လွယ်ထဲမှာတစ်ခုခုကိုထုတ်နေစေမှာဘိုးတင်နဲ့သားကထလန်းဆရာကြီးကိုဝင်လုံးပြီးတော့ချုပ်ထားလေတော့တယ်အားကောင်းမောင်းတန်လူငယ်နှစ်ယောက်ချုပ်ထားမှုကိုထလန်းဆရာကြီးမှမယုံနိုင်ပဲဦးသားတော်အားခမရလည်းထလန်းဆရာမဟုတ်လားကျုပ်ကူညီလေခမရကကျုပ်ရွာသားကိုထိကန်လှုပ်တာကိုဘသူ့ကျုပ်ဘသူ့ဘာလုပ်လို့လဲကိုအုံးခမရဖေးနာနဲ့တိုက်နေမဟုတ်ဘူးလားဟာသူကအောက်လန်းဆရာလေးခမရရွာသားလို့တတ်မှတ်လို့မရတော့ဘူးတော်စမ်းပါဗျာကျုပ်ငယ်ငယ်ကဒီရွာမှာနေလာကိုအုံးကြောင့်ကျုပ်တို့ရွာတစ်ခါမှဒုက္ခမရောက်ဘူးဟာအောက်လန်းပညာတွေကဘယ်တော့မှမကောင်းဘူးပညာမကောင်းတာကျုပ်လက်ခံလူကကောင်းနေဗျာမင်းပြောတော့အထက်လန်းဆရာဆိုအခုဘလို့ဖြစ်တာလဲဥသာတော့ထက်လန်းဆရာဆိုတာအမားနဲ့မှခွဲတတ်ရမှာမဟုတ်လားငါနဲ့မတူလို့ငါရသူလုံနေလို့မရဘူးလေဒီပညာတွေကလူတွေကိုဒုက္ခပေးလားစိုးသွမ်းလားဆိုတော့တေချာသိမှအဲ့ပညာတွေကိုဆုံးမမှာမဟုတ်လားခင်ဗျားလုံနေတာမဟုတ်သေးဘူးထက်လန်းဆရာကျင့်ဝတ်နဲ့ညီရလားကျုပ်ကတော့မထင်ဘူးဥသာတော်ကြီးစကားကြောင့်ထက်လန်းဆရာကြီးကငိမ့်ငိုင်သွားလိမ့်တယ်အဲ့နောက်စိတ်မကောင်းသောလေတံဖြင့်ဒါဆိုရင်ကျုံကြီးမှလေပညာနဲ့အတိုက်ခံပြီးတေတာကရောဘလို့တရားမျှတမှုပေးမှလဲပြောသမ်းပါဦးဆရာကြီးမားနေပြီဗျာကျုံနဲ့ကျုပ်ပါအောင်လန်းဆိုမြဲဘသူ့မှဒုက္ခမပေးဘူးအထက်လန်းဆရာမဟုတ်ပေမဲ့တချို့တရေဝင်ပူးတာတွေပါလို့ထုတ်ပေးပြီးတော့လောက်ကင်စားနေကြကျုပ်တစ်ခုသိကျင်တယ်ဗျာဆရာကြီးရဲ့မြည်ကိုတေစေတဲ့ပညာတွေကိုဆရာကြီးမဖော်နိုင်ခဲ့ဘူးလားငါဖော်နေတာပဲဘလို့မဖော်မရဘူးဒါကြောင့်ငါပညာတွေအကုန်လုံးဆုံးသွားတယ်ဆိုပြီးထွက်လာအဲ့ဒါဆိုဆရာကြီးမားတာပဲဗျာကျုပ်တို့ယုံနေဆိုရင်ဆရာကြီးမြည်ကိုပြုစားတဲ့ပညာတွေကိုရှာပေးကျင်တယ်ဗျာဆရာကြီးလက်ခံနိုင်မလားထလန်းဆရာကြီးကခလေးသားသားမောင်ဘိုးတင်ရဲ့စကားကိုအလေးမထားဘဲတော့မနေပြီအခုအိမ်ပေါ်မှာရှိနေသူများကိုကြည့်ရသည်မှာရိုးသားသူများဖြစ်သည်ကိုတော့သူသိပေတယ်အစောကဥသာတွန်းပြောတဲ့စကားများကလည်းမှန်နေလေရာအမှန်တကယ်ပြူစားတဲ့ပညာတွေကိုသာသူပို၍သိကျင်လာတော့တယ်ဒါကြောင့်ကောင်းဦးတမင်ဖြစ်နေတော့ခုချိန်မှာဆွဲရမှာပဲဟုတွေးလိုက်ကမောင်ဘိုးတင်စကားကိုကောင်းညှိမ့်လို့လက်ခံလိုက်ပါလေတော့တယ်အောင်လန်းဘိုးတင်နဲ့ထလန်းဆရာအော်ဒီကဤမြလားမကြမီအောင်လန်းဘိုးတင်နဲ့နှစ်မျက်နှာအမိရဇလန်းလေးကိုတင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာဆိုတော့ဒီနေ့မှာအားလုံးတင်ဆက်ပေးသွားမယ့်ဇလန်းကတော့အောင်လန်းဘိုးတင်နဲ့နှစ်မျက်နှာဆိုဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဆင်သင့်ပြီဆိုရင်ကျွန်တော်ဒီနေ့စီစဉ်လေးကိုစလိုက်ပါမယ်ခင်ဗျာလဲစီပေါ်မှာလိုက်ပါလာကြတဲ့ကောင်လေး9ဦးတို့ဟာဒေါက်တာတဘာဝရှုခင်းများကိုခန်းစားပြီးတော့လဲလန်းတစ်လျှောက်လဲကိုဖြည်းဖြည်းမောင်းလာရင်းနဲ့စကားတပြောပြောနဲ့တနေရာကိုသွားနေကြတယ်လဲကိုနောက်ပြန်ခြေလွဲစီးနေတဲ့ကောင်လေး2ယောက်ဟာသူတို့ရဲ့နောက်မှာလမ်းလျှောက်ပြီးတော့လိုက်လာတယ်လူကြီးတယောက်ကိုဆရာကြီးလဲမော်တက်ပါလားနေရာရှိပါတယ်ဗျာလမ်းမေးလျှောက်ပါမယ်ကောင်လေးတို့ရဲ့ရပါတယ်
လာပါဆရာကြီးဟာကျုပ်တို့မေးစရာလေးရှိလို့ပါလဲဥမှာဆိုတော့ဆရာကြီးနဲ့စကားပြောတာပိုအဆင်ပြေတာပေါ့အေးအဲ့ဒါဆိုလဲနေရာမျှကွာလာပြီရတယ်ကိုတို့လဲကနာရုံဗျာဆရာကြီးလဲပေါ်လိုက်မယ်အေးပေတူမှလဲကိုရက်ခိုင်းလိုက်တာနဲ့နွားကျုပ်ကိုတင်းလိုက်ပြီးတော့ကျွတ်နဲ့ပါဇက်မှလည်းနွားများကိုချော့လိုက်သူမှလဲမောင်းသူตายရဖြစ်ပြီလေလဲရက်သွားတာနေမောင်ဘိုးထင်တို့လဲနောက်မှာလမ်းလျှောက်နေတဲ့အထက်လန်းဆရာအောကိုလဲပေါ်ကိုတွဲပြီးတော့တက်စီတယ်အထက်လန်းဆရာကြီးကလိုက်သိပြီးတော့ကုညီချင်းသိရှိကြတယ်မောင်ဘိုးထင်တို့ကိုသဘောကျနေပြီးပြုံး၍ကျေးဇူးတင်ကြောင်းကိုပြောလာလေတယ်အဲနောက်လဲပေါ်မှာအဆင်ပြေသလိုထိုင်လိုက်ရင်းနဲ့ဘိုးတွေကိုကြည့်ကစကားဆိုလိုက်လေတယ်ငါမြည်မလေးသာရှိရင်ဒီကမောင်ရင်လေးအရွယ်လောက်ပါပဲဟုတ်လားဆရာကြီးမြည်မလေးကဘာဖြစ်တာလဲဆိုတာကျုပ်တို့ပြောပြပါဦးမပြောချင်မိမယ်ပြောရမှာပေါ့ကွာကျုံမီလေးနာမည်ကရေဒနာလို့ခေါ်တယ်နာမည်ကရေနာလို့မှဲ့ထားသူကျုပ်ကလည်းကျုံမီလေးကိုရေနာတွေထပ်ပို့ပြီးတန်ဖိုးထားတာပေါ့ဒါနဲ့သူ့မိဘတွေကရောဆရာကြီးငါသမီးကငါမြည်ကိုမွေးပြီးတော့မကြခင်မှာပဲဆုံးသွားတာငါသမက်ကတော့ဘယ်ပေါက်လို့ဘယ်ရောက်နေမှမသိပါဘူးကွာဘယ်လိုဖြစ်တာလဲဗျာငါသမီးကဘယ်ကမှမသိတဲ့ကောင်တော့လိုက်သွားတာတနေ့ကြော်ကြတော့ကိုဝင်ကြီးနဲ့ပြန်ပြီးတော့ရောက်လာတယ်လေဩငါမြည်လေးရေနာလေးမွေးပြီးတော့တလားလောက်မှပဲငါသမီးကဆုံးသွားတယ်အဲ့တော့မြည်လေးကိုပဲငါပိုးမွေးသလိုမွေးလာတာမြည်လေးကလှလဲလှသလိုလိမ်မာပြီးတော့ညံလဲကောင်းနေကွာငယ်ငယ်ရွယ်နဲ့ရက်ကန်းခတ်တာကိုသင်ပြီးတော့အကွက်ဆန်းတွေထွင်ပြီးခတ်နိုင်တယ်ဒီတော်တာအဲ့ဒါနဲ့ငါလဲရက်ကန်းစီလေးထောင်ပေးလိုက်တာပေါ့ငါမြည်ကိုငါရက်ကန်းစီထောင်ပေးတော့သူ့အသက်က15နှစ်လောက်ပဲရှိသေးတာတော်လဲတော်တီလဲတီးတယ်ဆိုတော့အဲ့ဒီအချိန်တွေကငါအတော်ပျော်ခဲ့ရတာကွာအဲ့လိုနဲ့ငါမြည်လေးသက်16နှစ်မှာလုပ်ငန်းကလည်းအတော်လေးကိုအောင်မြင်လာတယ်ပေါ့ဒီနေ့ငါပယောကသွားကူပြီးပြန်လာတဲ့ချိန်မှာပဲငါမြည်လေးဆုံးပြီတယ်ရွာလူတွေပြောတာတော့လေးဘက်ကုံခွေးလို့ဥပြီးသွေးအိုင်နဲ့အသက်ထွက်သွားတယ်ကွာငါချက်ချင်းသိလိုက်တယ်ဒါပညာတွေရဲ့လက်ချက်ဆိုတော့ဒါပေမဲ့ဘယ်သူလောက်တာလဲငါမသိဘူးအဲ့ဒါနဲ့အခုလိုအမောင်ပညာတွေအကုန်လုံးနှိမ်နှင်းပြစ်မယ်ဆိုပြီးယူမိုင်းဆုံးဖြတ်ချက်ချပြီးလုံနေခဲ့တာပဲမောင်ရင်တို့ရဲ့အထက်လန်းဆရာကြီးဩဟာစကားအများကြီးပြောနေနေမှာသူ့မိမလေးကိုသတိရသွားဟန်ရှိတော့တယ်မျက်လုံးမှာရေဝဲနေမျက်ရည်စာများကိုပါပြင်းမော်စီးမကြစေဖို့မျက်တောင်ပုတ်ခတ်လုံရင်းမနိုင်တာကြောင့်ကြာလာတဲ့မျက်ရည်များကိုလက်ကောက်ဝန်းဖြစ်တုပ်နေလေတယ်အဲ့တော့မောင်ဘိုးထင်ကဆရာကြီးကျုပ်တို့အဲ့လူရုံးမှာကိုရအောင်ဖော်ထုတ်ပေးပါမယ်ငါလည်းသိကျင်တယ်ကွာတီးရလို့ကတော့အဲ့ဒီကောင်အသေးအသက်ပြင်းမယ်စိတ်ချပါဆရာကြီးကျုပ်တို့မရအောင်ဖော်ထုတ်ပေးမယ်ဒါနဲ့မင်းတို့ကဘလို့ဖော်ထုတ်မှာလဲကွာငါလိုအထက်လန်းဆရာတယောက်တော့မသိတာမင်းတို့ကဘလို့လုပ်သိနိုင်ပါမလဲဆရာကြီးတို့အထက်လန်းနေမှာကျင့်ဝတ်တွေစောင့်ထင်းရတယ်ရှိတယ်မလားကျုပ်တို့ကဆရာကြီးတို့လိုစောင့်ထင်းစရာတိတ်မရှိတော့အစင်မေတဲ့နီးကိုသုံးလို့ရတယ်လေအေးမင်းပြောတာလည်းဟုတ်တော့ဟုတ်သားဟာကဲရွာကြောင်းသာအရင်သွားကြစို့ကွာနေပေါင်းဆရာကြီးရွာနာမည်ကတနတ်ပင်ရွာလို့ခေါ်တယ်ကွာတနတ်ပင်ရွာအိုင်နောက်ตายကနွားများကိုမြန်သွားစေဖို့တော့ငောင်းငန်းလိုက်ရာနွားများကခြေလန်းတွတ်ဖြင့်လှဲလေးကိုတဲဆောင်သွားပါလိမ့်တော့တယ်နန်းစောစောထွက်လာတဲ့မောင်ဘိုးတွေတို့လဲကလေးဟာညနေအချိန်ခါတွေမှတနတ်ပင်ရွာကိုရောက်လာကြတယ်နာမည်တီသာတနတ်ပင်ဖြစ်ပြီးတော့အမှန်တကယ်ပေါ်ဒီမှာဂွေးသီးများနဲ့ဂွေးတောင်ပင်များပင်ဖြစ်တော့တယ်ဂွေးတောင်နွယ်များနွယ်တက်နေတဲ့တစ်ပင်အများပြားကိုတွေ့ရပြီးဂွေးသီးပင်များပေါ်မှာလည်းတွေ့တက်နေပြီးတယ်ပေတူကရွာထဲကိုဝင်လိုက်တာနဲ့မြင်တွေ့ရတဲ့အရာများကိုသူ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲထက်လန်းဆရာကြီးကစကားဆိုလာလေတယ်ဆရာကြီးပြောတာတော့တနတ်ပင်ရွာနော်ပေါ်တာတော့ဂွေးပင်နဲ့ဂွေးသီးနောက်ပြီးတော့ဂွေးတောင်ရွာနာမည်နဲ့ဆိုတော့တော်တော်လေးကိုလမိုင်းမကတ်တာပဲတကယ်ကဆရာကြီးတို့ရွာကိုဂွေးတော်ရွာလို့ပေးရမှာဗျဒီကောင်လေးကတော့ပေါက်ကြတော့ပြောတာပဲကဲရှေ့ကအိမ်ဝိုင်းထဲကိုလဲဝင်လိုက်အဲ့ဒါငါအိမ်ကွာတာယာကထက်လန်းဆရာကြီးပြောတဲ့အိမ်ဝိုင်းထဲကိုလဲကိုမောင်းဝင်လိုက်လေတယ်လဲကိုရက်လိုက်ပြီးတဲ့နောက်လဲပေါ်မှာရှိတဲ့သူများကလဲအောက်ကိုဆင်းကြပြီးတော့အညောင်းဆက်နေကြလေတယ်ထက်လန်းဆရာကြီးကအိမ်အောင်တန်းရကိုလက်ညှိုးထိုးပြပြီးတော့ကောင်လေးတို့ဟိုတန်းရမှာထိုင်ကြအောင်ကွာပြီးရင်ငါထမင်းချက်ကျွေးမယ်ရပါတယ်ဗျာဘိုင်းမစားသေးပါဘူးကျုပ်တို့လည်းကုလုပ်ပေးပါမယ်အခုတော့နားလိုက်ပါဦးမောင်ဘိုးထင်တော့ထက်လန်းဆရာကြီးနဲ့တူအိမ်အောက်ကိုလိုက်သွားကြလေတယ်အဲနောက်တန်းရမှာထိုင်ပြီးတော့ခိတ္တနားနေလိုက်ကြတယ်လဲဖြုတ်နေဖိုးထွင်းနေတာယာကိုဆရာကြီးဘောကကောင်းလေးငါအိမ်မှာတော့တင်းကုန်းမရှိဘူးအိမ်ဘေးကငါတကယ်ချင်းအိမ်မှာတော့တင်းကုန်းရှိတယ်သူနွားတွေကတောဝင်နေဆိုအဲ့ဒီမှာသွားချီအောင်ဦးဟောကချန်စီကိုခတ်မထားတဲ့သူကြီးအိမ်ကျောဘက်မှပြင်အောင်အိမ်ကြီးဘက်ကိုရှေ့မှာဥဆောင်သွားလေတယ်ဖိုးထွင်းနေတာတို့ကလည်းနွားတကောင်စီဆွဲကဦးဟောနောက်ကိုလိုက်သွားကြတယ်ဦးဟောကအိမ်ကြီးကိုကြည့်လိုက်ပြီးဟေးတန်းဖေဟာငါအော်ပြန်အောင်ပြီလားကွာအေးငါမင်းတင်းကိုတဲ့နွားခဏချီကျင်လို့ဟေ့မင်းနွားဝယ်ခဲ့တာလားမဟုတ်ပါဘူးတကယ်ချင်းဟာငါမိတ်ဆွေတွေရဲ့နွားပါအတန်သာပေးနေဦးရောရဲ့တကယ်ချင်းဟာအိမ်ရောက်ကိုဆင်းလာပြီးဘိုးလေးတို့ကိုတလဲဦးရောကိုတလဲကြည့်လိုက်ပြီးဘာများပြောတာလဲလို့ငါအော်ရာမင်းမိတ်ဆွေတွေကငါမိတ်ဆွေတွေဘောကွာငါတို့တင်းကိုတဲ့ချီထားကြနှမ်းပန်းနဲ့မျက်စချင်းနဲ့ထည့်ထားတယ်ကျွေးထားကြကွာဘိုးရင်းနဲ့သားတွေစိတ်ထဲမှာဦးတန်းဖေဆိုတဲ့လူကြီးဟာတော်ကိုသဘောကောင်းနေကိုထင်မှတ်လိုက်ပြီး
အဲ့ဒီလူကြီးရဲ့ရုပ်ရည်ဟန်ပန်းနဲ့စိတ်သဘောထားမှာတော်လေးလိုက်ဖက်သည်ဟုပင်စိတ်ထဲကကြိတ်၍ချီးကျူးလိုက်မိတယ်သူတို့နှစ်ယောက်နွားကိုချီးပြီးတော့ဦးဟော၏အနားကိုပြန်လာစဉ်ဦးဟောနဲ့ဦးတန်းဖေစကားပြောနေတာကိုတွေးလိုက်ရတယ်ငေါဘလို့လဲကွာလူရောမှာကောင်လက်စားချီနိုင်ခဲ့ပြီလားမတွေးပါဘူးတန်းဖေဟာငါလည်းအဲ့လိုလှုပ်တဲ့ကောင်တတ်ချင်တယ်ကွာထားလိုက်ပါတန်းဖေဟာအဲ့ဒီကောင်ငါရောက်အောင်ဖော်မှာပါငါဧည့်သည်တွေပါလာလို့ငါအိမ်ပြန်အောင်မယ်ကွာအေးမင်းလိုတာရှိရင်လမ်းအောင်လိုက်ကွာဦးဟောကခေါင်းညိတ်အတိမတ်ပြုတ်လိုက်ပြီးတော့သူ၏အိမ်ရှိရာကိုပြန်လာခဲ့လိုက်တယ်အဲ့နောက်မောင်မိုးတင်တို့အိမ်ဖို့အတွက်အိမ်ပေါ်မှာနေရာများချကသူတို့ပါလာတဲ့ပစ္စည်းပစ္စည်းများထားဖို့နေရာပြလိုက်ပြီးမိဖို့ကြောင့်ဘက်ကိုထမင်းုံတဲဖို့အတွက်ထွက်လာခဲ့လိုက်လေတယ်တာအေးကဦးဟောနောက်မှာလိုက်သွားပြီးတော့ဆရာကြီးထမင်းုံကျုပ်တဲလိုက်မယ်မင်းတို့ကဧည့်သည်တွေကွာနေငါပဲလုပ်ပါမယ်ခရီးအတူတူပြန်လာတာဗျာပြီးတော့ဆရာကြီးကအသက်ကြီးပြီကျုပ်တို့တက်ပိုပင်မန်းမှာပေါ့ထမင်းုံနဲ့ဆန်အောင်ပဲပြပါဆရာကြီးကျုပ်တို့လုံနေကြတယ်ပါကဲပြောမရတော့လဲချက်ကွာမင်းတို့ကဧည့်သည်လူမနေတတ်တော့ငါတက်တာပြီပေါ့ဆန်ကတော့ကြီးချလိုက်ကွာထမင်းဦးရှိတယ်အိမ်မှာညများချက်မယ်ဆရာကြီးကျုပ်ကောင်နေကြောင်ကျုပ်သိတယ်ဟင်းချက်ဆရာသွားဝယ်အောင်ပါကွာရွာဦးပိုင်းမှာအခုလိုညနေဆောင်ဆိုဝက်ဖော်မလားပဲငါတော့တက်လို့စားနေတာကြာပြီမင်းတို့အသားစားကြတယ်မဟုတ်လားဦးကြီးစကားကိုအိမ်ရှိကမ်းမှာရှိတဲ့မောင်ဘိုးတင်တို့ကြားတဲ့ခါစားတော့ဗောဆရာကြီးကဲအဲ့ဒါဆိုငါသွားဝယ်လိုက်ဦးမယ်ကျုပ်တို့နှစ်ယောက်လိုက်ခဲ့လို့ရလားဆရာကြီးရွာထဲကိုလိုက်ကြည့်ချင်လို့ရတာဗောကွာလာလိုက်ခဲ့မောင်ဘိုးတင်နဲ့ပေတူးတို့ကဝမ်းသာသွားကဦးအောင်နောက်ကိုလိုက်ပါသွားကြလီတော့ဒီဦးအောင်နဲ့တူမောင်ဘိုးတင်နဲ့တာရီတို့စကားတပြောနဲ့ရွာလေလမ်းတိုင်းလမ်းဆောင်နေကြတယ်ဦးအောင်မှာသူမိမလေးဝတ်သားလွန်ကြိုက်တဲ့အကြောင်းကိုပြောပြနေသေးတယ်ငါမီးလေးကဝတ်သားသိကြိုက်တာကွာသူကဧည့်သည်လေးလိုက်တားပြောတာမောင်ကြီးငယ်ရွယ်နဲ့ငွေသားရှာနိုင်တာကလေးစိတ်ကမပြောက်ဘူးကွာဝတ်သားချက်တဲ့နေ့ဆိုငါပခုံးကိုဖတ်ပြီးဝမ်းသာနေတာများကွာသူမဆုံးခင်ထိငယ်ကအကျင့်မပြောက်ငါလည်းထက်လန်းဆရာဆိုတော့ကြားသားမြင်သားမစားပြီမယ်ဝက်ဖို့ရင်တော့ငါမီးလေးတော့ဝယ်ပေးချက်ပေးဖြစ်တယ်ပေါ့ကွာမဘိုးတင်ကဦးဘောတန်တိမ်သွားရင်ကြည့်လိုက်မိရဦးဘောကြီးမြတ်ဝန်းတို့ကသူ၏မိမလေးနဲ့အတူတူရှိခဲ့တော့တိတ်အားပြန်မြင်အောင်နေသူထင်ပြီးတော့တယ်ခင်တွေစားဆိုပြီးသူ၏မိမလေးသာရှိခဲ့တဲ့ဦးဘောတယောက်မိမလေးကိုဆုံးရှုံးလိုက်တဲ့ခါမှာတော့မိမခံစားရသည်လဲဆိုသည်အားမောင်ဘိုးတင်တို့ကိုချင်းစာပြီးတော့တယ်ဒါကြောင့်မိဘနှစ်ယောက်ကိုရှင်ခွဲအောင်လုပ်ခဲ့တဲ့လူယုံမှာပညာသည်အတော့ကိုမုံတီနေပြီးအတွေးပေါင်းစုံနေမောင်ဘိုးတင်တို့လမ်းလျှောက်လာရာလူများအုံနေတဲ့အိမ်ဝိုင်းတစ်ခုရှိကိုရောက်လာကြလိမ့်တော့တယ်အဲ့ဒီလူများကဝတ်သားဝယ်ဖို့အတွက်စောင့်နေကြတယ်သူများဖြစ်ကြတယ်အဲ့ထဲမှာမောင်ဘိုးတင်တို့ထက်ငယ်တဲ့ကလေးများကဝံမွေးချင်းတဲ့လူကြီးတယောက်နားမှာတပွဲလေလုံနေအချင်းချင်းတီးတိုးစကားပြောနေကြသေးတယ်တန်းစုံခုတကဝံမီးရရင်မင်းပဲအကုန်မစားနိုင်တော့မင်းကလူကောင်ကြီးတယ်ဆိုဝံမီးအရင်ကိုစားတယ်ငါတို့တော့အဖျားပဲကြွေတယ်မင်းတို့ဘာမှမလုပ်ရဘူးငါဝံမွေးချစ်တဲ့သူငါအိမ်ကအရက်တစ်ပိုင်းခိုးတိုက်ရတာဒီဝံမွေးရဖို့ကွာမသိဘူးမင်းကဝေဝင်များတော့လှုပ်တင်တယ်အဲ့ဒီကလေးများမှာဝက်ဖော်တွေကဝက်မီးကိုအလစ်တုပ်ပြီးဖုတ်စားတယ်လူရှုပ်ကလေးများဖြစ်ကြတယ်မောင်ဘိုးတင်ကအဲ့ဒီကလေးများကိုကြည့်နေမှာဝက်မွေးချစ်ပြီးသွား၍ရေလောင်းတန့်စင်ကဝက်ပိုက်ကိုခွဲနေတဲ့လူကြီးတယောက်နားကိုသူတို့ထဲမှာလူကောင်ထွားကလေးတယောက်ကကပ်ပြီးတော့ခတ်တိုးတိုးပြောလိုက်ရာဝက်ဖြတ်သမားကအမိယာဖြတ်၍ပေးလိုက်သည်ကိုတွေ့ရလေတယ်အဲ့ဒီကကလေးများကဝမ်းသာအားဖြင့်ပြေးထွက်သွားကြလေတော့တယ်ဝက်သားများခုတ်တဲ့အချိန်မှာတော့ဝက်သားလာဝယ်ကြတဲ့သူများရဲ့အတန်ကပွက်လောရိုက်လျက်ရှိကြပြီတော့တယ်ဟေးလောက်ဝေးငါ့အသားကောင်းတာတရဲတော့ငါဘက်ကငါအသားရွေးမယ်ရွေးလို့မရဘူးကျုပ်တို့ပေးတာပဲယူရမယ်နင်တို့ကအဲ့လိုကြီးပဲမကျင်နဲ့မွယ်နဲ့ဗျာရှင်းပဲရောင်းလိုအားတဲ့ဝယ်လိုအားများနေတဲ့အခါဝက်သားရောင်းသူများကလေတံခတ်မှနေဖြစ်တော်တယ်ဝက်သားခုတ်ဖြတ်ပြီးတွဲနေတဲ့လူများကိုဦးဟောကမြင်လိုက်တဲ့အခါမှာတော့ဟဲ့အောင်လေဆရာဟောရောက်နေအောင်မင်းတို့မပြောကြဘူးဆရာတို့ကအသားကောင်းလေးလာဝေးသုံးတွဲပေးကွာအိမ်မှာဧည့်သည်တွေရောက်နေလို့ဟုတ်ကဲ့ပါဆရာကျုပ်အပေါ်အနေနဲ့ဝက်သေး120သားထည့်ပေးလိုက်တယ်နော်ဖိုးကပေးကြမလို့ဗျကျေးဇူးပါကွာရော့ဖိုးဦးဟောကလာဝင်းဆိုတဲ့ဝက်သားရောင်းသူကိုကြားသိငွေပေးလိုက်လေတယ်တခြားသူများဆိုရင်အပေါဆိုးတဲ့ထိုးသူမှာဦးဟောကိုအတော်လေးစားစားဆက်ဆံနေရကိုလည်းတွေ့ရတယ်အလဲကြော်တဲ့ခါမှာသူရင်ရောက်တယ်ငါရင်ရောက်တယ်ငင်းခုန်နေကြတဲ့ရွာသားတွေကလည်းဦးဟောကိုပြုံးရည်သာနှုတ်ဆက်ကြပြီးတော့စောတကမတက်ကြပြီအဲ့ဒီချင်းအားကြောင့်ဦးဟောကဒီရွာမှာအတော့ကိုလူအသိရှင်အသိဖြစ်သည်ဆိုသည်အားမျက်မြင်တွေ့လိုက်ရပြီတယ်ဝက်သားဝယ်ပြီးသူတို့ပြန်လာတဲ့ချိန်မှာတော့နေဝင်နေပြီဖြစ်တော်တယ်ဒါကြောင့်ကလေးနှစ်ယောက်လည်းမော်ဒကောနဲ့သူတို့ရှိကိုပြေးလာကြပြီးဦးဟောအားဘာကြီးကျုပ်တို့ကဲပေါင်းကျုပ်တို့တဲစားတာခံရတော့မယ်ဟဲ့ကလေးတွေပေါက်ကြီးကဘာတွေပြေးလာတာတုံးဟာကျုပ်တို့ရွာပြန်မကြီးတဲ့မှာဝက်မီးပုတ်စားတာဟိုကောင်တန်းစော်ဘလို့ဖြစ်သွားမှမသိဘူးဘာတွေပြောနေမှလည်းမသိဘူးမောင်ဘိုးတင်ကအဲ့ဒီကလေးများစကားကိုနားထောင်ပြီးဦးဟောအားဆရာကြီးဒီကိစ္စသေးသေးလေးကိုကျုံနဲ့တာရှင်းလိုက်မယ်ပြီးမှအိမ်ပြန်လာခဲ့ပါမယ်အေးကွာအဲ့ဒါဆိုလည်းငါပြန်နေတော့မယ်ဟင်းချက်အောင်ပါဆိုတော့ဦးဟောကကလေးနှစ်ယောက်နဲ့မောင်ဘိုးတင်တို့ကိုထားခဲ့ကအိမ်ပြန်သွားခဲ့လေတယ်အဲ့နောက်မောင်ဘိုးတင်တို့ကကလေးတယောက်ကိုမင်းတို့ဝက်မီးဖုတ်တဲ့နေရာလိုက်ဖို့ကွာအကူတို့ကပြောပြလို့လားကျုပ်တို့လည်းအများကြီးကြီးပုံမပေါ်ဘူးနော်ငါတို့ကဇလေးနေတဲ့ဝင်နေပြီကွာလိုက်ပြစာရှိတာလိုက်ပြဘာကြီးရဲ့ဧည့်သည်တွေဆိုအထင်းတော့မသိပါဘူးဗျာက
ကလေးတယောက်ကလေတံလျှော့ကြံမရှိသေးတော့လေရှေ့မှာရှောက်သွားပြီးတော့သူတို့ဝမ်မီဖုတ်တဲ့နေရာကိုလိုက်ပို့ခဲ့ပါလိမ့်တော့တယ်မဘိုးရင်နေတာကတနက်ပင်ရွာမှသူတို့ထက်ငယ်တဲ့ကလေးများခွာနောက်ကိုလိုက်လာခဲ့ကြလိမ့်တယ်အဲ့ဒီကလေးများရွာနောက်ပိုင်းမှာရှိတဲ့မကြီးပင်တန်းအောက်ကိုခေါ်လာခဲ့လိုက်တယ်သူတို့ကမကြီးပင်တန်းရဲ့အနောက်ကိုလည်းညှိုးထိုးပြရင်းအခုတို့ဒီမကြီးပင်တွေပေါ်ကနေတက်ကြည့်ရင်နောက်ဘက်အသေးညာကိုမြင်ရတယ်ဗျဒီမကြီးပင်တန်းရွာအဆုံးပဲအေးဟုတ်တယ်အင်းဒီတော်သိမရှိဘူးမင်းတို့တွေဘာလာလောက်တာလဲဝမ်မီလာဖုတ်စားတာဗျဟိုမှာမီးဖို့တွေ့တာအဲ့ဒီမီးဖို့ဘေးကတန်းစော်ပဲအကောင်ဝမ်မီစားနေအောင်ကြည့်ပါအောင်အဲ့ဒါမဖို့ရသေးတဲ့အစိမ်းကိုရဲ့ကလေးတယောက်ကမကြီးပင်အောက်မှာရှိတဲ့မီးဖို့ဘေးမှာကထွားထွားကလေးတူးကိုလက်ညှိုးထိုးပြပြီးတော့ပြောလေတယ်အဲ့ဒီကလေးကဘလူးတည်းဝင်စီးနေသည့်လားဝမ်မီအစိမ်းကြီးကိုကိုင်စားနေလေတယ်အဲ့ဒီကလေးမူရာကိုကြည့်လိုက်တာနဲ့အစိမ်းတည်းတကောင်ဝင်ပူးနေသည်မှန်သိတာစီတယ်အဲ့တော့မောင်ဘိုးထင်ကအဲ့ကလေးနားကိုသွားကဟဲ့ကောင်နေမရှက်ဘူးလားကလေးတွေဝမ်မီကိုလူစားနေဟလားငါဘိုက်စားနေပြီငေါ့ကျွေးမယ်ဆိုပြီးဒီနာဆောင်းခိုင်းတာကောအခုဒီငေါ့လာမကျွေးသေးဘူးငါဘာကောင်လဲဆိုတာနေကြည့်တာနဲ့သိတယ်မလားငါနဲ့နေလို့နဲ့ဆိုတာသိတော့မစိမ့်ပါဘူးနေကအောင်လဲစရာမဟုတ်လားအေးဟုတ်တယ်ဒီကလေးစီကနေထွက်လိုက်အဲ့ဆိုငါနေဘာမှမလုပ်ငါဘိုက်စားတယ်ငေါ့လာကျွေးနေတော့ကောင်လေးအခုဒီမကျွေးသေးဘူးရွာတွေကိုလည်းဝင်ခွင့်မရဘူးဒီကောင်လေးကောင်းကိုညာတယ်ငါဘိုက်စားတယ်မဘိုးတွေကဝင်ပူးခံရတဲ့တဲမှာပြောစကားဝင်နာထောင်ပြီးတော့ဝင်ပူးနေတဲ့တဲကိုတနာလာပြီးတယ်အဲ့ဒီပြင်ရွာနားမှာတဲဆိုတာကြောင့်အချိန်တန်လင်းအကူကြီးရလို့ရညာတွေးလိုက်ကနင်ဝတ်သားစားကျင်လာလားငါနဲ့ဝတ်သားတစ်ပိတာဝယ်ကျွေးမယ်ဒီကလေးတွေကထွက်လိုက်တော့နင်တကယ်ပြောတာလားတကယ်ပြောတာနင်စားရင်လူတွေဝင်ပူးပြပြီးမစားနဲ့တခြားတိရစ္ဆာန်ဝင်ပူးပြီးတော့စားရမယ်ကြားလားဘယ်တော့ကျွေးမှလဲနင်ထွက်တော့လေငါဂရိတီစီရမယ်ငါနင့်ကိုယုံလိုက်မယ်မဟုတ်ရင်ငါအကြောင်းသိစီရမယ်နော်တဲမာရီလိုပြောပြီးတော့တန်းစုံအမြည်ရတဲ့ကောင်လေးစီမှာထွက်ပေးလိုက်လေတယ်အဲ့တော့မောင်ဘိုးတင်ကသူ့ခြေပွားမှခြေစာမုံကိုမျက်လုံးကိုကွင်းလိုက်ပြီးအမြင်ကိုဖွင့်လိုက်တဲ့အခါမှာတော့သူတို့နဲ့မလန့်မကန့်မှထိုင်နေတဲ့ရုပ်ဆိုးအကြီးတန်းလှတဲ့တဲတကောင်ကိုတွေးလိုက်ရလေတယ်မောင်ဘိုးတင်ကတာရင်နဲ့ကလေးများကိုကြည့်ကတိုင်မင်းကအိမ်ပြန်ပြီးတော့ဝတ်သားတွဲယူလာခဲ့ကွာကလေးတွေမင်းတို့ဒီကိုနဲ့လိုက်သွားကြကြားလားအိမ်ထဲမှာပဲနေအပြင်မထွက်နဲ့နော်တိုင်မင်းတယောက်တည်းပြန်မလာနဲ့ပေတူးပါခေါ်ခဲ့ကျန်တဲ့သူတွေလည်းဘာမှမပြောခင်နဲ့ကြားလားအေးမောင်ဘိုးတင်ကကလေးများနဲ့တာရင်ကိုမှာကြားတာရှိသည်များကိုမှာကြားပြီးတဲ့နောက်ပြန်ခိုင်းလိုက်တော့တယ်သူကိုယ်တိုင်တရေနဲ့မလန်းမကန့်မှာထိုင်နေတဲ့တရေကိုနင်းကောင်ယုံတယ်မလားယုံတယ်အဲ့ဆိုငါပြောမယ်ဒီမကြီးတဲ့နေနေတဲ့နေရာလားမဟုတ်ဘူးငါနေတာတင်းချိုင်းမှာရွာထဲကအောက်လန်းဆရာတောက်ကငါ့ကိုဒီမကြီးပင်မှာနေခိုင်းတာနင်တင်းချိုင်းကိုပြန်လို့မရဘူးလားမရဘူးနင်ဘာလို့ဒီမှာထားအိုတလုံးကရွာထဲကကောင်မလေးဝင်ပူးခိုင်းမှုဒီပင်မှာထားတာကောင်မလေးကိုငါဝင်ပူးနေတယ်ကောင်မလေးတည်သွားတယ်ကောင်မလေးကအခုမကျွတ်မလို့ဖြစ်နေတာအဲ့ဒါကြောင့်ရွာထဲမဝင်လာနိုင်အောင်ဒီကနေကောင်မလေးကိုမောင်းထုတ်ခိုင်းတာနင်ပြောတာငါတော့မှခေါင်းရှုပ်သွားတယ်တဲကမိသည့်စကားမှပြန်မပြောပြီအဲ့ဒီကဘာမှနားမလဲသေးတဲ့မောင်ဘိုးထင်ကနင်တို့တဲလောကလည်းရှုပ်လိုက်တာနေပေါင်းကောင်မလေးဘာလို့ပူးခိုင်းတာကောင်မလေးကလှတာရဲ့စီးပွားဖြစ်လာတဲ့ကြောင့်မနာလို့တို့အဲ့လိုလေရှိသေးတာလားရှိတာပေါ့သူဘသူလဲသိလားတောထဲမှာနေတဲ့ကောင်အဲ့ကောင်လုံးတာမင်းဝတ်တာမရောက်သေးဘူးလားငါစားနေပြီမဘိုးရတရေပူးကတ်တဲ့သူဟာတီးကျင်စိတ်ဖြစ်မိတော့တယ်။ဦးအောရဲ့ပြောပုံရဆိုသူ၏မိမလေးကလည်းပူးကတ်ခံပြီးအသက်ဆုံးပါရသည်ဆိုခဲ့တာကြောင့်သူ၏မလိုက်မကန်မှရှိနေတဲ့တရေဟာနောက်ထပ်ထပ်ပြီးတော့မေးလိုက်တယ်။ဟေ့အောင်ငါပြောတာမှန်တိုင်းဖြစ်မင်းကိုဒီမကြီးပင်တန်းကထွက်သွားလို့ရအောင်ငါလုပ်ပေးမယ်။မင်းပြောတာတကယ်လား။တကယ်ပေါ့ကွာမင်းကငါမေးတော့သိချဖြေ။အေးမေးတော့ဝတ်သားလည်းမလာသေးဘူးဆိုမင်းမေးတာငါဖြေမယ်။မင်းကိုထိန်းချုပ်ထားတာဘာလို့လဲ။ရွာပြည်အင်းတော်တွေကအောက်လန်းစရာတာတင်သူကမင်းကိုဘသူစီဝင်ပူးခိုင်းတာလဲရွာလေကရက်ကန်းရက်တဲ့ကလေးမလေးကိုဘာရေနာဆွဲကောင်မလေးကိုလားဟုတ်တယ်မောင်ဘိုးရင်ရင်တုံချင်းချင်းဖြစ်လာလိမ့်ဒါတော့မိသည့်စကားမှဆက်မပြောနိုင်ပဲဦးဟောထံကိုပြေးသွားခြင်းဒီစိတ်သာပေါ်နေတော့တယ်မကြတော့ချိန်မှာတာရင်နဲ့တူပေတူးပါလာခဲ့တော့တယ်ပေတူး၏လက်ထဲမှာတော့ဝတ်သားတွဲဆွဲလာတယ်မောင်ဘိုးရင်ကအနားကိုရောက်လာတဲ့အခါပေတူး၏လက်ထဲမှာဝတ်သားတွဲကိုယူကာတရေကြီးကိုပြလိုက်ပြီးရော့ငါတောင်းဝင်ကြည့်ရနော်သွားစားကြည့်သွားမောင်မိုးတင်ကဝတ်သားရဲကိုမကြီးပင်ပင်စီနားကိုချပေးလိုက်ပြီးတော့ဘေဒူးနဲ့တားရီကိုခေါ်ကဦးဟောကြီးအိမ်ကိုအပြေးတစ်ဖိုင်းနဲ့သွားလိုက်ကြပါလိမ့်တော့တယ်ဖိုးရင်းနဲ့သားဟင်းချက်နေကြဦးဟောကအိမ်ရောက်မှရေနံစီမီးကွက်လေးထုံးပြီးကိုင်းထဲမှာကွန်းတရားကိုရာကဝါနေလေတယ်အဲဒီချိန်အိမ်ဝိုင်းထဲကိုအပြေးတစ်ဖိုင်းနဲ့ရောက်လာကြတယ်မောင်မိုးတင်တို့ကြောင့်အနေငယ်စိုးထိတ်သွားပြီးတော့ဟေးကောင်လေးဘာဖြစ်လာလဲကွာအမောတကုန်းနဲ့ရွာကောင်လေးနဲ့ရန်ဖြစ်လာတာမဟုတ်ဘူးဆရာကြီးကျုပ်အောင်လန်းဆရာကိုသိရပြီဗျဘာပြောတယ်ကောင်လေးငါမီးလေးကိုပြူစားသွားတဲ့အောင်လန်းဆရာလားဟုတ်တယ်ဆရာကြီးတို့ရွာကလေးတွေပြဿနာကိုကျုပ်ဖြေချင်းပေးတယ်အမှတ်မတင်သိလိုက်ရတာဆရာကြီးဟုတ်ရောဟုတ်လို့လားကောင်လေးဟာဆရာကြီးကကျုပ်တို့မယုံလား
သူပြောတာတော့ရွာပြင်အင်တော်တွေကအောက်လန်းဆရာတာတင်နဲ့ဆရာကြီးတာတင်ဟုတ်လားတာတင်ကအောက်လန်းဆရာဟုတ်လို့လားဒီကောင်ကအေးဆေးနေခြင်းလို့ရွာပြင်ထွက်နေတဲ့ကောင်ကွာဆရာကြီးကျုပ်စကားကိုမယုံလည်းမတတ်နိုင်ဘူးဗျာကျုပ်ကဆရာကြီးပြောတဲ့တာတင်ကိုလီစေပြီးတော့ပြောရအောင်လေဒီညနေမှာဒီရွာကိုရောက်တာလေမောင်ဘိုးတင်ရဲ့စကားကြောင့်ဦးရောတွေးဝေသွားလေတယ်ရွာထဲမှာနောက်ပိုင်းမွေးတဲ့ကလေးများသာပင်လင်တာတင်ကိုမသိကြတာကြောင့်ဒီနေ့မှရောက်လာတဲ့မောင်ဘိုးတင်တို့တာတင်ကိုအပေကြောင့်သိနေရသည်လဲလို့တွေးမိကကဲကောင်လေးတို့ဒါဆိုငါတာတင်စီသွားမယ်ဒီကောင်းစီမရောက်တာငါမီးငငယ်ကလေးကပဲကျုပ်တို့လည်းလိုက်မယ်ဆရာကြီးဒီကိစ္စပြီးမှပဲထမင်းစားကြမယ်ညောင်လေးကြီးမရှင်းကြမယ်ဗျာဦးရောကတက်ကြွနေတဲ့ကောင်လေးတော့ကိုကြည့်လိုက်ကကဲလိုက်ရှင်သွားဆိုလဲလိုက်ကြကွာမီးရိမ်တခုတော့ယူခဲ့ရမယ်ဦးရောကလည်းပြောဆိုရေတံစီမီးကွက်ထဲထားတဲ့မီးရိမ်ငယ်လေးကိုယူကာသူ၏ဆေးလွယ်ကြီးကိုလွယ်လျက်ရှေ့မှဥဆောင်ထွက်သွားလေတော့တယ်အဲဒီကမောင်ဘိုးတင်တို့ကလည်းဦးရော၏အနောက်ကိုလိုက်ပါသွားကြပါလေတော့တယ်ဦးရောနဲ့မောင်ဘိုးတင်တို့ကရွာနဲ့မလန်းမကန်းမှရှိတဲ့တင်းချိုင်းကိုဖြတ်ကတာတင်နေထိုင်ရာအင်ပင်များစွာပေါက်ရအင်တော်တွေကိုသွားမိဖြစ်တော့တယ်အဲလိုသွားမိမှာအတန်းတော့ဝေးလေအခုတို့ရောက်နေဒီမှာရွာတင်းချိုင်းအနားတွေပဲရှိသေးတယ်အဲဒီချိန်ဦးရော၏အနားကိုတဲမတကောင်ကတ်လာပြီးအဲ့ဒီတဲမကညှိုးငယ်နေတော့မျက်နှာထားနေဖြစ်တော့တယ်မောင်ဘိုးတင်ကသူ၏မျက်လုံးကိုအမြင်ဆွမ်းဖွင့်ထားသည်မို့လို့အဲ့ဒီတဲမအကောင်းစွာမြင်နေရခြင်းဖြစ်တယ်မောင်ဘိုးတင်ကတဲမကိုမြင်ရမရှိတဲ့ဦးရောဟာဆရာကြီးတဲတစ်စီတွေကိုဆရာကြီးမြင်နိုင်လားငါဆေးကွင်းတော့မြင်နိုင်တယ်ကွာဒီတိုင်းတော့မမြင်နိုင်ဘူးကြိုးစားအောင်မယ်ဆရာကြီးမဆေးပါလားငါဆရာပေးခဲ့တဲ့မြက်ကွင်းဆေးတော့ပါတယ်ဟိုအဲ့ဒါဆိုဆေးကွင်းကြီးဆရာကြီးအတန်းကြားနိုင်လားအေးအဲ့ဒီဆေးတော့အတန်းမှာကြားရတယ်ကွာလို့တော့ဆရာကြီးမြန်ခွင်းဆရာကြီးကမှတဲမတကောင်ကတ်နေသူကြည့်ရတာရန်လိုတဲ့ပုံတော့မပေါ်ဘူးအေးဆရာကြီးကသူ့လွယ်ကြီးထဲမှဆေးတောင်တောင်ကိုထုတ်ကမျက်လုံးကိုတုတ်ကွင်းလိုက်ပြီးဆေးတောင်ကိုအိတ်ထဲကိုတရိုအသေးပြန်ပြီးတော့တိမ့်ထည့်လိုက်တယ်အဲနောက်မျက်လုံးကိုမိတ်လိုက်ပြီးတော့လက်အုပ်ကိုချီပြီးမြတ်စွာဘုရားကိုရှေ့ခိုးပါကြီးမြတ်တရားကိုရှေ့ခိုးပါကြီးတန်ခါရှင်မြတ်တို့ကိုရှေ့ခိုးပါကြီးအမိဖဆရာသမားတို့ကလည်းရှေ့ခိုးပါကြီးဦးရောကလက်အုပ်ချီပြီးတော့အဲ့ဒီလိုအတန်ခတ်ကြဲကြဲနေမတ်တက်ရရင်မှရှေ့ခိုးလိုက်ပြီးမျက်လုံးကိုဖွင့်လိုက်လေတယ်အဲဒီကသူ့မျက်နှာချင်းဆိုင်တွင်ရှိနေစပင်များရှုပ်ပွားကအတော်အယုတ်ဆိုးကြီးတန်တဲ့တဲမကိုမြင်တွေ့လိုက်ရလေတော့တယ်ဦးရောကတဲမကိုတေချာကြည့်ကငါမီးလေးဆုံးတော့ဝစ်ပေးလိုက်တဲ့အဝတ်စားတွေမဟုတ်လားဘယ်လိုလုပ်နင်းစီရောက်နေတာလဲအဖိုးကျမရေနနာလေးဘာရေနနာဟုတ်လားဟုတ်တယ်အဖိုးရဲ့အဖိုးစီလာခြင်းမြဲရွာထဲဝင်မရဘူးအဖိုးကဒီဘက်ကိုလည်းတခါမှမလာဘူးလေမီးလေးဘယ်လိုဖြစ်တာလဲကွယ်အဖိုးပေးတဲ့အမျှတန်းတွေမရဘူးလားမီးလေးကစိတ်သဘောထားပြေသွားပြီအလူတန်းလည်းလုတ်ပါတယ်ဘာလို့ဒီဘွားရောက်နေရတာလဲကွယ်အဖိုးကိုမခွဲနိုင်လို့ပေါ့ဘာလို့ဒီဘက်ကိုတခါမှတော့မလာခဲ့ရတာလဲဖိုးရဲ့အဖိုးဒီကိုမလာတာမီးလေးကိုသတိရလို့ပါမီးလေးကိုထားခဲ့ရတဲ့ဒီတင်းချိုင်းဘက်ကိုအဖိုးမလာချင်တာဦးရောကသူ့မိမလေးဆုံးပါသည့်နေ့ကနေစလို့ရွာနောက်ဘက်ပိုင်းမှာရှိတဲ့တင်းချိုင်းကိုမသွားတော့ဘူးတခြားရွာများထံသွားကြရှိပါကရွာအရှိဘက်မှသာသွားခြင်းဖြစ်တော့တယ်ကျမမကျင်တော့ဘူးအဖိုးနဲ့ကျမကိုခွဲတဲ့လူတွေကျမမကျင်တော့ဘူးအဖိုးလည်းတူတူပါပဲကွယ်အဖိုးကျမကိုဒီဘွားရောက်လှုပ်တဲ့သူတွေအပြစ်ပေးပြီးကျမကြွတ်မှာအဖိုးစိတ်ချပါကွယ်ငါမီးအဖိုးတေချာအပြစ်ပေးပါမယ်ဦးရောကအန်ကိုကြေးရင်မောင်ဘိုးတင်တို့ကိုကြည့်ကကောင်းလေးမင်းအတော်တော်တယ်ကွာငါတို့စီးရင်သွားရှင်းကြတာပေါ့အခုငါတို့ကပညာရှင်တွေလို့မရှင်းဘူးတာမန်လူတွေလို့ရှင်းမယ်ကွာဦးရောပြောတာကိုမောင်ဘိုးတင်နဲ့တာကြီးသဘောမပေါက်ဘူးဦးရောကမကြွမလို့သေးတဲ့မိမလေးကိုထားရိုက်ခဲ့ကလင်မြန်သောခြေလမ်းများနဲ့လမ်းလျှောက်သွားလျာမှာတော့ရေနံစီမိကွက်ထဲထားတဲ့မိအိမ်ကိုကင်ထားတဲ့မောင်ဘိုးတင်တို့အနောက်မှာအလင်းမြန်လိုက်သွားကြပါလိမ့်တော့တယ်အင်းတော်ထဲမှာရှိတဲ့တဲကြီးတစ်လုံးရှိမှဦးရောကြီးဘေးမှာတာရင်နဲ့မောင်ဘိုးတင်တို့ရှင်လျက်ရပ်နေကြမောင်ဘိုးတင်လက်ထဲမှာတော့မိအိမ်နေဖြစ်တယ်ဦးရောကဒေါသပါနေတဲ့အတန်ဖြစ်တာတင်ဟေးကောင်တာတင်ဘယ်သူလဲညာကြီးမို့ချုပ်ငါကွာမင်းထွက်လာစမ်းပါတဲပေါ်မှာတာတင်ကမိအိမ်ကိုဆွဲကိုင်းနဲ့ဆင်းလာလိတယ်အဲ့နောက်ဦးရောကိုမြင်တဲ့အခါဆရာကြီးညာကြီးမို့ချုပ်ဘလို့စကားပဲမဆုံးသေးဦးရောကတာတင်ကိုပြေးထိုးလိတယ်အသက်ကြီးပေမဲ့လင်းမြန်လွန်းလာတဲ့ဦးရောကြောင့်မောင်ဘိုးတင်နဲ့တာကြီးငေးချောင်ကြည့်နေမိတော့တယ်ဦးသားတွေမှာမထင်မှပဲအထိုးခံလိုက်တဲ့အတွက်ဒေါသထွက်သွားပြီးတော့မိအိမ်နဲ့ရိုက်ပြီးကြံလိုက်တော့တယ်။သို့ပေမဲ့တိုင်းပညာတက်ထားရင်ရှိတဲ့ဦးရောကလက်ကိုဖမ်းဆွဲကမြေပြင်ပေါ်လှည့်ချလိုက်ပြီးအပေါ်မှာတက်ခွာကလက်သီးပင်တရက်ဆက်ထိုးပါလိတော့တယ်။တာတင်ကမထင်မှထားလောက်တန်မာဖြတ်လန့်နေတဲ့ဦးရောကိုကြောက်စာပြုတ်လာပြီးဖြစ်တော့နေတိုင်းအရက်တော့ကိုခံအားကြာဆင်းနေသည့်အတွက်လည်းတာတင်မှာဦးရောကမရှင်နိုင်ခြင်းလည်းဖြစ်ပြီးတယ်။မျက်နှာသွေးလိမ့်လိမ့်ဖြစ်သည့်ဒီအားရအောင်ထိုးပြီးတော့မှဦးရောကထိုးတာကိုရက်လိုက်ပြီးမင်းနဲ့ငါဘာအညိုးရှိလို့ငါမီးကိုတတ်ရတာလဲနွားရဲ့ကျုပ်မလုပ်ပါဘူးဗျာငါထတ်ထိုးမလုပ်ပါနဲ့ဆရာကြီးကျုပ်ဝင်ခံပါတယ်
ကျုပ်ဆရာကြီးမျိုးကိုအောင်လန်းနဲ့တိုက်မိပါတယ်မင်းကိုငါတို့မြည်ဖို့ကဘာတိကန်ကိုလုံမိလို့လဲကွာကျုပ်လည်းမလုံးချင်ပါဘူးဆရာကြီးရဲ့ကျုပ်သမီးလေးစေးုံတက်ရမှာမလို့ငွေလိုလို့လုံမိတာပါကျုပ်ကိုခွင့်လို့ပါဗျာတာတင်ကငိုယိုပြီးတော့တောင်းပန်လေတယ်အဲ့ဒီကဦးဩကတာတင်ရင်ဘတ်ပေါ်တက်ထိုင်ထားမှထလိုက်ပြီးမင်းကိုဘယ်သူခိုင်းတာလဲမင်းကိုဘယ်သူခိုင်းတာလဲပြောစမ်းတာတင်ဆရာကြီးရဲ့တငယ်ချင်းဦးတန်းဖေဘာဦးဩကအံ့ဩသွားသလိုမယုံကြည်နိုင်အောင်လည်းဖြစ်သွားပြီးတော့တယ်မောင်ဘိုးတင်နဲ့တာရီကဦးဩနာကိုသွားကစိတ်ဘာဖြစ်လို့လဲငါပေါ်တောက်လျှောက်ကောင်းတယ်လို့ငါထင်ထားတဲ့ကောင်ကငါမျိုးကိုတတ်ခိုင်းတာတဲ့ကွာဆိုင်ကျုပ်တို့အဖြစ်မှန်သိအောင်ဒီလူကြီးကိုအကြောင်းဆုံးမေးကြတော့ဗျာမောင်ဘိုးတင်ရဲ့စကားကိုတာတင်ကြားတဲ့အခါကျုပ်မောင်ကျုပ်သိပါပြီဆရာအိုးရေကျုပ်သမီးလေးပြန်ကောင်းလာချိန်မှာကျုပ်လည်းမပြောနိုင်ပါဘူးဗျာကျုပ်တကယ်ပြောတာပါအဲ့ဒါကြောင့်ကျုပ်ရက်တွေကြီးပဲဖိတောင်းနေခဲ့တာအခုကျုပ်ကိုဦးတန်းဖေကချင်းချောက်ပြီးသူ့လိုအဲ့ဒါတွေခိုင်းနေတော့မဲဗျာအေးမင်းငါ့ကိုအကြောင်းဆုံးပြောပြကွာဦးဩကသူထိုးကြိတ်ထားတဲ့အောင်လန်းဆရာတာတင်ကိုလက်ဆွဲထူလိုက်ပြီးဖြစ်ပျက်တဲ့အကြောင်းအရာများကိုပြောခိုင်းလိုက်ပါလေတော့တယ်အောင်လန်းဘိုးတင်နဲ့နှမျက်နာတီကဤမြတာမကြမီအောင်လန်းဘိုးတင်နဲ့လူယုံမာများအားဆက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောင်လန်းဘိုးတင်နဲ့လူယုံမာများဆိုဇလန်းလေးဖြစ်ပါတယ်ခင်ဗျအားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေ့ season လေးကိုစလိုက်ပါမယ်ခင်ဗျတနပ်ပင်ရွာလေးရဲ့နောက်ဘက်တောအုပ်တစ်ခုတွဲမှာရှိတဲ့အင်တော်ထဲမှာတဲလီတစ်လုံးပေါ်မှာဖြစ်ပါတယ်အဲ့ဒီတဲလီပေါ်မှာတော့တဲပိုင်ရှင်များဖြစ်ကြတယ်တာတင်နဲ့မိမဖြစ်သူမိတင်အဲ့ဒီနောက်ရှင်းနေရွယ်သူတို့ဤသမီးငယ်လေးတယောက်ပြင်ညနေချင်းဆိုင်မှာထိုင်နေကြတဲ့မောင်ဘိုးတင်ဘေတူတာအင်းနဲ့ဆရာကြီးအော်တို့ဖြစ်ကြပါတယ်တာတင်ရဲ့မိမဖြစ်သူမှာဦးအောကိုကြည့်ကကျမဒီအကြောင်းလေးကိုတကယ်မသိခဲ့တာပါရှင်သိခဲ့တော့ကျမမလုပ်ခိုင်းပါဘူးတကယ်ပါဆရာကြီးရေရှိပါစေတော့မိတင်ဟာနင်တို့သားမိမှာဘာအဖြစ်မှမရှိပါဘူးငါတာတင်ကိုမမေးချင်တယ်ကဲတာတင်ဘာဒီဘလို့ဖြစ်ပြီးငါမီးလေးကိုပြူစားဖို့ဘလို့ဖြစ်လာလဲကွာမင်းပြောပြစမ်းပါဟုတ်ကဲ့ပါဆရာကြီးဟာကျုပ်တလုံးမကျန်အကုန်ပြောပြပါမယ်တာတင်ကသူ၏မျက်နှာမှာဖူးယောင်နေတဲ့ဒဏ်ရာများကိုကြက်တုပ်ဖြင့်ထိုးရင်းမှဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကိုပြောပြဖို့အတွက်ဟန်ပြင်လိုက်ပါတော့တယ်မောင်ဘိုးတင်တို့ကတာတင်ပြောလာမယ့်အကြောင်းများကိုနားထောင်ဖို့နားဆွင့်နေကြပါလေတော့တယ်တနပ်ပင်ရွာလေးမှာရက်ကန်းခတ်တဲ့သူကဦးတန်းဖေရဲ့မြီးဖြစ်တဲ့မြာနှင်းတယောက်သာရှိမြာနှင်းကအသက်20ဝန်းကျင်ရှိကချောမောလှပတဲ့မိမပြိုလေးတူးဖြစ်ပြီးရက်ကန်းကိုအကွက်ဆန်းများခတ်နိုင်တဲ့အတွက်အတော့ကိုနာမည်ရနေပြီတဲ့သူမရက်ကန်းစင်တွေအလုံးလုံးတော်သူနဲ့ပညာသင်တော်သူများစွာရှိပါတယ်အဲ့ဒီထဲမှာမြာနှင်းတို့အိမ်နဘေးမှာနေထိုင်တဲ့ထလန်းဆရာကြီးဦးအောရဲ့မိမလေးရေရနာကလည်းပါဝင်ဖြစ်ပေတယ်ရေနာလေးကငငယ်ရွယ်နဲ့ရက်ကန်းခတ်မှာအတော့ကိုအထုံပါရမီပါလာလေးတယ်သူမကပညာကိုကြိုးစားစားသင်ယူပြီးတော့မြာနှင်းခိုင်းတဲ့မိသည့်ကိစ္စမဆိုတွတ်တွတ်လက်လက်လှုပ်ပေးတာကြောင့်အတော့ကိုအားကိုးရတဲ့ကလေးမလေးတယောက်ဖြစ်ပါတယ်ညာနေရဲ့ရက်ကန်းစင်လေးဟာတနပ်ပင်ရွာမှာသာမကတခြားရွာနီးဝင်းကျင်တွေမှာပါနာမည်ကြီးပေတယ်ဝယ်ယူသူများကြတော့လဲညာနေငါပြောဆိုမသိမွေ့ပြီလက်ရကောင်းသောကြောင့်သာဝယ်ယူသူများကတီးခံဝယ်နေကြတယ်ရေနာကအသက်13နှစ်ကျော်ကလေးကညာနေထံမှာပညာသင်ကြားလာခဲ့ရာယခုအသက်14နှစ်ကျော်လာတဲ့ချိန်မှာတော့ရက်ကန်းကိုကောင်းကောင်းခတ်တက်နေပြီဖြစ်တော်တယ်ဒီအတွက်သူမကကိုပိုင်ရက်ကန်းစင်လေးထောင်ကျင်မိလာတယ်အသက်ငယ်ပေမဲ့ကြီးပွားတိုးတက်ခြင်းစိတ်ရှိတဲ့မြီးဖြစ်သူကြောင့်အထက်လန်းဆရာကြီးဦးဩကမြီးမလေးဖြစ်သူရဲ့ပြောစကားကိုအပြုံးနဲ့သာနားထောင်နေရှိပေတယ်။ယခုလည်းမြီးဖြစ်သူနဲ့သမင်းစားနေချိန်မှာမြီးဖြစ်သူမှသူမ၏စိတ်ထဲမှာရှိတဲ့ຢာများကိုအဖိုးဖြစ်သူကပြောပြနေပါတော့တယ်။အဖိုးသမီးရက်ကန်းစင်လေးထောင်ခြင်းနေဟာအခုဆိုသမီးကရက်ကန်းခတ်တာအတော့ကိုကျွမ်းလာပြီ။အကွက်ဆန်းတွေလည်းခတ်တက်နေပြီ။ငါမြီးလေးတော်တယ်ဆိုအဖိုးကတီးပြီးသားပါ။အဲ့ဒါဆိုရင်လေသမီးကိုရက်ကန်းစင်ထောင်မေးပါလား။မိမလေးကကိုပိုင်လှုပ်ချင်နေပြီလား။သမီးကမကြခင်15နှစ်ပြည့်တော့မှလေဘာလဲအဖိုးကသမီးကိုကောင်းဆိုင်ပဲတော့ပဲလှုပ်စေချင်လို့လားမဟုတ်ပါဘူးမြည်ရဲ့အဖိုးမှမြည်လေးတယောက်ပဲရှိတာခိုင်းရပါမလားအဖိုးရဲ့လောက်ကကုသိုလ်လေးရဝမ်းလဲဝဆိုတော့ငွေကြေးစုထားတာရှိညီမလေးရဲ့အမမြာနှင်းကိုတိုင်ပင်ပြီးရက်ကန်းစင်ထောင်မှုပြောပေါ့အမောက်လည်းပြောထားပါတယ်အမလည်းအားပေးတယ်ရက်ကန်းစင်ထောင်မယ်ဆိုရင်သူအရင်ကသုံးတဲ့ရက်ကန်းစင်ရှိတယ်တဲ့ဝင်လဲရောင်းမယ်လို့ပြောတယ်အဲ့ဒါဆိုလဲငါပြီးသဘောပါကွယ်တစ်တာထဲမှာအဖိုးငွေစုထားတာရှိမြည်လေးလိုတော့တာထုတ်ပြီးသုံးပြီးတော့အဖိုးကတကယ်သမီးပေါ်မှာကောင်းပေးတာပဲမြည်လေးကလည်းအဖိုးကိုဟင်းကောင်းကောင်းထမင်းကောင်းကောင်းချက်ကျွေးတာကိုကွက်အဖိုးကရွဲ့နေတာလားဝတ်သားပေါ်တိုင်းဝယ်ရလို့ပြောတာလားမဟုတ်ရပါဘူးငါမြည်ရဲ့ကဲစားပြီးရက်ကန်းစီဝယ်ဖို့တိုင်ပင်ကြီးတော့ဟုတ်ကဲ့ဖိုးရေနာကတော့ကိုပြောရွှင်နေပေတယ်သူမ၏အသက်အရွယ်ကြောင့်တချို့သောအုပ်ထိန်းသူများမှာလူကြီးတယောက်လိုမျိုးပြောဆိုဆက်ဆံကြမဟုတ်ပြီအခုတော့သူမ၏ဖိုးဖြစ်သူကတခြားသောသူများနဲ့မတူ
အသက်ရွယ်ကိုမကြည့်ပဲသူမ၏လှုပ်ရည်ကိုင်းနှင့်စိတ်နေစိတ်ထားကိုကြည့်ကအဖိုးဖြစ်သူမအပြည့်အဝယုံကြည်ထောက်ခံသည်မဟုတ်ပါလားထို့အတွက်အဖိုး၏မြည်ဖြစ်ရသည်မှာကံကောင်းသည်သူမထင်နေမိတော်တယ်အဖိုးဖြစ်သူကသူမ၏ဖေမေမရှိတော့သည်ကိုတတိမထားမိအောင်မင်းသူ့ဘောကောင်းမွန်လွန်းလာတယ်အဖေမေရှိသူများထပ်ပင်လိုလေသေးမရှိပြည့်စုံအောင်ထားတယ်ထို့အတွက်ကျေးဇူးရှင်အဖိုးဖြစ်သူစိတ်ဆင်းရဲစေမိမြည်သည့်အလုံးမျိုးမဆိုဘယ်တော့မှမလုပ်ဘူးလေသူမထမင်းစားနေရင်စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်ပါလေတော့တယ်ညာနေကသူမမသုံးတော့ဒီမှာကြားတဲ့ရကန်းစင်ကိုဝိန်းစည်းနဲ့သူမ၏တပည့်ဖြစ်သူရဲနာအားရောင်းမှုကြံနေတယ်ဒါကြောင့်ရဲနာကိုလုပ်ငန်းထူထောင်သဘောတူလိုက်ပြီးတော့သူ၏ရကန်းစင်ကိုထုတ်ရောင်းလေတော့တယ်ရဲနာကညာနေရောက်တဲ့ရကန်းစင်အဟောင်းမှာဈေးများမှန်သိတော့လဲအခါချင်းဝင်မယူဘဲနဲ့ပညာသင်ပေးခဲ့တဲ့ဆရာဖြစ်နေသည်မို့တောင်းသည့်ဈေးတိုင်းပေးကဝယ်လိုက်လေတော့တယ်ညာနေကရဲနာအားလူအမလေးကိုထင်သွားကသူကုံသူဖော်ပြီးတော့စကားဆိုနေပြန်နေငါနေမလို့ဒီဈေးနဲ့ရောင်းတာနော်ရကန်းစင်အသေးဆိုဝယ်ရတာဘယ်လောက်ခက်တယ်ဆိုတော့နေလဲသိပဲဟုတ်ကဲ့ပါမမအဲ့ဒါကြောင့်မလို့ရင်နာလေးကျေးဇူးတင်နေရပါပြီးတာပဲညီမပဲရကန်းစင်ကိုစင်မမဟုတ်လားဟုတ်တယ်လေမမလွယ်တာရှိရင်လည်းပြောပေါ့ဟုတ်ကဲ့မမရင်နာကမြာနီးမှာသူ့ဘောလူလေကြသည်ကိုသိတော်လဲစိတ်ထဲမှာထုတ်ပစ်လိုက်တယ်ရကန်းစင်ကိုအိမ်မှာဆင်လိုက်ပြီးတော့သူမ၏အသက်15နှစ်ပြည့်တဲ့နေ့မှာတနိုင်တစ်ပိုင်းရကန်းစခတ်လေတယ်ရင်နာကထက်မြက်တဲ့မိန်းကလေးငယ်လေးတူဖြစ်လေရာသူများနဲ့မတူတဲ့အကွက်ဆန်းများကိုပါခန့်နိုင်၍တစစနာမည်ပို့ပြီးတော့ရလာတယ်သူမ၏အသက်16နှစ်ပြည့်ချိန်မှာတော့ရဲနာရကန်းစင်လုပ်ငန်းလေးကနောက်ထပ်ရကန်းစင်များထပ်ပြီးတော့ဝယ်လာနိုင်ကရွာထဲမှာမိန်းကလေးများကိုအလုပ်ပေးထားနိုင်သည်ထိတိုးတက်လာတော့တယ်ရဲနာမှာအလုပ်လုပ်ရမှာလဲဒေသလှပတာကြောင့်သူမရကန်းစင်မှာထွက်တဲ့အထည်များကိုအကွက်ဆန်းများဖြစ်၍လူကြိုက်များကြလေတယ်ထို့ပြင်ပြောဆိုကားပါရွယ်နဲ့မလိုက်အောင်တိမ်မွေ့ပါးနိုင်လွန်လာ၍ချိန်တော်တွင်တိုးတက်လာခြင်းဖြစ်တော်တယ်သူမတိုးတက်လာသည်နဲ့ဆုပ်ယုပ်လာသူမှမြာနေဖြစ်ပေတယ်ရဲနာနဲ့မတူသည်မှာမြာနေကစကားပြောရမှာသူတစ်ပါးအားနိုင်ထက်စီနေရှိလွန်းလာ၍သူမ၏ဖောက်တဲ့များကရဲနာစီကိုရောက်ကုန်ကြတော့တယ်ဒါကြောင့်မြာနေ၏လုပ်ငန်းဟာတစားစားဆုပ်ယုပ်လာပြီးပိုဆိုးသည်မှာရက်ကန်းခတ်ကျွမ်းကျင်တဲ့မိန်းကလေးများဟာသူမစီမှာအလုတ်ထွက်ပြီးတော့ရဲနာထံကိုအလုတ်ဝင်သွားကြတာကြောင့်အတော်ကိုအနေထက်အခိုင်ထက်နဲ့အိတ်ရင်းမေရောင်ပြီးအော်သည့်ထိရဲနာ၏အပေါ်အိတ်သာမစ္စရိယစိတ်များပွားလာပါတော့တယ်အဲ့ဒါပိုဆိုးသည်မှာမြာနေကညဘက်တွေဆိုရင်အခန်းထဲမှာတယောက်တည်းငိုယိုနေတတ်လာတော့တယ်အဲ့နောက်မှန်ပေါ်မှာသူ၏မျက်နှာကိုကြည့်ကငိုလိုက်ရီးလိုက်နဲ့ပြုတ်လုပ်ပြီးတော့စကားများလဲတယောက်တည်းပြောနေတတ်သေးတယ်သူမပြောတဲ့စကားများဟာငါမွေးတဲ့မြောက်ငါပြန်ချောက်နေပါငါသူ့တော့မတုံးလားငါမုန်းတယ်အဲ့ဒီလိုမူမှန်ပဲရှိနေမိဖေသူကိုဦးတန်းဖေကနှစ်သိမ့်ပေးလေတယ်မြည်လေအဖိုးတို့ကလဲပိုင်းရပိုင်းနေပါမြည်လေလုံးမလို့လဲအဖိုးတို့ကနေနိုင်စားနိုင်ပါတယ်အဖိုးဘာမသိပါဘူးသမီးကငွေတက်ဟိုကလေးမောင်ဆုံးလို့ဖြစ်နေအောင်တီးမခံနိုင်တာအဖိုးရဲ့စဉ်းစားကြည့်စမ်းပါသူကသမီးရဲ့ရကန်းစင်အဟောင်းယူဝယ်ပြီးကြီးပွားသွားတာအခုဆိုတနေ့တွင်းသမီးရဲ့ဖောက်တယ်တွေရောအလုပ်သမားတွေသူ့စီကုံရောက်ကုန်ပြီဒီကောင်မအောင်သမီးမရှင်းနိုင်သမီးလူ့ဘဝမှာမနေနိုင်တော့ဘူးဖို့သမီးတေးခြင်းနဲ့မဟုတ်တာမီးလေးရဲ့ဘာလို့တေးရမှာလဲအဖိုးမခင်တွေပဲစားဆိုလို့မီးလေးတယောက်တည်းရှိတာပါမီးလေးတေးလို့မရဘူးတေးပဲတေးဦးတန်းဖေပြောလဲစားစကားကိုရက်ကအိမ်ပရင်းမောက်စီကိုတွားလိုက်ပြီးပရင်းမောက်မှတစ်ဆင့်ဦးအော်ကြီးအိမ်အောက်မှာရှိတယ်ရက်ကန်းစင်ကိုကြည့်လိုက်တယ်ဝယ်သူရောင်းသူရက်ကန်းခတ်သူဘိုင်းငင်သူများနဲ့ပြည့်နေတယ်ရဲနာကြီးလုပ်ငန်းလေးကိုကြည့်ကတောက်တစ်ချက်ခောက်လိုက်ပြီးတကားကိုစောင့်ပိတ်လိုက်ပါလေတော့တယ်ဦးတန်းဖေတယောက်ညသကောင်ရန်ချိန်မှာတယောက်တည်းအရက်တောက်နေတယ်သူမတောက်ဒီမှာကြာကြီးဖြစ်တဲ့အရက်ကိုတောက်နေရခြင်းမှာညဘက်ဆိုရင်အိမ်မက်ရောင်ကရဲနာအားတက်ချေနေတဲ့မြည်ဖြစ်သူရဲ့စကားများကိုနားထောင်ပြီးစိတ်ညစ်နေခြင်းကြောင့်ဖြစ်ပါတော့တယ်မြည်ဖြစ်သူခံစားနေရတဲ့စိတ်ခံစားချက်ကိုသူကနားလေတယ်အဓိကတရားခံမှာရက်ကန်းစင်ထောင်းတဲ့ရဲနာကြောင့်သာဖြစ်သည်ကိုတစ်ထစ်ချယုံထားပြီလေဒါကြောင့်ရက်တစ်ခွက်ကိုတောင်းရင်းနဲ့မြည်တို့လောက်ရမည်ကိုစဉ်းစားနေရဲနာကြီးဖိုးဖြစ်သူမှာသူငယ်ပေါင်းကြီးပေါ်တကယ်ချင်းဖြစ်၍အမြဲတမ်းအပြုံးမပြတ်ဆက်ဆံနေရတယ်စိတ်ထဲမှာတော့မင်းမြည်ကြောင့်ငါမြည်စိတ်ညစ်နေရတာမင်းမြည်မရှိမှအေးမယ်ဟုအမြဲတမ်းပြောနေမိတယ်ဒီလိုနဲ့တလောကသေးချိုင်းမှာလူလက်ပြန်ရိုးလာဖော်တဲ့တာတင့်ကိုအမှတ်ရသွားမိတယ်တာတင်ကရွာကြီးအနောက်ဘက်နဲ့အတန်လန်းနဲ့အင်တော်ထဲမှာမိသားစုလိုက်နေထိုင်ကြတယ်သူအောင်လန်းပညာလိုက်စားလာသည်ကိုအစကဦးတန်းဖေလည်းမသိနွားပြောက်ရည်တရင်ငါးများနဲ့အတူနွားရှာပြီးအချိန်မရှိမှရွာကိုပြန်လာစဉ်မှာအလောင်းဖော်နေတဲ့တာတင်နဲ့တိုးပြီးတော့တာတင်မှာအောင်လန်းပညာတဲ့ဖြစ်နေတာကိုသိရခြင်းဖြစ်တော်တယ်ဒါကြောင့်ဦးတန်းဖေကတာတင့်ကိုရေဒနာကိုအောင်လန်းအတိုက်နဲ့တိုက်ခိုင်းရန်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်သူတယောက်တည်းတွေးပြီးတော့ပြုံးနေစဉ်မှာသူဤနောက်မှာမိသည့်ချိန်ကလေးကရောက်နေမှမသိတော့ဖြစ်တဲ့မြည်ဖြစ်သူကအဖိုးညဘက်ဒီရက်တောက်နေပြီးတော့တယောက်တည်းပြုံးနေပါလားအဖိုးပဲဘာဖြစ်လို့လဲဘာမဟုတ်ပါဘူးသမီးရဲ့အဖိုးကသမီးကိုဘယ်တော့မှညာဘူးလို့လေပြောပြပါနော်ဩဒီတိုင်းရက်မတောက်တာကြာလို့တောက်တာဘာမှမဟုတ်ပါဘူးအဖိုးနော်သမီးတို့တော့အမှန်တိုင်းမပြောချင်ဘူးလား
ဘာမှမဟုတ်လို့ပါကွယ်အဲ့ဒါဆိုလည်းပြီးတာပဲသမီးအိတ်မရလို့သမီးမှာအကြံတစ်ခုရှိတယ်အဲ့ဒါပြောပြမလားအဖိုးကသာသမီးကိုမပြောချင်တာသမီးကအများအားပြောတယ်နော်အေးပြောငါမီးသမီးပြောသမီးရေနောက်အောက်လန်းနဲ့တိုက်ချင်တယ်ဟေးသမီးလေဘာတွေပြောနေတာလဲအဲ့ဒီလိုလုံးလို့မရဘူးလေသမီးအဲ့ကောင်မှရှိနေလူလောကတွေမှာနေနိုင်မှမထင်ဘူးဖို့ဒင်းကအခုဆိုအလှပနေပါရှင်းလာပြီသမီးလေညာနေကစကားပြောနေမှငိုလာပြန်တယ်အဲ့ဒီကဦးတန်းဖေကခဲသမီးလေးမငိုနဲ့တော့နော်အဖိုးမှအကြံရှိပါတယ်ကွယ်ငါသမီးလေးစိတ်ချမ်းသာစေရမယ်အခုသွားရတော့အဖိုးစကားကိုယုံတယ်မဟုတ်လားညာနေကခေါင်းကိုသာညှိလိုက်တယ်သူမအဖိုးကပြောစကားကိုတီးတဲ့သူဖြစ်တယ်ခုချိန်นี้သူပြောတဲ့စကားကိုမတီးတာဟူ၍မရှိသေးပြီဒါကြောင့်သူမအဖိုးစကားကိုလက်ခံကအိတ်ခမ်းထဲကိုဝင်သွားလေတော့တယ်ဦးတန်းဖေကလက်ကြံရက်တစ်ခွက်ကိုမော့တောက်လိုက်ပြီးတပ်ပြင်းကိုသာအကြိမ်ကြိမ်ချနေမိပါတော့တယ်ဒါတင်တယောက်တည်းသူဤတဲလေးပေါ်ကိုရွာမပင့်ထားတဲ့ဆေးဆရာကြီးနဲ့တူတက်သွားလေတယ်တဲလေးပေါ်မှာကိုပူကြီးကမျက်ဖြူလန်သွားတဲ့သမီးဖြစ်သူနဲ့သူမရဲ့ဘေးတွင်စိုးရင်ကြီးရှိနေတဲ့မိန်းမဖြစ်သူကဒါတင်နဲ့ဆေးဆရာကြီးရောက်လာတဲ့ခါကိုတာတင်တော်တမီတစ်ချက်မျက်ဖြူလန်သွားလှုပ်ပေါအောင်တော့အေးပါစိုက်လှုပ်ပေါအောင်ဗျာကဲပေါအောင်အေးတာတင်ငါဆေးပေးမယ်ဆေးဆရာကြီးကသူ့လွယ်ကိုဘေးမှာချကကလေးကိုစမ်းသပ်လိုက်ပြီးတာတင်မင်းသမီးကိုဆေးုံတင်မှရမယ်ကွာငါတို့ဆေးမိတို့တွေမရတော့ဘူးဗျာမြန်သာဆေးရုံတွေမို့လောက်ကွာငါတက်နိုင်တော့ဒီငန်းဆေးလေးပဲတိုက်တာနည်းနည်းတက်တာလိုက်တက်တာဟုတ်ကဲ့ပါဆရာကြီးအေးချက်ချင်းဆေးရုံတွေမို့လောက်ကြကွာဆေးဆရာကြီးရဲ့စကားကြောင့်တာတင်တို့လင်များနဲ့ဟာတယောက်ကိုတယောက်ကြည့်ကငေးငိုင်သွားကြတော့လေစားဖို့ပင်လင်အနိုင်ပြီးရုံးကန်နေရတဲ့တာတင်ဟာအပေများသောငွေကြေးဖြင့်မျိုးဆေးရုံကိုသွားနိုင်ပါမည်နီငွေကြေးဟူရဲ့စဘာတင်းတရားဝင်နိုင်လောက်သောငွေကြေးတောင်တစ်ခါမျှပင်မပိုင်ဆိုင်ဘူးတဲ့သူတို့မျိုးဆေးရုံကိုသွားမည်ဆိုတဲ့အခါမှာတော့ကိုခေါင်းချောက်သွားကြရပါလိမ့်ဒါကြောင့်တယောက်ကိုတယောက်ကြည့်ကမိုင်းတွေနေချင်းဖြစ်တော့တယ်ဆေးစာကြီးမှလည်းပြေးစုံသူတယောက်မဟုတ်လေတော့သူလည်းတတ်နိုင်တဲ့လောက်သာကုသိုလ်မှုပြုလုပ်ပေးကတဲလီပေါ်မှာပြန်ဆင်းသွားပါလေတော့တယ်ဆေးစာကြီးပြန်သွားပြီးမကြမီမှာပင်ဦးတန်းဖေကတဲလီပေါ်ကိုရောက်လာကငေးငိုင်နေတဲ့တာတင်တို့လေများကြည့်လိုက်ပြီးဟေးကောင်တာတင်ဘာဖြစ်နေကြတာလဲကျုပ်သမီးလေးမျိုးဆေးအောင်တင်ရမယ်လေဗျာအဲ့ဒါကျုပ်တို့မှငွေမရှိလို့စိတ်ညစ်နေတာတာတင်မင်းငါခိုင်းတဲ့လို့ကိုလက်ခံမလားအဲ့ဒါဆိုငါမင်းသမီးကိုဆေးရုံတင်တဲ့အဖိုးကအစာဆုံးငါတောင်းဝင်ယူတယ်ဘာလို့လဲဦးတန်းဖေဩငါလေတဲ့ကိုင်းနဲ့အလုပ်ပါမိတင်ဟာဩကဲလက်ခံလာသားတယ်ခိုင်းနေတာခိုင်းအကုန်လုပ်ပြီးမယ်ဦးတန်းဖေဟာလောလောဆယ်ကျုပ်သမီးလေးကိုဆေးရုံသာတင်ပေးပါတော့ဗျာကဲဒီနေ့ပဲဆေးရုံတင်ကြတာပေါ့ကွာမင်းကတော့နေခဲ့ရမယ်ငါမီးနဲ့မိတင်ုံပဲမျိုးဆေးရုံလွတ်ကြတာပေါ့စိုက်သဘောပါဗျာဒီလိုနဲ့တာတင်းသမီးလေးကိုမျိုးဆေးရုံတင်ဖို့ရေးဦးတန်းဖေမှာပြေဝတောင်းဝင်လိုက်တော့တယ်သူခိုင်းမိလို့ကိုမတိသေးတဲ့တာတင်ကသူသမီးဆေးကူးသားခွင့်ရမည်အရေးကိုတွေးကဝမ်းသာနေပါလေတော့တယ်ဦးတန်းဖေကသူ၏မြည်ပြသူများနေနဲ့မဲတင်အားမြို့သို့သွားကခလေးအားဆေးကူးသားစေတယ်အဆဆရရအကုန်စင်ပြေတရားကြားသိရပြီးတဲ့နောက်တာတင်တဲအိမ်လေးမှာဦးတန်းဖေရောက်နေပြီးတာတင်ကဦးတန်းဖေအားကျေးဇူးတင်စကားအထက်ထပ်ဆိုးလေးတယ်ဦးတန်းဖေကျုပ်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာကျုပ်သမီးလေးကိုကယ်တင်ပြီလို့တကယ်ကျေးဇူးတင်မဆုံးပါဘူးဒီပါတဲ့သားတွေပဲကွာရပါတယ်ကျုပ်ကိုခိုင်းစားရှိတာခိုင်းပါဦးတန်းဖေရဲ့တင်းငါးတွေနဲ့တူကျုပ်လုံးလုံးမယ်ဗျာမဟုတ်တာမင်းအဲ့ဒါတွေလုံးဆရာမလိုပါဘူးကွာငါ့ကိုမင်းတခုပဲကူညီရအခုငါလုံခိုင်းတာကိုဘယ်သူမှသိလို့မရဘူးမင်းကူညီမယ်လို့ငါယုံတယ်ပြောပါဦးတန်းဖေကျုပ်ဘာလို့ပေးရမလဲတာတင်မလေးလိုမေးတဲ့အခါဦးတန်းဖေကသူ့ခေါင်းကိုတာတင်အနားကိုကတ်လိုက်ပြီးမင်းငါအိမ်ဘေးကဆရာအုံးကြီးလေးကိုအောက်လန်းနဲ့တိုက်ရမယ်ဗျာဘာဖြစ်လို့လဲကျုပ်မလို့မင်းသဘောပဲလေငါမျိုးကိုလိုက်သွားပြီးတော့စေးမကူခိုင်းအောင်မရှိတော့တာပေါ့ဦးတန်းဖေမှာအဲ့ဒီလိုပြောပြီးတော့ထသွားဟန်ပြင်လိုက်အဲ့ဒီကတာတင်ကနေပေါင်းဗျာကျုပ်လုပ်ပါမယ်ကျုပ်ဘယ်လောက်ထိလုပ်ရမှာလဲအသေးဗျာတာတင်ကဦးတန်းဖေစကားကြောင့်မျက်စိမျက်နှာပြတ်နေတော့လေဦးတန်းဖေမှာမြည်သည့်ခံစားမှုမရှိတဲ့မျက်နှာမျိုးနေဖြစ်နေတော့တယ်တာတင်ကအိမ်ပေါ်မှာရှိနေတဲ့သူများကိုဖြစ်ကြောင်းကုံစင်ပြောပြပြီးတဲ့နောက်ငိုရှိုက်လို့နေပါတော့တယ်သူ့မိမမိတင်ကလည်းမျက်ရည်များရေဝဲပြီးတော့ယောက်ျားဖြစ်သူကိုသူမကြီးလက်နဲ့ရိုက်ကတော်ပြောတော့အဲ့ဒီပညာတွေဝါသနာပါလို့လေ့လာတာဆိုဘယ်သူမှဒုက္ခမရောက်စေရပါဘူးဆိုအခုတော့ဘာမှအပြစ်မရှိတဲ့ကလေးမလေးတယောက်ဆုံးရှုံးရပြီငါမှမှန်သိပါတယ်ဟာငါရင်နောက်အသေးလောက်တာမဟုတ်ပါဘူးယူအောင်ပဲလှုပ်လိုက်တာသူ့ဖို့ဆရာရောပြန်ကိုရင်ပြောင်းပါပဲဆိုပြီးလှုပ်တာဘလို့လှုပ်ပြီးဆုံးသွားလဲငါလည်းမသိတော့ဘူးမောင်မိုးတင်ကတာတင်ပြောတဲ့စကားများကိုနားထောင်ရင်းမြေးပြေသူတဲ့စိတ်မကောင်းဖြစ်နေတဲ့ဦးဩကိုအနားသို့ကပ်ပြီးတော့စကားဆိုလိုက်လေတယ်ဆရာကြီးကျုပ်တို့အောင်လန်းပညာတွေမှာမသိဖို့ပြောလိုက်မသိရပါဘူး
ကျုပ်ထင်နောက်ထပ်တယောက်ရှိသေးတယ်ထင်တယ်နော်ဥဒရင်ကိုကြည့်ရတာညာနေပုံမပေါ့ဘူးငါလည်းစဉ်းစားနေတာဒါပြင်နောက်ထပ်တယောက်ရှိသေးလို့မင်းလည်းထင်တာလားဟုတ်တယ်ဆရာကြီးတေချာရှိသေးတယ်ငါတို့တန်းဖေကိုသွားတတ်ချင်ပြီကွာဆရာကြီးမူမပြတ်ပဲနေပေးပါဒီလိုမျိုးကိစ္စတွေကဆရာကြီးကိုယ်တိုင်လုပ်လို့အဆင်မပြေဘူးကျုပ်တို့အဲ့လူကိုကိုချင်းစာတယ်အောင်ပြင်တာပေးကြမယ်သူရုံမှာတော့ကျုပ်တို့လည်းပြန်ရုံမှာကြတော့ဗောဗျာဦးဝကရွယ်နေမလိုက်အောင်စကားပြောဆိုနေအနေထိုင်တည်ငြိမ်နဲ့မောင်ဘိုးတင်ကိုငေးကြည့်ရင်လည်းကောင်းချိန်ပြီးသူ၏စကားကိုလက်ခံလိုက်ပါလေတော့တယ်မောင်ဘိုးတင်တို့ကဦးဝနေတူတာတင်းအိမ်မပြန်လာကြလမ်းမှာမကျွတ်လွတ်သေးတဲ့ရေနာကသူ၏ဖိုးရင်ဖြစ်သူရဲ့အနောက်ကိုလိုက်လာသေးတယ်အဲ့နောက်ဦးဝကမေးဖြေသူကိုမကြခင်မှာလူတန်းလှုပ်ပေးမိအကြောင်းနဲ့လာခေါ်မိအကြောင်းကိုပြောလိုက်ကစိတ်မကောင်းကြီးသွားနေရွာထဲကိုပြန်လာခဲ့ကြလိုက်အိမ်ကိုရောက်တဲ့ကဖိုးရင်းနဲ့သားကဝတ်သားဟင်းနဲ့တခြားဟင်းများချက်ပြီးသူတို့လာကိုစောင့်နေခဲ့ကြလိမ့်တယ်မောင်ဘိုးတင်တို့ကပြန်လာတာကိုမြင်တဲ့အခါကြားလိုက်တာဗျာကျုပ်တို့ကချက်ပြီးလို့ထမင်းနေတော့ခူးခတ်ပြီးပြီအေးကွာငါတို့ကြာသွားတယ်ဆိုင်နဲ့ဘိုးတင်ထမင်းစားကြအောင်လေအစာသေးပါဘူးကွယ်မင်းတို့ပဲစားကြပါဦးရောစိတ်မကောင်းဖြစ်နေရကိုရိမ့်မိတဲ့ဖိုးထွေးကမောင်ဘိုးတင်ကမင်းငေါပြလိုက်ပြီးဘာဖြစ်တာလဲဦးသဘောဖြင့်အချက်ပြမေးလာပြီးမောင်ဘိုးတင်ကလက်ကိုကာပြလိုက်ပြီးတော့ဦးရော၏အနားကိုသွားကာဆရာကြီးခံစားနေတာကျုပ်တို့နားလဲပါတယ်ဗျာဆရာကြီးကသူ့တော်ကောင်းလားဦးရောကထူးဆန်းဆန်းမေးလာတဲ့မောင်ဘိုးတင်ကိုသေချာကြည့်ပြီးငါသူတော်ကောင်းတော့မဟုတ်သေးပါဘူးကွာလောဘဒေါသမောဟရှိနေလို့မင်းတို့ရှိမှပဲတာတင်းကိုထိုးတာပေါ့ပြီးတော့ငါတန်းဖေကိုတတ်ချင်နေတယ်ကွာ तू ကရုံမာတယ်ဆိုကျုပ်တို့လည်းပြန်ရုံမာတယ်မကောင်းပြီလို့ဆရာကြီးမင်းပြောတာငါနားမလဲဘူးကောင်းလေးကျုပ်တို့ပြောတာဘယ်သူမှမကြားတော့ပါဘူးနော်မကြားပါဘူးကွာအဲ့ဆိုထမင်းဆိုင်ပြောကြတာပေါ့ဆရာကြီးပေတို့နဲ့မောင်မိုးတွေကဦးဝီလက်ကိုဆွဲကာဘိုးတို့နဲ့သားတို့ထိုင်နေထမင်းဝိုင်းမှာထိုင်စီပြီးထမင်းစားနိုင်မှုတွေပြင်ဆင်ပေးလိုက်တယ်အဲ့နောက်မောင်ဘိုးတင်ပေတို့နဲ့သားရီတို့ကတာတင်ပြောပြတဲ့အကြောင်းများကိုထမင်းစားနဲ့ပြန်ပြောပြလိုက်ရာဘိုးတွေလည်းရုတ်တက်ထသွားပြီးတော့ထရံမဓမ္မကိုပြေးဆွဲပြီးသွားခုတ်တက်ပြီးလုံနေတာကြောင့်ဦးရောဒီမင်းအတန်ခတ်အုံနဲ့ထိမ့်သိမ့်လိုက်ရသေးတယ်ကောင်းလေးမင်းကလည်းကွာစိတ်လိုက်မှန်ပါတယ်မလုံဆန်းပါနဲ့ဘိုးတင်ပြောတဲ့နေရာအစဉ်ပြေဆုံးပဲဟုတ်တယ်ကိုဘိုးရီစိတ်လျှော့ပါဗျာဘိုးရီဝိုင်းဝန်းထိမ့်သိမ့်လိုက်ပြီးတော့ထမင်းဝိုင်းမှာပြန်ထိုင်ခဲ့လိုက်ကြဦးရောကတပင်းတစ်ချက်ချပြီးတော့ဒီကောင်လေးတွေကိုခေါ်လာဒီမှာမှန်ကန်ကြောင်းနဲ့သူတို့ကြောင်းသားလင်လူယုံမာတရုတ်မှန်ကိုသိခဲ့ရဒီကိုတွေးမိတော့တယ်မနာလိုစိတ်ကကြောက်စရာကောင်းတယ်ကိုလည်းတွေးမိပြန်တယ်သူဤမြီးမာလေးနာရေးမှာဦးတန်းဖေနေမြာနေမှာအတော့ကိုစိတ်မကောင်းဖြစ်နေရနေငိုနေကြသည်မှာအစ်စ်မှန်ပြီသူထင်ခဲ့မိအတော်လေးဟန်ဆောင်ကောင်းကြသည်ကိုလည်းမှတ်ချက်ပြူရင်းမောင်ဘိုးတင်ပြောတော့သူရုပ်မာနေကျုပ်တို့လည်းပြန်ရုပ်မာကြတာပေါ့ဆိုတော့စကားကိုသဘောကျနေမိတော့တယ်ထမင်းစားပြီးတဲ့အခါမောင်ဘိုးတင်ကသူကြံစီထားတဲ့ကြံစီကိုပြောပြလာခဲ့တယ်လိုအပ်သည်များကိုတယောက်တစ်ပေါက်အကြံပေးကြရင်အကြံစီရမှလည်းပြန်စမိအကြောင်းကိုဆုံးဖြတ်လိုက်ပါတော့တယ်ဦးောကသူရဲ့အထက်လန်းဆရာအလောကဆွန့်လွတ်လိုက်ပြီးအောက်လန်းဘိုးထင်နေသူ၏မိမလေးကိုတေဆုံးစေသည့်အဓိကတရားခံမိဖို့အားဝီနီလွတ်တိုက်ခိုက်ရန်ဆုံးဖြတ်ချက်ချလိုက်ပါလေတော့တယ်ဘိုးရင်းနေသားကဦးတန်းဖေနွားတင်းကုန်းမှာရှိတဲ့သူတို့၏နွားနှကောင်ကိုနွားเจ้าမှုသွားဆွဲလိုက်တယ်အဲ့ဒီချိန်ဦးတန်းဖေကငါတို့နွားเจ้าမလို့လားဟုတ်တယ်ဦးကြီးနည်းနည်းတော့စောသေးတယ်ပြင်းလာတယ်ပဲစောထွက်လာတာဘယ်ဦးကြီးနဲ့ရင်နှွေးတော်စကားပြောရအောင်လာခဲ့ကြလေအဲ့ဒါလည်းကောင်းတာပဲဗျဦးတန်းဖေခေါ်ရကိုဖိုးရင်းနဲ့သားတို့သွားကြလိမ့်မယ်ဦးတန်းဖေကအိမ်အောင်မှာရှိတဲ့ဇပွဲတန်းရမှာထိုင်မှုပြောလိုက်ပြီးရင်နှွေးကြနဲ့ဧည့်ခံလေးတယ်ကဲထိုင်ကြငါတို့မင်းတို့တဲတဲ့အိမ်ကငအောနဲ့ဦးကြီးနဲ့ကငယ်ငယ်ချင်းတွေကွာဟုတ်လားဟုတ်တာပေါ့ကွာလွန်ခဲ့တဲ့နှစ်ကတော့သူမီးလေးဆုံးသွားသေးတယ်ကလေးမလေးကအတော်လိမ်မာတဲ့ကလေးမလေးပါကွာဘယ်လိုလူတွေကများလှုပ်ရလဲမသိပါဘူးသူကထက်လန်းဆရာဆိုတော့သူ့ကိုမကျင်တဲ့သူတွေကများမှာပေါ့ငါအထင်တော့သူ့လုံးမရလို့သူမီးမလေးကိုတိုက်သွားတာနေမှာဖိုးတွေကဟန်ဆောင်ကောင်းလုံးလာတဲ့ဦးတန်းဖေကိုအံ့ဩနေမိတယ်စိတ်ထဲမှာလည်းခမားတို့မီးဖိုးနေအောင်တတ်တာလေးကိုအချိန်ချင်းပြန်ပြောနေပြီးတော့တယ်တို့ပေမဲ့သူတို့ဤစီစဉ်တိုင်းအိမ်ရှိမှရှိတဲ့ရက်ကန်းစင်ကိုကြည့်ကာဦးအိမ်ရှိရက်ကန်းစင်ကအလုပ်တော်လုပ်ရတယ်နော်အေးဝဲမြီးလေးကတော်တော့လူတွေကသူ့စီကပဲဝယ်ကြတာအဲ့ဒါဆိုဦးရဲ့မြီးမှာဝယ်စားတွေပေါ်မှာပေါ့ကိုပိုင်ရက်ကန်းစင်နေဆိုတော့လေပေါ်တာပေါ့ကျုပ်တို့ရွာလူတွေကဆင်းရဲတယ်ဗျာကျုံထမဝင်းခွဲတွေဆိုတနေ့လုံးနေမှာအဝယ်စားတစ်ထည်တော့မချုပ်နိုင်ကြဘူးဟေးဟုတ်လားဟုတ်တယ်ဦးရဲ့တကယ်လို့ဦးရဲ့မြီးလေးမဝတ်တော့တယ်ဝယ်စားလေးမှန်ရှိတထည်နဲ့ထည်တော့ပေးပါလားဗျာကျုံထမလေးလက်ဆောင်ပေးခြင်းလို့အစ်စ်တော့ကျုံလည်းမတတ်နိုင်ပြီဘူးဗျရတာပေါ့ကွယ်ရတာပေါ့မြီးလေးခဏလာပါအောင်ကွယ်လာပြီဖို့မကြသောချိန်မှာအသက်20ကျော်လှလှပပမိန်းကလေးတယောက်ကသူတို့အနားကိုရောက်လာခဲ့လေတယ်ဦးတန်းဖေကအနားရောက်လာတယ်သူဤမိအားသမီးဒီကနင်းမောင်တွေကသမီးမွေးတော့တဲ့အဝတ်အဟောင်းလေးတွေတစ်ထည်နှစ်ထည်လောက်လိုချင်လို့တဲ့ကွယ်သူတို့ရဲ့နှမတွေအတွက်လက်ဆောင်ယူသွားခြင်းလို့တဲ့
အော်အဲ့လိုလားခဏဆောင်တော့ပေးမယ်မိန်းကလေးကအိမ်မော်ကိုတက်သွားလေတယ်သူမကအစားကဖိုးရင်းနဲ့ตาရတို့ဟာငွေရှိတဲ့တထေးသားများကိုထင်ထားရာယခုသူထင်ထားသလိုမဟုတ်တာကြောင့်အတော့ကိုအထင်သေးသွားသည်ဟန်နဲ့စကားကိုလိုရင်းသာပြောခဲ့လေတယ်မကြသောချိန်မှာအင်းကြီးနှစ်ထည်အားဖိုးရင်းနဲ့ตาရရှိမှတစ်ထည်စီချလိုက်ပြီးယော့ဒါပြီးခဲ့တဲ့ကအလူမာဝက်ခဲ့တဲ့အင်းကြီးဈေးမနေဘူးနော်နင်တို့နှမတွေကိုပြောလိုက်ကောင်းကောင်းဝယ်လို့ဟုတ်ကဲ့ပါဗျာညာနေကနောက်ထပ်မြည်သည့်စကားမှမပြောဘဲသူရက်ကန်းစင်ရှိရာနေရာကိုသွားပြီးတော့သူမအလုပ်ကိုပြန်လုပ်နေတော့တယ်အဲ့နောက်ဖိုးရင်းနဲ့သားကညာနေပေးတဲ့အင်းကြီးများကိုယူကာဦးတန်းဖေဟာဦးကြီးကျုပ်တို့အင်းကြီးလေးပြန်သိမ်းနိုင်အောင်ပဲဗျာပြီးမှနွားเจ้าမို့နွားလာဆွဲမယ်အေးဟုတ်ပြီဖိုးရင်းနဲ့သားကအင်းကြီးတယောက်တည်းယူကာတိုင်းရမှထားသွားလေတော့တယ်အဲ့နောက်ဦးရောကြီးအိမ်မော်ကိုတက်သွားလိုက်ပြီးအိမ်မော်ကိုရောက်တဲ့ခါမှာတော့သူတို့နှစ်ယောက်ကိုစောင့်နေတယ်ပေတူးကဘလို့လဲစင်မီလာကိုဖိုးတွေပြေးတာပေါ့ကွာရော့သူဝဲတဲ့အင်းတစ်ထဲတော်မုံတော့အမှနှစ်ထဲဘလို့လဲတောင်းစားတာဆင်ပြေတယ်မဟုတ်လားတာကြီးကပြုံးပြီးပြီးနဲ့ဖိုးရင်းနဲ့သားတို့ကစနောက်လိုက်သေးတယ်ဖိုးရင်းနဲ့သားကသူတို့လက်ထဲမှာအင်းကြီးများကိုမောင်ဘိုးထင်ကိုပေးလိုက်ရာမောင်ဘိုးထင်ကအဲ့ဒီအင်းကြီးနှစ်ထဲကိုလက်ခကင်ပြီးတေချာကြည့်ကနင်တို့ခံမဲ့အလှဲ့ပေါ်ဟိုဘိုးတယ်ဘာလို့တန်ပြင်းနဲ့ကြီးညာလဲမင်းတော်တဲ့ရောက်နေမြန်ထင်းနေတာကြောင်တောင်တောင်နဲ့မောင်ဘိုးထင်ကပေတူးရဲ့စကားကြောင့်ဟာတိုက်ရီမောနေရာကိုရက်လိုက်ပြီးပေတူးအားကြည့်နေပါလေတော့တယ်အောင်လန်းဘိုးတွေနဲ့လူယုံမာများသည်ကဤမြတာမကြမီအောင်လန်းဘိုးတွေနဲ့ကိုပြုတ်သည့်ကံအမိရတော့ဇလန်လေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီနေ့မှာပရိသတ်များအားလုံးအတွက်ကျွန်တော်တို့ရဲ့မြန်မာ Good Story Channel ကနေပြီးတော့တင်ဆက်ပေးခဲ့တာကအောင်လန်းဘိုးထင်နဲ့လူယုံမာများဆိုတဲ့ဇလန်လေးဖြစ်ပါတယ်နောက်နေ့မှာအပိုင်းဆက်ရှိတဲ့အတွက်လာပြီးတော့လဲဆက်နားထောင်အားပေးကြဖို့ဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ channel ကို subscribe လုပ်ရတဲ့လှုပ်ထားပေးပါအောင်ခင်ဗျာဆိုတော့ဒီနေ့စီစဉ်တော့ဒီလောက်ပါပဲဒီနေ့မှာအချိန်မီနားဆင်ကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ